ဇလန်အစပိုင်းမှာတော့ဂျေဟီဟာအမေရိကမှာရှိတဲ့သူမရဲ့အိမ်မှာ TV ကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကိုရီးယားအိုလံပစ်အားကစားသမားကိုသူမတွေ့ရှိခဲ့တာပါ။ထဲချွန်းဟာပထမဆုရရှိပြီးရွှေတံဆိပ်ဆုခူးသွားတာကိုပေါ့ဂျေဟီဟာထဲချွန်းရဲ့စွမ်းဆောင်ရည်ကိုတော်တော်လေးသဘောကျသွားခဲ့ပါတယ်။ဒါကြောင့်သူမဟာမှန်တင်ခုံးရှိမှရက်လိုက်ပြီးတော့ယောက်ျားလေးတစ်ယောက်နဲ့တူသွားအောင်သူမရဲ့စပင်တွေကိုညှက်ပစ်လိုက်ပါတယ်။သူမဟာကိုရီးယားနိုင်ငံကိုခရီးထွက်လာခဲ့ပြီးထဲချွန်းရဲ့ကျောင်းစီကိုဦးတည်သွားခဲ့တာပါ။အဲ့ဒီမှာသူမဟာထဲချွန်းကိုစိတ်အားထက်သန်စွာတန်းစီဆောင်ဆိုင်နေကြတဲ့ပရိသတ်တွေကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီပရိသတ်တွေကသူမကိုဘေးကိုတွန်းထုတ်လိုက်ကြပါတယ်။သူမဟာလူအုပ်ကြီးတွေကနေမနှဲယုံထွက်ခဲ့ရပါတယ်။ဂျေဟီဟာကျောင်းလုံခြုံရေးဝန်ထမ်းစီကိုတွားခဲ့ပါတယ်။လုံခြုံရေးကသူမကိုရှေ့ဆက်မတွားဖို့တားဆီးခဲ့ပါတယ်။ဒါပေမဲ့သူမကတော့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်။ကျွန်တော်ကယောက်ျားလေးပါဒီကျောင်းမှာကျောင်းအပ်ထားတာပါဆိုပြီးတော့ပေါ့။သူမဟာလုံခြုံရေးစီကိုစာရွက်စာတမ်းတွေကမ်းပေးလိုက်ပါတယ်။အဲ့ဒီစာရွက်စာတမ်းတွေဟာအတူပြုလုပ်ထားတာဖြစ်နေခဲ့တာပါ။လုံခြုံရေးကမတင်ကာဖြစ်နေခဲ့ပေမဲ့လည်းကျောင်းအုပ်ကြီးရုံးခန်းစီတွားနေစဉ်မှာပဲသူမကိုဝင်ခွင့်ပြုလိုက်ပါတယ်။ဂျေဟီရဲ့အိတ်ချသွားပြီးအထက်ကအဝတ်စားတွေထွက်ကြကုန်ပါတယ်။လူငယ်တယောက်ကသူမကိုကူညီပေးခဲ့ပြီးသူမမော်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါဟာထဲချွန်းကိုယ်တိုင်ဖြစ်နေတာကိုသိလိုက်ရပါတယ်။သူမစိတ်လှုပ်ရှားလွန်းလို့မတော်တဆချေချော်သွားခဲ့ပါတယ်။ဒါပေမဲ့ထဲချွန်းကတော့သူမကိုလုံးဝစိတ်မဝင်စားခဲ့ပါဘူးပြီးတော့ထွက်သွားခဲ့ပါတယ်။ဂျေဟီကတော့ထဲချွန်းနဲ့စကားပြောခွင့်ရလိုက်လို့ဝမ်းသာကြည်နူးနေတော့မှဖြစ်ပါတယ်။နောက်တော့ဂျေဟီဟာကျောင်းအုပ်ကြီးရဲ့ရုံးခန်းစီကိုတွားခဲ့ပါတယ်။ကျောင်းအုပ်ကြီးကသူမကိုနှွေးထွေးစွာကြိုဆိုခဲ့ပါတယ်ပြီးတော့ကျောင်းဝတ်စုံကိုဝတ်ဆင်ဖို့ပြောခဲ့ပါတယ်။အဝတ်လဲခန်းထဲမှာတော့သူမဟာဝတ်စုံကိုဝတ်ဆင်လိုက်ပြီးမိမိကိုယ်ကိုပြန်ပြောလိုက်ပါတယ်။ငါကြည့်ရတာယောက်ျားလေးတစ်ယောက်နဲ့တွားတူနေတာပဲဆိုပြီးဂျေဟီစာသင်ခန်းထဲဝင်သွားတဲ့အခါမှာတော့သူမကိုဘာမှကြိုဆိုဧည့်ခံခြင်းမရှိခဲ့ပါဘူး။အဲ့ဒီအစားယောက်ျားလေးတွေကသူမစီကိုငှက်ပြောသီးခုံနဲ့ပြစ်ပေါက်ခဲ့ကြပါတယ်။သူမဟာနေရာမှာဝင်ထိုင်လိုက်ချိန်မှာယောက်ျားလေးတစ်ယောက်ကသူမကိုပြောလိုက်ပါတယ်။မင်းဟာငါတို့အုပ်စုထဲမှာပါဝင်ထိုက်တယ်ဆိုတာတက်တည်ပြချင်းရင်ခွေးအိမ်တွေကတင်းနှစ်ဘောလုံးကိုတွားကောက်ပေးရမယ်ဆိုပြီးတော့ပေါ်ရိုးအတက်ဂျေဟီဟာခွေးအိမ်စီကိုတွားခဲ့ပါတယ်။အဲ့ဒီမှာခွေးဟာတော်တော်လေးတောင်းကျမ်းနေတာကိုတွားတွေ့လိုက်ရပါတယ်။ဒါပေမဲ့လည်းခွေးဟာသူမရဲ့နူးညံ့သိမ်မွေ့တဲ့စိတ်ဓာတ်ကိုခံစားမိသွားခဲ့ပါတယ်။သူမဟာမိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့်ခွေးကသူမနဲ့အတူဆော့ကစားခဲ့တာပါ။ဒါကြောင့်ဘောလုံးကိုအပြင်ဘက်စီကောက်ယူခွင့်ရရှိသွားခဲ့ပါတယ်။ထဲချွန်းဟာခွေးကိုနှုတ်ဆက်ဖို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဂျေဟီထွက်လာတာကိုမြင်တော့လန့်သွားခဲ့ပါတယ်။သူမကရေမောရင်မင်းကခွေးကိုတော့မကြောက်ပဲငါကြမှာကြောက်နေတာလားလို့ပြောလိုက်ပါတယ်။ဂျေဟီဟာတင်းနှစ်ဘောလုံးကိုကင်ပြီးစာတင်ခန်းစီပြန်လာခဲ့ပါတယ်။ဒါဟာလူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပါတယ်။သူမကမိမိကိုယ်ကိုတတ်မှပြီးမြည်သည့်စိန်ခေါ်မှုကိုမဆိုရင်ဆိုင်ဖို့အသင့်ရှိကြောင်းယုံကြည်ချက်ရှိပြောလိုက်ပါတယ်။နောက်တော့ထဲချွန်းစာတင်ခန်းထဲဝင်လာခဲ့ပြီးတော့သူမရဲ့အနောက်တက်ထိုင်ကုန်မှာဝင်ထိုင်လိုက်ပါတယ်။ဒါဟာဂျေဟီကိုပျော်ရွှင်သွားစေခဲ့ပါတယ်။သူကသူမကိုစကားမပြောခဲ့ရင်တော့မှပေါ့အဲ့ဒီနောက်မှာတော့ဟန်နာဆိုတဲ့သူနဲ့မိတ်ဆက်ပေးလာပါတယ်။သူမဟာလှပတဲ့ဂျမ်နက်စတစ်အားကစားမယ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီးထဲချွန်းရဲ့မန်နေဂျာနဲ့အတူမော်ဒယ်အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။သူမကထဲချွန်းအကြောင်းမေးမြန်းခဲ့ရမှာမန်နေဂျာကမှားယွင်းပြီးတော့သူကိုရီးယားကိုပြန်ရောက်နေပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ထဲချွန်းဟာကျောင်းဆရာဝန်နဲ့စကားသွားပြောခဲ့ပါတယ်။ဆရာဝန်ကသူ့ရဲ့ဒဏ်ရာဟာပြင်းထန်မှုမရှိတော့ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ထဲချွန်းကတော့အဲ့ဒါကိုလှုပ်ဝက်ထားပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်မင်းညွန်ဆိုတဲ့ကျောင်းသားတစ်ယောက်ကိုတွေ့ရပါတယ်။သူဟာလည်းအမြင့်ခုံအားကစားသမားတစ်ယောက်ဖြစ်ပြီးထဲချွန်းရဲ့အတန်းဖော်လည်းဖြစ်ပါတယ်။သူ့ရဲ့ပန်းတိုင်ကတော့ထဲချွန်းကိုအမြဲတမ်းအနိုင်ယူဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့သူဟာအမြဲတမ်းရှုံးနေခဲ့တာပါ။နေ့လယ်စာစားချိန်မှာတော့ဂျီဟီဟာတယောက်တည်းအေးအေးဆေးဆေးထမင်းစားနေခဲ့ပါတယ်။သူမရဲ့ပတ်ဝန်းကျင်ကလူတိုင်းဟာထမင်းကိုမြ мян ဆဆန်းစားတောက်ပြီးတော့ထွက်သွားကြတာကိုစောင့်ကြည့်နေခဲ့ပါတယ်။သူမဟာတန့်စင်ခန်းစီကိုတွားခဲ့ပါတယ်။ဒါပေမဲ့ယောက်ျားလေးတွေပြီးစီအောင်ကြာမြင့်စွာစောင့်ဆိုင်ခဲ့ရပါတယ်။သူမအထဲကိုနောက်ဆုံးမှဝင်လိုက်နိုင်တဲ့အခါမှာတော့နောက်ထပ်ယောက်ျားလေးတွေထပ်ဝင်လာတာကြောင့်သူမချက်ချင်းပြန်ထွက်ခဲ့ရပါတယ်။အလင်းလိုနေတာကြောင့်သူမဟာကောင်လေးထွားထွားတစ်ယောက်နဲ့ဝင်တိုက်မိခဲ့ပါတယ်။အဲ့ဒါကြောင့်အဲ့ဒီကောင်လေးရဲ့ဘောင်းဘီကျွတ်ကျသွားခဲ့တာပါ။ဒေါသထွက်သွားတဲ့အဲ့ဒီကောင်လေးကသူမကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့သူမဟာလျင်မြန်စွာပဲခုခံကာကွယ်နိုင်ခဲ့ပါတယ်။လူတိုင်းကသူမရဲ့တတိရှိမှုကိုချီးကျူးခဲ့ကြပါတယ်။ဒီလိုလူကောင်ကြီးနဲ့ရင်ဆိုင်ရတာကြောင့်ပေါ့ချာအောင်ဟာသူမရဲ့တတိရှိမှုကိုသဘောကျသွားပြီးသူမစီကိုချင်းကပ်လာခဲ့ပါတယ်ပြီးတော့ယောက်ျားလေးအဆောင်စီကိုလိုက်ပြဖို့ကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့သူကသူမရဲ့ခန္ဓာကိုယ်သိငယ်တာကိုတတိထားမိသွားပြီးရေးကြီးခွင့်ကျေပြောလိုက်ပါတယ်မင်းကတကယ်ကိုအားနေတာပဲဆိုပြီးတော့ပေါ့ချာအောင်ဟာသူမကိုအခန်းစီပို့ဆောင်ပေးပြီးထွက်သွားခဲ့ပါတယ်ဂျေဟီဟာရေချိုးခန်းထဲဝင်သွားခဲ့ပြီးတကားကိုတေချာပိတ်ထားကြောင်းတေချာအောင်လုပ်ခဲ့ပါတယ်အဲ့ဒီတကားပြက်နေတာကိုတော့သူမမသိခဲ့ပါဘူးဂျေဟီဟာအေးအေးဆေးဆေးရေချိုးခန်းထဲမှာရေချိုးနေတော့မှာပဲသူမရဲ့အခန်းဖော်ဝင်လာခဲ့ပါတယ်အဲ့ဒါဟာထဲချုံဖြစ်နေခဲ့တာပါသူကသူမရဲ့အိတ်ကိုတတိထားမိသွားပြီးအခန်းဖော်တေးရောက်နေမှန်းသိလိုက်ရပါတယ်အတန်တွေကြားလိုက်ရတာကြောင့်ဂျေဟီဟာတာဝါတစ်ခုနဲ့သူမကိုသူမချက်ချင်းပတ်လိုက်ပါတယ်ထဲချုံဟာရေချိုးခန်းထဲဝင်လာခဲ့တာကြောင့်သူမကသူ့ကိုအပြင်ထွက်သွားဖို့အော်ဟစ်ပြောဆိုခဲ့ပါတယ်ဒါပေမဲ့သူကတော့သူမကိုမိန်းကလေးတစ်ယောက်မှလုံးဝမသိရှိခဲ့ပါဘူးဂျေဟီဟာထဲချုံရဲ့အရှိစီထွက်လာခဲ့ပါတယ်ထဲချုံကသူမကိုထွက်သွားဆိုပြီးအော်ဟစ်လိုက်ပါတယ်ငါဘယ်သူနဲ့မှအခန်းမြမသုံးနိုင်ဘူးဆိုပြီးတော့ပေါ့
သူမကလည်းဒီအကွက်ဟာသူမရဲ့အခန်းလဲဖြစ်တယ်လို့ခိုင်ခိုင်မာမာပြန်လဲတုံ့ပြန်ခဲ့ပါတယ်ပြီးတော့သူမကိုနှင်ထုတ်ပိုင်ခွင့်မရှိပါဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းထဲဂျွန်ကသူမကိုအပြင်ဘက်စီတိုးထုတ်ပစ်လိုက်ပါတယ်အေးဆက်မှုကိုခံစားရတာကြောင့်ဂျေဟီဟာခွေးအိမ်စီကိုတွားခဲ့ပါတယ်ဒါပေမဲ့အားကစားအသင်းရဲ့ခေါင်းဆောင်ကသူမကိုတွေ့ရှိသွားခဲ့ပြီးသူမကိုအခန်းစီပြန်လဲပို့ဆောင်ပေးခဲ့ပါတယ်အဲ့ဒါကြောင့်ထဲဂျွန်လည်းဒီအခြေအနေကိုလက်ခံလိုက်ရတာပါဂျေဟီဟာအပေါ်ကူတင်ကိုယူလိုက်ရပါတယ်ဘာလို့လဲဆိုတော့ထဲဂျွန်ကအောက်ကူတင်ကိုယူထားပြီးသားမို့လို့ပါသူမဟာအမြင့်ကြောက်တတ်သူဖြစ်နေခဲ့ရင်တော့မှပေါ့အဲ့ဒီညမှာသူမဟာမအိပ်ပဲနိုးနေခဲ့ပြီးထဲဂျွန်ကိုငေးမောကြည့်ရှုအားကျနေခဲ့ပါတယ်မနက်လင်းတော့ထဲဂျွန်နိုးလာတဲ့အခါမှာစာတိုလေးတွေအများကြီးတွေ့လိုက်ရပါတယ်ဂျေဟီကသူ့အတွက်ထားခဲ့တာဖြစ်ပါတယ်အခန်းထဲကဘာကိုမှမရှုပ်ပွားစေရပါဘူးလို့ကတိပေးထားပြီးသူမကိုမနှင်ထုတ်ဖို့လဲတောင်းပန်ထားခဲ့တာပါဒါအပြင်သူမကသူ့အတွက်မနက်စာပြင်ဆင်ပေးထားတာကိုလည်းသတိပြုမိသွားပါတယ်။အဲ့ဒီနောက်ချောင်းအောင်ကြောင်းအနေငယ်သိရှိလာရပါတယ်။သူဟာကြေးစားဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ကြီးမားတဲ့အောင်မြင်မှုတွေရှိနေပေမဲ့လည်းသူဟာကြောင်းတင်းနီးပြကိုမသိမ်းသွင်းနိုင်ခဲ့ပါဘူး။သူ့ရဲ့စွမ်းဆောင်ရည်မညီမျှမှုတွေကြောင့်လက်ရွေးစင်အသင်းမှာပါဝင်ခွင့်မရခဲ့တာပါ။အဲ့ဒီနောက်သူကဂျေဟီကိုဘောလုံးပွဲစီဖိတ်ခေါ်ခဲ့ပါတယ်။ဂျေဟီဟာစန့်ကျင်ဘက်အသင်းမှာရှိနေပေမဲ့လည်းထဲဂျွန်ဂိုးသွင်းလိုက်တဲ့အခါမှာသူမကအားပေးခဲ့ပါတယ်။ထဲဂျွန်ကမင်းကငါအသင်းဘက်ကလားသူတို့အသင်းဘက်ကလားလို့မေးလိုက်ပါတယ်ဂျေဟီကမနှက်ဖြန်တိုင်းကျမဟာကျွမ်းကျင်တဲ့ရှင်ပြိုင်မှုကိုအမြဲလေးစားပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီနောက်ထဲဂျွန်ကသူမကိုစိန်ခေါ်လိုက်ပါတယ်။မင်းမနှက်ဖြန်ငါကိုဂိုးသွင်းနိုင်ရင်ငါမင်းကိုဒီမှာဆက်နေခွင့်ပြုမယ်ဆိုပြီးတော့ပေါ့ဂျေဟီဟာထက်ခါစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ပျက်စီးရှုံးနိမ့်ခဲ့ပြီးအကြိမ်ကြိမ်မြေပြင်ပေါ်လဲကျခဲ့ရပါတယ်။ချာအွန်ဟာသူမရုန်းကန်နေရတာကိုသတိပြုမိပြီးတနာသွားခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုနဲ့သူမကိုကူညီပေးခဲ့ပါတယ်။သူဟာဘောလုံးကိုဂျေဟီစီပို့ပေးလိုက်ပါတယ်။သူမကဂိုးစီရောက်အောင်သူမရဲ့အရှိန်ကိုအသုံးပြုခဲ့ပါတယ်။သူမဂိုးသွင်းတော့မဲ့အချိန်မှာပဲနောက်ထပ်ကစားသမားတစ်ယောက်ကသူမကိုခြေထိုးလဲလိုက်တာကြောင့်ပြင်းထန်စွာလဲကျသွားခဲ့ရပါတယ်။အပြစ်ရှိတယ်လို့ခံစားရတာကြောင့်ထဲဂျွန်ဟာသူမစီအပြေးလွှာရောက်လာခဲ့ပါတယ်။ပြီးတော့သူမကိုကျောင်းဆရာဝန်စီထမ်းခေါ်သွားခဲ့ပါတယ်။သူမရဲ့အခြေအနေကိုစိုးရိမ်နေခဲ့တာပါ။ဆရာဝန်ကတော့သူမဟာပင်ပန်းနွမ်းနယ်နေတာပဲဖြစ်ကြောင်းနဲ့အဆင်ပြေသွားမှာပါလို့အာမခံပြောကြားခဲ့ပါတယ်။ထဲဂျွန်ဟာသူ့အဖေစီကဖုန်းကော်ရရှိခဲ့ပါတယ်။ဖခင်ဖြစ်သူကအမြင့်ခုံပါဝင်တဲ့ကြော်ညာတစ်ခုကိုရိုက်ကူးဖို့အတင်းအကျပ်ခိုင်းစေခဲ့တာပါ။ထဲဂျွန်ဟာဒဏ်ရာရထားတာကြောင့်ညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့သူ့အဖေကတော့စွတ်အတင်းခိုင်းစေခဲ့ပါတယ်။သူ့ကိုတာဝန်ယူမှုတွေကနေတမင်တကာရှောင်လွှဲနေတယ်လို့ဆွဆွဲခဲ့တာပါစိတ်ပြက်လက်ပြက်နဲ့ထဲဂျွန်ဟာအမြင့်ခုံတာကိုမလုပ်ဆောင်နိုင်တော့တာကိုသဘောပေါက်သွားခဲ့ရပါတယ်သူ့အဖေကသူ့ကိုပါရိုက်ခဲ့ပြီးစကားမနာထောင်မှုဆိုပြီးဆွဆွဲခဲ့ပါတယ်ဂျေဟီနိုးလာတဲ့အခါဘေးမှာဆရာဝန်ရှိနေတာကိုတွေ့လိုက်ရပါတယ်ဆရာဝန်ကသူမဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိနေတယ်လို့ရိပ်ဖမ်းတန်ဖန်ပြောခဲ့ပါတယ်ဒါပေမဲ့သူမကတော့အဲ့ဒီအကြောင်းအရာကိုရှောင်လွှဲခဲ့ပါတယ်ပြီးတော့သူမရဲ့အခန်းစီအမြန်ပြန်သွားခဲ့ပါတယ်အဲ့ဒီမှာတော့ထဲဂျွန်ကသူမရဲ့ဆွဲထက်တန်မှုကိုသဘောကျမိကြောင်းပြောခဲ့ပါတယ်ပြီးတော့ပြဿနာမရှာသေး၍သူမကိုဆက်နေခွင့်ပြုမယ်လို့ပြောလိုက်ပါတယ်ဂျေဟီကလည်းဒုက္ခမပေးပါဘူးလို့ကတိပေးခဲ့ပါတယ်အဲ့ဒီညမှာထဲဂျွန်ဟာကွယ်လွန်သွားပြီဖြစ်တဲ့အမေဖြစ်သူအကြောင်းအိမ်မက်မက်ခဲ့ပါတယ်ဂျေဟီဟာသူ့စီချင်းကပ်သွားခဲ့ပါတယ်ပြီးတော့သူ့ကိုစောင့်ကြုံပေးပြီးနှစ်သိမ့်ပေးခဲ့ပါတယ်တဝက်တစ်ပြက်အိပ်ပျော်နေတဲ့အခြေအနေမှာထဲဂျွန်ဟာသူမကိုမိခင်ဖြစ်သူလို့မှားယွင်းထင်မှတ်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ထဲဂျွန်နိုးလာတဲ့အခါဂျေဟီဟာသူ့ဘေးမှာရှိနေတော့မဲ့ဆိုတာတွေးလိုက်ရပါတယ်။သူကသူမကိုဖြည်းဖြည်းချင်းနှိုးလိုက်ပါတယ်ပြီးတော့သူ့ကိုစောက်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ထဲဂျွန်အခန်းထဲကရေချိုးခန်းကိုသုံးဆွဲပြီးတဲ့နောက်မှာတော့ဂျေဟီဟာအများသုံးရေချိုးခန်းစီကိုတွားခဲ့ပါတယ်။အဲ့ဒီမှာချာအွန်နဲ့နောက်ထပ်ကောင်လေးအချို့ရှိနေတာကိုတွားတွေးလိုက်ရပါတယ်။သူမဟာစိတ်ပြတ်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ကောင်လေးတွေဟာတယောက်နဲ့တယောက်ရှိနေတာကိုလုံးဝဂရုမစိုက်ကြတာကိုသိလိုက်ရလို့ပါ။စာသင်ခန်းထဲမှာတော့အတန်းကောင်းဆောင်ကအားကစားပြိုင်ပွဲပြုလုပ်မယ်လို့ကြေညာခဲ့ပါတယ်။သူကအနိုင်ရတဲ့အတန်းတွေဟာတီးတန့်ကန်တင်းမှာစားတောက်ခွင့်ရရှိမှာဖြစ်ပြီးကြံတဲ့သူတွေကတော့အများသုံးကန်တင်းမှာစားတောက်ရမှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကျောင်းသားတွေကိုစိတ်သက်တကြွစေဖို့အတွက်သူဟာအများသုံးကန်တင်းကထမင်းချက်ရဲ့အစင်မပြေတဲ့ပုံရိပ်ကိုသူ့ရဲ့အင်ဂျီပုံမှာပုံနှိပ်ထားခဲ့ပါတယ်။အနိုင်ရဖို့တနိဋ္ဌာန်ချထားကြတာကြောင့်လူတိုင်းဟာပြင်းထန်တဲ့လေ့ကျင့်မှုတွေကိုစတင်ခဲ့ကြပါတယ်။ဂျေဟီဟာလည်းအပြေးပြိုင်ပွဲမှာပါဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာမြန်နာကြောင့်ပေါ့ပြိုင်ဘက်တစ်ယောက်ကသူမကိုခြေထိုးလဲလိုက်ချိန်မှာသူမဟာအနိုင်ရဖို့နီးစပ်နေပြီဖြစ်ပါတယ်။အဲဒါကြောင့်သူမလဲကျသွားခဲ့ရပါတယ်။ဂျေဟီဟာအကိုက်ခဲပြောက်စေအချို့ရရှိဖို့စေကန်းစီဥတီသွားခဲ့ပါတယ်။အဲ့ဒီမှာအခုမှဝင်လာတဲ့ထဲဂျွန်ကိုတိုက်ဆိုင်စွာကြားလိုက်ရပါတယ်။ဆရာဝန်နဲ့စကားပြောနေတာပါဆရာဝန်ကထဲဂျွန်ကိုပြောလိုက်ပါတယ်မင်းရဲ့ဒဏ်ရာဟာလုံးဝပျောက်ကင်းသွားပြီဖြစ်ကြောင်းပေါ့ဒါပေမဲ့မင်းအမြင့်ခုန်တာကိုမလုပ်နိုင်တော့တာဟာတီးတန့်စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်ပဲဖြစ်တယ်လို့ပြောလိုက်တာပါဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂျေဟီဟာထဲဂျွန်အတွက်အလွန်အမင်းဝမ်းနည်းကြေကွဲသွားခဲ့ရပါတယ်ထဲဂျွန်ထွက်သွားပြီးတဲ့နောက်ဆရာဝန်ကလှမ်းခေါ်လိုက်ပါတယ်မင်းထွက်လာလို့ရပြီမင်းဒီမှာရှိနေတာကိုငါသိတယ်ဆိုပြီးတော့ပေါ့ဂျေဟီထွက်လာခဲ့ပါတယ်ဆရာဝန်ကသူမဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသူသိတယ်လို့ပြောလိုက်ပါတယ်အင်မတန်ရင်ကတိုင်တီခဲ့တယ်လို့ပဲပေါ့ပြီးတော့သူမရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းလှုပ်ဝက်ထားတာဟာအထောက်အကူပြုမှာမဟုတ်ဘူးလို့ပြောပါတယ်။ကျောင်းအုပ်ကြီးစီမှာဝန်ခံဖို့သူမကိုအကြံပေးခဲ့ပါတယ်။ဂျေဟီကပြန်လည်ဖြေကြားခဲ့ပါတယ်။
သူမလိုချင်တာကထဲဂျွန်နဲ့အတူရှိနေဖို့ပဲဖြစ်ပါတယ်လို့ပေါ်ပြီးတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေကိုကြော်လွှားနိုင်အောင်ကူညီပေးချင်တာပါအဲ့ဒါမှသူမျက်နှိုးတဲ့အားကစားစီပြန်သွားနိုင်မှာမို့လို့ပါဆရာဝန်ဟာသူမရဲ့ရိုးသားဖြူစင်မှုကိုစိတ်လှုပ်ရှားသွားခဲ့ပြီးထဲဂျွန်အမြင့်ခုန်တာကိုပြန်လည်စတင်တာနဲ့သူမထွက်သွားရမယ်ဆိုတဲ့စီကံချက်နဲ့စောင့်ဆိုင်ခွင့်ပြုခဲ့ပါတယ်ဂျေဟီဟာအခန်းစီပြန်လာတဲ့အခါထဲဂျွန်ကိုတွားတွေးလိုက်ရပါတယ်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ပုံစံပါသူမကသူ့ကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ထဲဂျွန်ကတော့သူ့ရဲ့ကိုရေးကိုယ်တာကိစ္စတွေထဲမပါဝင်ဖို့ပြောခဲ့ပါတယ်ပြီးတော့သူမကိုအပြင်ကိုနှင်ထုတ်လိုက်ပါတယ်စိတ်တက်ကြသွားရင်းနဲ့ဂျေဟီဟာကွင်းပြင်ထဲမှာရှောက်သွားနေခဲ့ပါတယ်ထဲဂျွန်ရဲ့ဝမ်းနည်းမှုအကြောင်းစဉ်းစားနေခဲ့တာပါပြီးတော့သူမသူ့ကိုဘယ်လိုများကူညီပေးနိုင်မလဲဆိုတာပေါ့ချာအွန်ဟာသူမစိတ်တက်ကြနေတာကိုသတိပြုမိသွားပြီးသူမကိုဖိတ်ခေါ်ခဲ့ပါတယ်သူနဲ့အတူဘောလုံးကစားဖို့ပေါ့သူတို့တပ်ပုံအချို့အတူတူရိုက်ခဲ့ကြပါတယ်ပြီးတော့ချာအွန်ကအဲ့ဒါတွေကိုသူ့ရဲ့အကောင့်မှာတင်လိုက်ပါတယ်နောက်တစ်နေ့မှာတော့ဂျေဟီဟာသတင်းထောက်တစ်ယောက်နဲ့လမ်းမှာဆုံတွေ့ခဲ့ပါတယ်။အဲ့ဒီသတင်းထောက်ကသူမစီကိုလိပ်စာကတ်တစ်ခုပေးခဲ့ပါတယ်။ထဲဂျွန်ရဲ့အခြေအနေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုမျှဝေပေးဖို့တောင်းဆိုခဲ့တာပါ။သူမဟာသူ့ရဲ့အခန်းဖော်မှုလိုပါ။နောက်တစ်နေ့မှာတော့ထဲဂျွန်ရဲ့ဒဏ်ရာတွေကြောင့်ကောလာဟာလာတွေဟာသတင်းစာအလုံးမှာပြန့်နှံ့သွားခဲ့ပါတယ်။မတော်တဆအဖြစ်ထဲဂျွန်ဟာအမိုက်ပုံးထဲမှာသတင်းထောက်ရဲ့လိပ်စာကတ်ကိုတွေ့ရှိသွားခဲ့ပါတယ်ပြီးတော့အဲ့ဒါဟာဂျေဟီရဲ့လက်ချက်ပဲလို့ချက်ချင်းဆွဆွဲထင်မှတ်လိုက်ပါတယ်ဒေါသတကြီးနဲ့ထဲဂျွန်ဟာသူမကိုရင်ဆိုင်ပြီးပြောလိုက်ပါတယ်မင်းငါစီကိုချင်းကပ်ဖို့ကြိုးစားနေခဲ့တာဒီအတွက်ကြောင့်ကိုငါရဲ့လျှို့ဝှက်ချက်တွေကိုသတင်းထောက်တွေစီရောင်းစားဖို့ပေါ်မင်းဒီလောက်ဆက်ဆုပ်ဖွယ်ကောင်းမှန်းငါမသိခဲ့ဘူးဆိုပြီးတော့ပေါ်ဂျေဟီဟာမိမိကိုယ်ကိုခုခံကာကွယ်နိုင်ခြင်းမရှိဘဲတိတ်ဆိတ်စွာပဲနေခဲ့ရပါတယ်ဒါပေမဲ့လည်းအခြားចောင်းသားတစ်ယောက်ဖြစ်တဲ့ထဲဂျွန်ရဲ့ပြိုင်ဘက်မင်းဟွန်ဟာဒီသတင်းကိုပေါက်ကြားအောင်လုပ်ခဲ့သူဖြစ်ကြောင်းထုတ်ဖော်သိရှိလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့အားကစားပြိုင်ပွဲစတင်ခဲ့ပါတယ်။ဂျေဟီဟာချာဝန်အတွက်တက်တက်ကြွကြွအားပေးခဲ့ပါတယ်။ရမှတ်တွေကိုရေတွက်လိုက်တဲ့အခါမှာတော့အတန်းအားလုံးတရေကျနေကြောင်းထုတ်ဖော်သိရှိလိုက်ရပါတယ်။အနိုင်ရရှိသူကိုဆုံးဖြတ်ဖို့အပြေးပြိုင်ပွဲနဲ့အမြင့်ခုန်ပြိုင်ပွဲနှစ်ခုပဲကျန်ရှိတော့တာပါ။မင်းဟွန်ဟာဂျေဟီရဲ့အတန်းဖော်ဖြစ်ပြီးသူဟာဒဏ်ရာကြောင့်အမြင့်ခုန်ပြိုင်ပွဲမှာမရှင်ပြိုင်နိုင်ကြောင်းကြေညာခဲ့ပါတယ်။ဂျေဟီဟာအပြေးပြိုင်ပွဲမှာပါဝင်ဖို့ရှေ့ထွက်လာခဲ့ပါတယ်။အဲ့ဒီအစားသူမရဲ့အတန်းဖော်တွေကသူမရဲ့စွမ်းဆောင်ရည်ကိုတန်တရားဝင်နေခဲ့ကြပေမဲ့လည်းသူမနေရာမြဲမြံစွာရပ်တည်နေတာကိုအံ့အားသင့်စွာစောင့်ကြည့်ခဲ့ကြပါတယ်ပြီးတော့ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်တွေစီတက်လန်းသွားခဲ့ပါတယ်မကြာမီမှာပဲထုတ်ဖော်သိရှိလိုက်ရတာကတော့အတန်းတန်းဟာအခြားသူတွေကိုမတမာတဲ့နည်းနဲ့နှောက်ယှက်နေခဲ့တာပါပြိုင်ပွဲဝင်တွေရေမတောက်နိုင်အောင်ရေတွေကိုဝတ်ထားတာတွေပြီးတော့ကစားသမားတွေကိုမတရားပြောင်းလဲတာတွေလုပ်ခဲ့ကြပါတယ်ဒါတွေအပြင်အဲ့ဒီအသင်းဝင်တယောက်ကဂျေဟီကိုခြေထိုးလဲလိုက်ပါတယ်သူမလက်လျှော့လိုက်တော့မယ်လို့ထင်ရတဲ့အချိန်မှာပဲဂျေဟီဟာထဲယွန်းရဲ့စကားတွေကိုပြန်လည်အမှတ်ရသွားခဲ့ပါတယ်သူမသူ့ကိုပထမဆုံးအကြိမ်တွေ့ခဲ့ရစဉ်ကစကားတွေပေါ်တစ်လွင်နဲ့တနိဋ္ဌာန်နဲ့အတူဂျေဟီဟာအခက်အခဲတွေကိုကျော်လွှားပြီးပြိုင်ပွဲမှာအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်အတားအဆီးအလုံးကြုံတွေ့ခဲ့ရပေမဲ့လည်းပေါ့သူမရဲ့ဇွဲတတိကိုမြင်တွေ့လိုက်ရတာကြောင့်ထဲယွန်းဟာအလွန်မင်းစိတ်လှုပ်ရှားသွားခဲ့ပါတယ်အထူးသဖြင့်သူမဟာပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့တာကြောင့်ပေါ့ဘာလို့လဲဆိုတော့သူရောမင်းယုံပါမရှင်ပြိုင်နိုင်ခဲ့လို့ပါဂျေဟီဟာထဲဂျွန်စီသွားပြီးပြောလိုက်ပါတယ်ကျမကိုယုံပါကျမသတင်းတွေကိုပေါက်ကြားအောင်မလုပ်ခဲ့ပါဘူးသတင်းထောက်ကကျမနဲ့ဆုံခဲ့တာတော့မှန်ပါတယ်ဒါပေမဲ့ကျမသူ့ရဲ့လိပ်စာကတ်ကိုလွှင့်ပစ်လိုက်တာပါဆိုပြီးတော့ပေါ့ထဲဂျွန်ကသူမကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညမှာចောင်းသားတွေဟာအောင်ပွဲကိုဆင်နွှဲခဲ့ကြပါတယ်ဂျေဟီနဲ့အတူပျော်ရွှင်နေခဲ့ကြပြီးနောက်ဆုံးမှာသူမကိုတငယ်ချင်းအဖြစ်လက်ခံလိုက်ကြပါတယ်ဒါတော့အတွင်းမှာထဲဂျွန်ဟာတယောက်တည်းထိုင်ပြီးသတင်းတွေကိုကြည့်နေခဲ့ပါတယ်စိတ်သက်ကြဆင်းမှုကိုခံစားနေရရင်းနဲ့ပေါ့သူဟာလုံးဝမူးယစ်သွားသည့်အထိအရက်စတင်တောက်သုံးခဲ့ပါတယ်ထဲဂျွန်မရှိတာကိုသတိပြုမိသွားတာကြောင့်ဂျေဟီဟာသူ့ကိုလိုက်ရှာခဲ့ပြီးတွားတွေ့ခဲ့ပါတယ်ထဲဂျွန်ဟာသူမကိုစိုက်ကြည့်ရင်းနဲ့သူမရဲ့မျက်နှာမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုသတိပြုမိလာခဲ့ပါတယ်။ငါရဲ့အတန်းဖော်ကဘာလို့လှပတဲ့မိန်းကလေးတစ်ယောက်နဲ့တူနေရတာလဲဆိုပြီးတော့သူတွေးတောမိသွားပါတယ်။ဘာမှမစင်စားဘဲနဲ့ထဲဂျွန်ဟာသူမကိုနမ်းရှိုက်လိုက်ပါတယ်။တုံးလှုပ်သွားရရင်းနဲ့ဂျေဟီဟာတောက်တင်းသွားခဲ့ပါတယ်။အဲ့ဒါကိုမသိရှိဘဲနဲ့ပေါ့။တယောက်ယောက်ကသူတို့ကိုတိုင်တီးပြီးတမင်တကာတူတုတ်တပ်ပုံရိုက်ယူနေခဲ့တာပါ။ရုန်းကန်နေရရင်းနဲ့သူမဟာထဲဂျွန်ကိုအခန်းစီပြန်လည်ထမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ပြီးတော့သူ့ကိုကတင်ပေါ်တင်ပေးလိုက်ပြီးသူမရဲ့ကတင်ပေါ်မှာထိုင်နေခဲ့ပါတယ်။သူမဟာစဉ်းစားမရအောင်ဖြစ်နေခဲ့ပါတယ်ထဲဂျွန်ဟာငါ့ကိုယောက်ျားလေးလို့ထင်ပြီးနန်းနာဘာသဘောလဲဆိုပြီးတော့ပေါ့နောက်တနေ့မနက်မှာတော့ထဲဂျွန်နိုးလာပေမဲ့ဘာကိုမှမမှတ်မိတော့ပါဘူးဂျေဟီရဲ့စိတ်လှုပ်ရှားနေမှုကိုသတိပြုမိသွားပေမဲ့လည်းသူဘာမှမမှတ်မိတာကိုသိလိုက်ရတာကြောင့်အရေးမဆိုင်ဖဲထားလိုက်ပါတယ်ဂျေဟီကသူ့ကိုမပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့မကြာမီမှာပဲထဲဂျွန်ဟာသိရှိသွားခဲ့ပါတယ်တယောက်ယောက်ကတပ်ပုံရိုက်ယူခဲ့ပြီးចောင်းသားအားလုံးစီမျှဝေခဲ့တယ်ဆိုတာကိုပေါ့ချာအွန်ဟာတပ်ပုံကိုမြင်ပြီးတုံ့လောက်သွားခဲ့ပါတယ်မင်းယုံကတော့ထဲဂျွန်ကိုတနာညာတာမှုမရှိဘဲလှောင်ပြောင်ခဲ့ပါတယ်ဒေါသထွက်သွားတဲ့ထဲဂျွန်ဟာမင်းယုံနဲ့ရန်ပွဲစတင်တော်မလို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဂျေဟီကဝင်ရောက်တားဆီးခဲ့ပါတယ်ဂျေဟီကဒီတပ်ပုံဟာအဝေးကနေရိုက်ထားတာဖြစ်တယ်လို့အခိုင်အမာပြောခဲ့ပါတယ်ပြီးတော့ထဲဂျွန်ကသူမရဲ့ပါးကိုနမ်းတာဖြစ်ပါတယ်လို့ပေါ့
နှက်ခမ်းကိုနမ်းတာမဟုတ်ပါဘူးအဲ့ဒါဟာပုံမှန်ကိစ္စတစ်ခုပါဆိုပြီးတော့သူမရဲ့စကားကိုတက်တည်ပြဖို့အတွက်ဂျေဟီဟာချာအွန်စီလှည့်လိုက်ပြီးသူ့ရဲ့ဘားကိုနမ်းရှိုက်လိုက်ပါတယ်တင်းမာမှုတွေပြေလျော့သွားခဲ့ပေမဲ့ချာအွန်ရဲ့ရင်ခုန်တန်တွေကတော့မြန်ဆန်သွားခဲ့ရပါတယ်သူမနှက်ခမ်းရဲ့မမျှော်လင့်ထားတဲ့နူးညံ့မှုကိုခံစားလိုက်ရတာကြောင့်ပေါ့ချာအွန်ဟာဂျေဟီကိုပုံမှန်ယောက်ျားလေးတစ်ယောက်ဖြစ်ကြောင်းတက်တည်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကိုမိန်းကလေးချို့နဲ့မိတ်ဆက်ပေးဖို့ဆုံးဖြတ်ခဲ့တာပါဒါပေမဲ့ချာအွန်တွဲဖို့ရွေးချယ်လိုက်တဲ့မိန်းကလေးကသူမမှာချစ်သူရှိပြီးသားဖြစ်ကြောင်းပြောပြခဲ့ပါတယ်ပြီးတော့သူမရဲ့ချစ်သူကိုတဝင်းတိုးအောင်လုပ်ဖို့ပဲလာခဲ့တာလို့ပြောလိုက်တာပါစိတ်ပြတ်သွားတဲ့ချာအွန်ဟာဂျေဟီကိုလိုက်ရှာဖို့ထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ထဲဂျွန်ဟာတရိတ်ဆန်ဆေးကူဆရာဝန်စီမှာခွေးနဲ့အတူရှိနေခဲ့ပါတယ်။ခွေးဟာထွက်ပြေးလွတ်မြောက်သွားခဲ့ချိန်မှာပေါ့အဲ့ဒီအချိန်မှာပဲချာအွန်ဟာဂျေဟီကိုတွေ့ရှိသွားပြီးသူမကိုထိတိုင်လိုက်တဲ့အခါသူမရဲ့နီးကပ်မှုကြောင့်စိတ်လှုပ်ရှားမှုကိုခံစားလိုက်ရပါတယ်။သူအပြင်ထွက်လာတဲ့အခါမှာတော့သူမဟာအဲ့ဒီမှာမရှိတော့ပါဘူး။သူမဟာအမှန်တော့ခွေးလေးနောက်ကိုလိုက်သွားခဲ့တာပါ။သူမတွေးလိုက်ရတဲ့ခွေးလေးကိုကယ်တင်ပြီးတဲ့နောက်မှာတော့ဂျေဟီဟာသူမလမ်းပြောင်းနေပြီဆိုတာကိုသိလိုက်ရပါတယ်ပြီးတော့သူမစီမှာဖုန်းလဲပါမလာခဲ့ပါဘူး။မကြမီမှာပဲခွေးလေးဟာထဲဂျွန်စီကိုလမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်။ထဲဂျွန်ကအနံ့ခံမိသွားပြီးဂျေဟီဟာထဲဂျွန်စီကိုဝမ်းသာအားရပြေးသွားခဲ့ပါတယ်။သူမကိုတွေ့သွားတဲ့အတွက်ကျေးဇူးတင်ရင်းချာအွန်စီဖုန်းဆက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ထဲဂျွန်ရဲ့ဖုန်းကဘက်ထရီကုန်နေခဲ့တာပါ။သူတို့ဆောင်ဆိုင်နေစဉ်မှာပဲဘတ်စကားတစ်စီးဖြတ်မောင်းသွားပြီးရေတွေဆင်းထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ထဲဂျွန်ကသူ့ရဲ့ခန္ဓာကိုယ်နဲ့ဂျေဟီကိုကာကွယ်ပေးခဲ့ပါတယ်။သူ့ရဲ့ဒီပြုမှုချက်ကြောင့်စိတ်လှုပ်ရှားသွားရပြီးဂျေဟီဟာထဲဂျွန်ပေါ်ထားရှိတဲ့သူမရဲ့လေးစားအားကြမှုကိုပုံမခံစားလိုက်ရပါတယ်။အခြားတနေရာမှာတော့ချာအွန်ဟာမိုးရေထဲမှာထိုင်ရင်းဂျေဟီကိုစောင့်ဆိုင်နေခဲ့ပါတယ်။ဂျေဟီအဆောင်စီပြန်ရောက်လာတဲ့အခါမှာတော့သူမဟာထဲဂျွန်နဲ့အတူပြန်ရောက်လာပြီဖြစ်ကြောင်းချာအွန်စီဖုန်းဆက်အသိပေးခဲ့ပါတယ်။ချာအွန်ကသူမကိုအပြစ်မကင်းသလိုမခံစားရစေချင်တာကြောင့်သူ့အိမ်ကိုပြန်ရောက်နေတာကြာပြီလို့လိန်ညာပြောဆိုခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကျောင်းကအဆောင်တွေကိုခိတ္တပြင်ဆင်မှုတွေပြုလုပ်မယ်လို့ကြေညာခဲ့ပါတယ်။ကျောင်းသားအားလုံးကိုရပ်ပိုင်းများထွက်ခွာပေးဖို့တောင်းဆိုခဲ့တာပါ။ကိုရီးယားမှာအိမ်မရှိတဲ့ဂျေဟီဟာဘယ်စီသွားရမှန်းမသိဖြစ်နေခဲ့ပါတယ်။ချာအွန်ကသူမကိုသူ့အိမ်စီခေါ်ဆောင်သွားဖို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့သူ့တငယ်ချင်းတွေကတော့သူ့အမေရဲ့ကမ်းခြေဟိုတယ်မှာအားလုံးအတူတူတွားရောက်တဲ့ခို့ဖို့အကြံပြုခဲ့ကြပါတယ်။သူတို့အေးအေးဆေးဆေးရပ်ပိုင်းများအပန်းဖြေဖို့အဲ့ဒီစီဦးတည်သွားခဲ့ကြပါတယ်။ဂျေဟီကတွားဖို့သဘောတူခဲ့ပြီးချာအွန်ကလည်းသူမနဲ့အတူလိုက်ပါဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမကထဲဂျွန်ကိုပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့သူကတော့အိမ်ပြန်မယ်ဆိုပြီးငြင်းဆန်ခဲ့ပါတယ်။ဒီအတော်အတွင်းချာအွန်ကအခန်းဖော်ဖြစ်သူမင်းယုံကိုလည်းဖိတ်ခေါ်ခဲ့ရာသူကသဘောတူခဲ့ပါတယ်။ထဲဂျွန်ထွက်ခွာတော့မဲ့အချိန်မှာပဲသူ့အဖေရဲ့လက်ထောက်ကသူ့အဖေပြန်ရောက်နေပြီဖြစ်ကြောင်းအကြောင်းကြားခဲ့ပါတယ်ဖခင်ဖြစ်သူကိုမရင်ဆိုင်ခြင်းနဲ့ထဲဂျွန်ဟာထွက်ပြေးခဲ့ပြီးကျောင်းဆရာဝန်ရဲ့ကားကိုကြုံကြိုက်စီးနင်းခဲ့ရပါတယ်။အဲ့ဒီဆရာဝန်ဟာလည်းသူတို့တငယ်ချင်းရဲ့အမေပိုင်နဲ့ကမ်းခြေဟိုတယ်စီကိုဦးတည်သွားနေတာဖြစ်ပါတယ်။ရောက်ရှိသွားတဲ့အခါမှာတော့ဟိုတယ်မှာတဲခိုရတာဟာအခမဲ့မဟုတ်ပဲအလုပ်လုပ်ပြီးမှတဲခိုခွင့်ရမယ်ဆိုတာကိုအဖွဲ့ကသိရှိလိုက်ရပါတယ်။စေးတုံနေစဉ်မှာဂျေဟီဟာလဲကျလူနီးပါဖြစ်သွားခဲ့ပေမဲ့ချာအွန်ကသူမကိုအချိန်မီဖမ်းထိန်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာချာအွန်ဟာထူးဆန်းတဲ့ခံစားချက်တစ်ခုကိုခံစားလိုက်ရပြီးဂျေဟီဟာအမှန်တော့မိန်းကလေးတစ်ယောက်ဖြစ်နေမလားလို့စတင်တန်တရားဝင်လာခဲ့ပါတယ်။အလုပ်ပြီးတဲ့နောက်မှာတော့လူတိုင်းဟာကမ်းခြေမှာအေးအေးဆေးဆေးပျော်ရွှင်စွာရေမောနေခဲ့ကြပါတယ်။ခဏအကြာမှာတော့ထဲဂျွန်ဟာဟိုတယ်စီရောက်ရှိလာခဲ့ပြီးဂျေဟီကိုတွားတွေ့လိုက်ရပါတယ်။သူတို့ဟာရေတွေဆူရွှဲနေခဲ့တာပါ။ထဲဂျွန်ကသူမရဲ့ပခုံးပလာကိုကြည့်ပြီးစိတ်ပြတ်တဲ့ပုံစံဖြစ်သွားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ဆောက်ရတာကိုသူမစီဖြစ်ပေးရင်ပြောလိုက်ပါတယ်။ကိုယ်စလုံးကိုတေချာဖုံးကွယ်ထားစမ်းပါဆိုပြီးတော့ပေါ့ဂျေဟီဟာအဝတ်စားလဲဖို့ရေချိုးခန်းထဲဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ဟိုတယ်ဝန်ထမ်းတစ်ယောက်ကသူမကိုမတော်တဆမြင်တွေ့သွားခဲ့ပြီးသူမဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်။နောက်တစ်ချိန်မှာတော့ဟန်နာဟာသူမရဲ့မန်နေဂျာနဲ့အတူရှိနေခဲ့ပြီးမန်နေဂျာကထဲဂျွန်ရှိတဲ့နေရာကိုအမှားမှားယွင်းယွင်းထပ်မံပြောပြခဲ့တာပါညစာစားချိန်မှာတော့ကျောင်းသားတစ်ယောက်ကဆရာဝန်ကိုသူတို့နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်ကသူဟာဟိုတယ်ပိုင်ရှင်ရဲ့အကူဖြစ်ကြောင်းထုတ်ဖော်ပြောဆိုရင်းအားလုံးကိုအံ့အားသင့်သွားစေခဲ့ပါတယ်ပြီးတော့သူကအားလုံးကိုဧည့်ခံကျွေးမွေးခဲ့တာပါမကြမီမှာပဲထဲဂျွန်ကိုအမှန်တကယ်ချစ်မြတ်နိုးနေတဲ့ဟန်နာဟာအဲ့ဒီနေရာစီရောက်ရှိလာခဲ့ပါတယ်သူမဟာထဲဂျွန်စီသွားခဲ့ပါတယ်သူမဟာထဲဂျွန်နဲ့နီးကပ်အောင်စူးစမ်းခဲ့ပေမဲ့သူကတော့သူမကိုမတိကျိုးကြုံပြုခဲ့ပါတယ်ဒါတော့အတွင်းဂျေဟီဟာရေချိုးခန်းအပြင်ဘက်မှာရက်နေခဲ့ပါတယ်ပြီးတော့သူမကမင်းယုံကိုအထဲမှာလူရှိလားလို့မေးတဲ့အခါသူကဘာမှမရှိဘူးလို့လိန်ညာပြောဆိုခဲ့ပါတယ်ဂျေဟီဟာရေချိုးခန်းထဲဝင်သွားခဲ့ပါတယ်စောစောကသူမကိုမြင်တွေ့ခဲ့တဲ့ဝန်ထမ်းဟာအနားမှာရှိနေမှမသိဘဲနဲ့ပေါ့သူကအထဲကိုဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဟန်နာဟာအချိန်မီရောက်ရှိလာခဲ့ပြီးသူ့ကိုရင်ဆိုင်ခဲ့ပါတယ်ဟန်နာရေချိုးခန်းထဲဝင်လာသည့်အထိဂျေဟီဟာပုံအောင်နေခဲ့တာကြောင့်ဂျေဟီဟာမရဲတရဲမတိမတာထွက်ခွာသွားနိုင်ခဲ့ပါတယ်နောက်တော့မင်းယုံဟာချာအွန်ကိုဂျေဟီရေချိုးခန်းထဲမှာရှိနေတယ်လို့ထင်မှတ်သွားအောင်လှည့်စားခဲ့ပါတယ်ချာအွန်ထဲကိုဝင်လိုက်တဲ့အခါဂျေဟီစာဟန်နာကိုတွားတွေ့လိုက်ရလို့တုံ့လှုပ်သွားခဲ့ပါတယ်သူမဟာအော်ဟစ်လိုက်ပြီးသူတတိလစ်သွားသည့်အထိရိုက်နှက်ခဲ့ပါတယ်ချာအွန်တတိပြန်ရလာတဲ့အခါမှာတော့ဟန်နာကသူ့ကိုတိုင်ကြားမယ်လို့ချင်းချောက်ခဲ့ပါတယ်ဒါပေမဲ့သူကအထဲမှာဂျေဟီရှိတယ်လို့ထင်ခဲ့တာပါလို့ကျိန်ဆိုပြောကြားခဲ့ပါတယ်
ညဘက်မှာဂျေဟီအိပ်ပျော်နေခဲ့ပါတယ်။ဒါပေမဲ့ထေဂျုံကတော့သူတို့နဲ့အဝေးမှာအိပ်ပျော်သွားပြီးတဲ့နောက်သူမကိုအတိတ်ပဲပါအတိတ်ပဲရှိရှိကြည့်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့သူဟာသူမရဲ့ကတင်ပေါ်မှာမိန်းကလေးဆန်တဲ့လက်ကောက်တကွင်းကိုလည်းတွေ့ရှိခဲ့ပါတယ်။မနက်စာစားချိန်မှာတော့အဲ့ဒီဝန်ထမ်းကဂျေဟီစီကိုနောက်တစ်ချိန်ချင်းကပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့သူ့ကိုဈေးစီလိုက်ပို့ပေးဖို့တောင်းဆိုခဲ့တာပါ။ရိုးအတက်ဂျေဟီကသဘောတူခဲ့ပါတယ်။ဒါပေမဲ့သူကသူမကိုလူတူဝေးတဲ့နေရာစီခေါ်ဆောင်သွားခဲ့ပြီးသူမရဲ့လျှို့ဝှက်ချက်ကိုသိရှိထားကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်သူမကိုအဓမ္မပြုကျင့်မှုစ조사ခဲ့တာပါ။အဲ့ဒီလူဟာဂျေဟီနောက်ကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။ထေဂျုံကဟိုတယ်ပိုင်ရှင်ကိုသူမအကြောင်းမေးမြန်းခဲ့ရာသူမကဝန်ထမ်းနဲ့အတူဈေးဝယ်ဖို့ထွက်သွားတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ထေဂျုံဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒီလူဟာသူမစီကိုဆက်ဆုပ်ဖွယ်ရာနီးကပ်နေခဲ့တာကိုပြန်လည်အမှတ်ရသွားခဲ့တာကြောင့်ပေါ့။ဒါကြောင့်သူဟာသူမနောက်ကိုအပြေးလွှားလိုက်သွားခဲ့ပါတယ်။အဲ့ဒီလူကဂျေဟီကိုစော်ကားနေစဉ်မှာပဲထေဂျုံဟာစပိန်နဲ့အချိန်မီရောက်ရှိလာခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတာကြောင့်ထေဂျွန်ဟာအဲ့ဒီလူကိုထိုးကျိတ်လိုက်ပြီးဂျေဟီကိုကယ်တင်ခဲ့ပါတယ်။ဂျေဟီစိတ်ငြိမ်သွားအောင်ဖတ်ထားပေးရင်းနဲ့ထေဂျွန်ကဒီထက်စောစောရောက်မလာခဲ့ရတဲ့အတွက်တောင်းပန်ခဲ့ပါတယ်။ဝန်ထမ်းရဲ့ကားပျက်စီးသွားခဲ့ပြီးထေဂျွန်ရဲ့စပေးလဲပြတ်သွားခဲ့တာကြောင့်ထွက်ပြေးလွတ်မြောက်စဉ်မှာထေဂျွန်ဟာဂျေဟီကိုကျောမှာလွယ်ပိုးထားခဲ့ပါတယ်။သူတို့ဟိုတယ်စီပြန်လည်ဥတီသွားခဲ့ကြစဉ်မှာပေါ့နားခိုကိုအကြောင်းဖန်လာတာကြောင့်သူတို့နှစ်ယောက်ဟာတိတ်ဆိတ်တဲ့အချိန်ဆုံးတစ်ခုကိုမျှဝေခဲ့ကြပါတယ်။ပြီးတော့ဂျေဟီဟာထေဂျွန်ရဲ့ရှိနေမှုကြောင့်စိတ်သက်သာရာရရှိသွားခဲ့ပါတယ်။ဒါတော့တွင်ကြံတဲ့တငယ်ချင်းတွေကသူတို့ကိုလိုက်လံရှာဖွေနေခဲ့ကြပါတယ်။သူတို့ကိုနောက်ဆုံးမှာတွေ့ရှိသွားတဲ့အခါဂျေဟီဟာအဖွဲ့စီပြန်ရောက်ရလို့စိတ်သက်သာရပြီးပျော်ရွှင်သွားခဲ့ပါတယ်။ဆရာဝန်ကဂျေဟီရဲ့ဒဏ်ရာတွေကိုကုသပေးခဲ့ပါတယ်။သူမကိုအနားယူဖို့နဲ့ပြင်းထန်တဲ့လှုပ်ရှားမှုတွေကိုရှောင်ကျဉ်ဖို့အကြံပြုခဲ့တာပါ။ထေဂျုံကတကယ်ဘာဖြစ်ခဲ့လဲဆိုတာကိုအဖွဲ့ကိုပြောပြဖို့ညှင်းဆန်ခဲ့ပါတယ်။ဂျေဟီချော်လဲသွားတာပါလို့ပဲရိုးရိုးရှင်းရှင်းပြောခဲ့တာပါ။ဂျေဟီဟာစိတ်တက်ကြနေခဲ့ပြီးထမင်းစားဖို့ကိုပင်ညှင်းဆန်ခဲ့ပါတယ်။ထေဂျုံကသူမအတွက်အစားအသောက်ချို့ယူဆောင်လာခဲ့ပါတယ်။ဒါပေမဲ့ချာအုံကသူမဘေးမှာထိုင်နေတာကိုတွားတွေ့လိုက်ရပြီးသူတို့အတူတူရေမောနေတာကိုမြင်တော့တဝင်းတိုသွားပြီးထွက်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့အဖွဲ့ဟာအဆောင်စီပြန်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။နှုတ်ဆက်တပ်ပုံတွေရိုက်ကူးခဲ့ကြတာပါ။ဂျေဟီဟာသူမရဲ့အကိုစီဆက်သွယ်ဖို့ထေဂျုံရဲ့အိမ်ဘက်ကိုငှားရမ်းခဲ့ပါတယ်။အကိုဖြစ်သူကသူကိုရီးယားကိုဆွေးနွေးပွဲတစ်ခုအတွက်လာမှဖြစ်ကြောင်းနဲ့သူမစီလာရောက်တွေ့ဆုံမယ်လို့ပြောပြခဲ့ပါတယ်။တုံးလှုပ်သွားရရင်းနဲ့ဂျေဟီဟာဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါတယ်။ဒါတော့အတွင်းဂျေဟီဟာသိရှိလိုက်ရတာကတော့ဟန်နာဟာထေဂျုံနဲ့အတူကြော်ညာရိုက်ကူးဖို့ရောက်လာခဲ့တာဖြစ်ပါတယ်။ရဲရင်တဲ့လှုပ်ဆောင်ချက်အဖြစ်ဂျေဟီဟာဟန်နာရဲ့အဝတ်စားတွေကိုခိုးယူခဲ့ပါတယ်ပြီးတော့ရုပ်ဖြတ်ဖို့သပင်တို့ဝစ်ဆင်လိုက်ပါတယ်အဲ့ဒီနောက်သူမဟာမိန်းကလေးကျောင်းရှိမှာသူမရဲ့အကူဝမ်းခွဲကိုစောင့်ဆိုင်နေခဲ့ပါတယ်တောက်ရှိလာတဲ့အခါမှာတော့သူမကိုနှွေးထွေးစွာနှုတ်ဆက်ခဲ့ပြီးဈေးဝယ်ထွက်ဖို့ခေါ်ဆောင်သွားခဲ့ပါတယ်သူမရဲ့အကူကသူမအတွက်ဖုန်းတစ်တစ်လုံးဝယ်ပေးခဲ့ပါတယ်ပြီးတော့ဂျေဟီဟာတန့်စင်ခန်းသုံးဖို့ခွင့်တောင်းခဲ့ပါတယ်အကျင့်ပါနေတာကြောင့်သူမဟာယောက်ျားလေးတန့်စင်ခန်းထဲဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အမားကိုချက်ချင်းသတိပြုမိသွားခဲ့ပြီးတောင်းပန်စကားပြောကမိန်းကလေးတန့်စင်ကန်နဲ့ဝင်သွားခဲ့ပါတယ်ကန်ဆိုးစွာပဲသူမဟာအထဲမှာဟန်နာနဲ့တွားရောက်ဆုံတွေ့ခဲ့ရပါတယ်ဟန်နာသူမကိုမှတ်မိသွားမှာကိုစိုးရိမ်တုန်လှုပ်သွားရရင်းနဲ့ဂျေဟီဟာအမြန်ပြန်ထွက်သွားခဲ့ပါတယ်ဟန်နာဟာယဉ်နှိမှုကိုခံစားမိလိုက်ရပြီးဂျေဟီဟာသူမရဲ့အကြောင်းဝတ်စုံကိုဝတ်ဆင်ထားတာကိုသတိပြုမိသွားခဲ့ပါတယ်မတင်ကဖြစ်စွာနဲ့သူမဟာအကြောင်းအရာတွေကိုအကွက်စစ်ဆက်စတင်စဉ်းစားခဲ့ပါတယ်ဂျေဟီရဲ့အကူကထေဂျွန်ဟာကုံတိုင်းမှာရောက်နေကြောင်းပြောပြခဲ့ပါတယ်လက်မှတ်ရေးထိုးပေးနေတာပါသူကဂျေဟီကိုခေါ်ဆောင်သွားဖို့စွတ်အတင်းပြောခဲ့ပါတယ်သူမဟာသူမနှစ်သက်တဲ့အားကစားသမားနဲ့တွေ့ရမှာကိုရှက်ရွံ့နေတာပါဆိုပြီးထင်မှတ်ထားခဲ့တာပါဂျေဟီဟာသူမရဲ့မျက်နှာကိုဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းထေဂျုံကသူမကိုတတိထားမိသွားခဲ့ပြီးထူးဆန်းတဲ့ဆက်နွယ်မှုကိုခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဟန်နာဟာဂျေဟီစီချင်းကပ်လာခဲ့ပါတယ်။သူတို့အရင်ကစုံဘူးတလားလို့မေးမြန်းခဲ့တာပါ။ဂျေဟီကစိတ်လှုပ်ရှားစွာနဲ့ပြန်လည်ဖြေကြားခဲ့ပါတယ်။သူတို့ဟာအတန်းဖော်တွေပဲဖြစ်ကြပြီးလမ်းမှာလမ်းဆုံခဲ့တာဖြစ်နိုင်ပါတယ်ဆိုပြီးတော့ပေါ့ဂျေဟီကိုကျောင်းစီပို့ဆောင်ပေးပြီးတဲ့နောက်မှာတော့သူမရဲ့အကူဟာသူမကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ဂျေဟီဟာအဆောင်စီအမြန်ပြန်သွားခဲ့ပါတယ်ပြီးတော့ယောက်ျားလေးအဝတ်စားတွေစီပြန်လဲပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်နောက်တော့ကျောင်းဆရာဝန်ကဂျေဟီစီဖုန်းဆက်ခဲ့ပါတယ်အမေရိကကအထူးကုဆရာဝန်တယောက်ရောက်ရှိလာကြောင်းအကြောင်းကြားခဲ့တာပါထေဂျုံရဲ့အခြေအနေကိုတိုင်ပင်ဆွေးနွေးဖို့ဖြစ်ပါတယ်သူကဂျေဟီကိုစကားပြန်အဖြစ်ကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်ပြီးတော့သူမကလည်းသဘောတူခဲ့ပါတယ်အဲ့ဒီအထူးကုဆရာဝန်ဟာသူမရဲ့အကူဖြစ်နေတာကိုသိလိုက်ရချိန်မှာတော့သူမကိုချက်ချင်းမှတ်မိသွားခဲ့တာပါသူမရဲ့အကူကသူမရဲ့လုပ်ရက်တွေအတွက်စူပူကျိမ်းမောင်းခဲ့ပါတယ်ဒါပေမဲ့ဂျေဟီကတော့သူ့ကိုအတနာခံခဲ့ပါတယ်သူမဒီမှာရှိနေတာဟာထေဂျုံအတွက်ဖြစ်ကြောင်းနဲ့သူပြန်လဲကောင်းမွန်လာစေချင်တာပါလို့ရှင်းပြခဲ့ပါတယ်မလိုလားပေမဲ့လည်းသူမရဲ့အကူကငါအခုဆွေးနွေးပွဲအတွက်ထွက်သွားတော့မယ်လို့ပြောခဲ့ပါတယ်ပြီးတော့နောက်မှနင်းကိုခေါ်ဆောင်သွားမယ်လို့ပြောခဲ့တာပါသူတို့မသိရှိခဲ့တာကတော့ထေဂျုံဟာသူတို့ရဲ့စကားဝိုင်းကိုခိုးနှားထောင်နေခဲ့တာပါ
ပြီးတော့သူမဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသူအစကတည်းကသိရှိထားပြီးဖြစ်ကြောင်းထုတ်ဖော်သိရှိလိုက်ရပါတယ်။အစအရာကတည်းကပေါ့ဒါပေမဲ့သူမဘာကြောင့်ဒီလိုလုပ်ခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းကိုကြားလိုက်ရတဲ့အခါမှာတော့သူတုံ့လောက်သွားခဲ့ရပါတယ်။အဲ့ဒါဟာသူ့အတွက်တီးတန့်ပဲဖြစ်နေခဲ့တာပါ။သူ့အပေါ်သူမရဲ့ပေးဆက်စနစ်တက်ကိုစိတ်လှုပ်ရှားသွားရတာကြောင့်ထဲဂျွန်ဟာသူမကိုထွက်ခွာခွင့်ပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါဟာအကောင်းဆုံးဖြစ်မယ်လို့ထင်မှတ်ခဲ့လို့ပါဂျေဟီအဆောင်စီပြန်ရောက်လာတဲ့အခါမှာတော့သူမရဲ့အိတ်ကိုထုတ်ပိုးထားပြီးဖြစ်တာကိုတွားတွေးလိုက်ရပါတယ်ထဲဂျွန်ကလည်းသူမကိုထွက်သွားဖို့တောင်းဆိုခဲ့ပါတယ်သူမရဲ့အကူကသူမကိုအိမ်ပြန်ခေါ်ဖို့လာတာကိုသူသိတယ်လို့အကြောင်းပြခဲ့တာပါသူမရဲ့လှုပ်ဝက်ချက်ကိုသူသိနေတယ်ဆိုတာကိုတော့ထုတ်မပြောခဲ့ပါဘူးဂျေဟီကညှင်းဆန်ကန့်ကွက်ခဲ့ပါတယ်သူမဆက်လက်နေထိုင်ခြင်းပါတယ်လို့ပြောခဲ့တာပါသူအိုလံပစ်မှာပြန်လဲရှင်ပြိုင်တာကိုမြင်တွေ့ရသည့်အထိပေါ့ဒါပေမဲ့ထဲဂျွန်ကအားကစားကနေအနားယူဖို့အစီအစဉ်ရှိကြောင်းကြေညာလိုက်တာကြောင့်သူမမိန်မောတုံလို့သွားခဲ့ရပါတယ်ဂျေဟီဟာငိုယိုပြီးအခန်းထဲကထွက်သွားခဲ့ပါတယ်။သူမဟာသူမကိုနှစ်သိမ့်ဖို့ကြိုးစားတဲ့ချာအွန်နဲ့ဆုံတွေ့ခဲ့ရပါတယ်။သူမဟာသူ့ရဲ့ပခုံးပေါ်မှာမိအိတ်လိုက်ပါတယ်။အဲ့ဒါဟာသူ့ရဲ့ရင်ခုန်တန်တွေကိုယူမတက်မြန်ဆန်သွားစေခဲ့ပါတယ်။သူဟာချက်ချင်းဘေးကိုဖဲထုတ်လိုက်ပြီးထွက်ခွာသွားခဲ့ပါတယ်။သူ့ရဲ့ရင်ခုန်တန်တွေနဲ့အပြိုင်ပြေးလွှားရင်းနဲ့ပေါ့ဒါတော့အတွင်းထဲဂျွန်ဟာသူ့ခန်းထဲမှာနာကျင်မှုကိုခံစားနေရပါတယ်။ပုံမနာကျင်ရတာကတော့ဂျေဟီဟာဝင်တော့ဝင်ဖို့ဖြစ်စေခဲ့တဲ့အတွက်တောင်းပန်ခဲ့တာပါပြီးတော့မထွက်ခွာမီမှာဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူမဟာထဲဂျွန်စီကိုရင်ထဲကလာတဲ့စားတဆောင်ရေးသားခဲ့ပါတယ်သူ့အတွက်အကောင်းဆုံးဖြစ်ပါစေကြောင်းစုမုံကောင်းတောင်းပေးပြီးအရာရာအတွက်ကျေးဇူးတင်ကြောင်းရေးထားတာပါထဲဂျွန်ဟာနောက်မှသူမရဲ့စာကိုဖတ်ရှုလိုက်ရတဲ့အခါမှာတော့အလွန်မင်းထိခိုက်ခံစားလိုက်ရပါတယ်သူ့ကိုအမှန်တကယ်ဂရုစိုက်ပေးတဲ့သူတစ်ယောက်ကိုသူဘလောက်ထိတွန်းထုတ်ပစ်ခဲ့မိလဲဆိုတာကိုသဘောပေါက်သွားခဲ့ရတာကြောင့်ပေါ့ဂျေဟီဟာထဲဂျွန်စီမှာဝန်ခံခဲ့ပါတယ်သူ့အနားမှာရှိနေရတာကိုပျော်ရွှင်မိပါတယ်လို့ပေါ့ဘာလို့လဲဆိုတော့သူမအမေရိကမှာရှိစဉ်တုန်းကသူမဟာအမြဲတမ်းတတိတည်းဖြစ်နေခဲ့ပြီးအုပ်စုထဲမဝင်ဆက်လို့အနိုင်ကျင့်ခံခဲ့ရလို့ပါဒါပေမဲ့သူနဲ့အတူရှိနေရတာဟာမိမိကိုယ်ကိုတက်တည်ပြဖို့စိတ်တက်ကြွမှုကိုပေးစွမ်းခဲ့ပါတယ်ဒါကြောင့်မို့လို့သူမဟာအပြေးပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့တာပါအမေရိကမှာတော့တခါမှမလုပ်ဖူးခဲ့တဲ့အရာတစ်ခုပေါ့ထဲဂျွန်ဟာအပြစ်ရှိတယ်လို့ခံစားလိုက်ရပါတယ်ပြီးတော့ဂျေဟီကိုပြန်လည်ရရှိအောင်လှုပ်ဆောင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဂျေဟီထွက်ခွာတော့မဲ့အချိန်မှာပဲခွေးလေးကိုနှုတ်ဆက်ဖို့ထွက်သွားစဉ်မှာထဲဂျွန်ရောက်ရှိလာခဲ့ပြီးသူမမသွားမီမှာဆွဲထားလိုက်ပါတယ်သူကသူမကိုခဏဆောင်ပါလို့ပြောလိုက်ပါတယ်မင်းငါကိုဆက်လက်ကြည့်ရှုဖို့လိုအပ်ပါသေးတယ်လို့ပေါ့သူမကမေးလိုက်ပါတယ်ဘာကိုဆိုလိုတာလဲလို့ပေါ့သူကပြန်လဲဖြေကြားခဲ့ပါတယ်ငါအိုလံပစ်မှာအနိုင်ရတဲ့အခါမှာပေါ့ဆိုပြီးတော့သူကသူမရဲ့လက်ကိုအဆောင်စီပြန်လဲဆွဲခေါ်သွားခဲ့ပါတယ်အဆောင်စီပြန်ရောက်တဲ့အခါထဲဂျွန်ဟာစိတ်လှုပ်ရှားနေခဲ့ပါတယ်သူဂျေဟီစီချင်းကပ်သွားခဲ့စဉ်မှာပေါ့သူကသူမအတွက်ရေချိုးခန်းတကားကိုပြင်ဆင်ပေးခဲ့ပါတယ်။အဲ့ဒါဟာဂျေဟီကိုအလွန်ပျော်ရွှင်သွားစေခဲ့ပါတယ်။ချာအွန်ဝင်ရောက်ဖို့ကြိုးစားတဲ့အခါမှာတော့တကားတော့ခတ်ထားတာကိုတွားတွေးလိုက်ရတာကြောင့်စိတ်နှောက်ယှက်ဖြစ်သွားခဲ့ရပါတယ်။ထဲဂျွန်ဟာလေ့ကျင့်ရေးစီပြန်လည်သွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မင်းဟုံကတော့အဲ့ဒါကိုသိရှိသွားတဲ့အခါစိတ်ဆိုးဒေါသထွက်သွားခဲ့ပါတယ်။ထဲဂျွန်အနားယူတော့မယ်လို့ထင်မှတ်ထားခဲ့တာကြောင့်ပေါ်ပြီးတော့သူ့အတွက်ကွင်းပြင်ကိုအလွတ်ပေးထားခဲ့မယ်လို့ထင်ခဲ့လို့ပါမင်းဟုံဟာထဲဂျွန်ကိုစတင်နိုင်ကျင့်ခဲ့ပါတယ်။ဒါပေမဲ့အခြေအနေတွေမပြင်းထန်မီမှာပဲနီးပြကဝင်ရောက်တားဆီးခဲ့ပါတယ်ထဲဂျွန်ကိုမကြသေးမီကလေ့ကျင့်ရေးပြက်ကွက်မှုတွေအတွက်စူပူချိန်မောင်းခဲ့ပါတယ်ပြီးတော့သူ့ကိုအားကစားရုံအပြင်ဘက်စီထွက်သွားခိုင်းခဲ့ပါတယ်ဒါတော့အတွင်းမှာတော့ဂျေဟီဟာသူမရဲ့အကိုစီကစာတိုအများကြီးလက်ခံရရှိခဲ့ပါတယ်ဒါပေမဲ့သူမကတော့အဲ့ဒါတွေကိုမတိကျုံပြုထားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဟန်နာဟာထဲဂျွန်ရဲ့အခန်းစီအဆောင်ထဲခိုးဝင်လာခဲ့ပါတယ်။သူမဟာဂျေဟီပိုင်တဲ့လက်ကောက်ကိုတွားတွေးလိုက်ရပါတယ်။တုံးလို့တွားရရင်းနဲ့အဲ့ဒါဟာထဲဂျွန်အတွက်လို့သူမထင်မှတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဂျေဟီအခန်းထဲဝင်လာပြီးလက်ကောက်ကိုမြင်တွေ့သွားခဲ့ကအဲ့ဒါဟာသူမရဲ့တငယ်ချင်းပိုင်တာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။အဲ့ဒါကဟန်နာကိုဂျေဟီအတွက်ပျော်ရွှင်သွားစေခဲ့ပါတယ်။သူမရဲ့အကူဟာကျောင်းစီရောက်ရှိလာခဲ့ပါတယ်ပြီးတော့သူမကိုခေါ်ဆောင်သွားဖို့စွတ်တင်းပြောဆိုခဲ့ပါတယ်။သူကျောင်းအုပ်ကြီးနဲ့ဆုံတွေ့ခဲ့ပြီးအင်္ဂလိပ်စာပြောနိုင်မှသလားလို့မေးမြန်းခဲ့ရာကျောင်းအုပ်ကြီးကအတည်ပြုခဲ့ပါတယ်အကိုဖြစ်သူကဂျေဟီဟာယောက်ျားလေးမဟုတ်ပဲသူ့ရဲ့ညီမဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ကျောင်းအုပ်ကြီးကတော့ဘာမှနားမလည်ခဲ့ပါဘူး။သူဘာမှနားမလည်ဘူးလို့ပြောတာကြောင့်ဂျေဟီဟာအကိုဖြစ်သူကိုအပြင်းစီခေါ်ဆောင်သွားခဲ့ပါတယ်ပြီးတော့သူမကိုဆက်နေခွင့်ပြုဖို့အတနာခံခဲ့ပါတယ်။သူ့ကိုဆရာဝန်စီခေါ်ဆောင်သွားပြီးစကားပြောဆိုစေခဲ့ပါတယ်။ဆရာဝန်ကသူ့ညီမကိုယုံကြည်တယ်ဆိုရင်သူမရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ခွင့်ပြုသင့်ပါတယ်လို့ပြောပြခဲ့ပါတယ်။ဆရာဝန်ရဲ့ပြောကြားချက်ကြောင့်တိမ်သွင်းခံလိုက်ရပြီးသူမရဲ့အကိုကမိမိကိုယ်ကိုတေချာစောင့်ရှောက်ရမယ်ဆိုတဲ့စီကံချက်နဲ့သူမကိုဆက်နေခွင့်ပြုခဲ့ပါတယ်။ဂျေဟီကသူ့ကိုပျော်ရွှင်စွာကျေးဇူးတင်ခဲ့ပါတယ်။ဒါတော့အတွင်းမှာတော့ချာအွန်ဟာပန်းချံမှာသူ့ရဲ့ငယ်တငယ်ချင်းဒါဟေးနဲ့ဆုံတွေ့ခဲ့ပါတယ်။သူမဟာအခုဆိုရင်ဂီတပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။သူတို့ဟာဝမ်းသာအားရစကားပြောဆိုခဲ့ကြပါတယ်။သူတို့ရဲ့ငယ်စဉ်ကလေးဘဝအမတ်တရတွေအကြောင်းပေါ့။သူမဟာသူမရဲ့ဘိုင်အိုလင်ကိုထုတ်ယူပြီးချာအွန်အတွက်တိခတ်ပြခဲ့ပါသေးတယ်။ဂျေဟီဟာထဲဂျွန်လေ့ကျင့်ရေးပြန်လည်စတင်ပြီးဆိုတာကိုသိလိုက်ရတဲ့အခါအောင်ပွဲခံဖို့အတွက်သူ့အတွက်ကိတ်မုတ်တစ်ခုဖုတ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာသူ့ကိုတွားရောက်တွေ့ဆုံခဲ့ပေမဲ့ကိတ်မုတ်ကိုကင်ဆောင်ထားစဉ်မှာပဲသူမဟာခြေချော်ပြီးအပေါ်တက်တက်စီလဲကျသွားခဲ့ရပါတယ်။
ထဲဂျွန်ကသူမကိုရေမောလိုက်ပါတယ်ပြီးတော့စိတ်တက်မကြဘူးနှစ်သိမ့်ပေးခဲ့ပါတယ်ဒါဟာသူတို့နှစ်ယောက်လုံးကိုအတူတူရေမောသွားစေခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဂျေဟီဟာထဲဂျွန်ဝစ်စားဆင်ရင်ထားတာကိုသတိပြုမိသွားပါတယ်ထွက်ခွာဖို့အသင့်ဖြစ်နေတဲ့ပုံစံမှာသူမကသူတို့အတူတူထမင်းစားမလားလို့မေးမြန်းခဲ့ပါတယ်ဒါပေမဲ့သူကတော့သူမကိုဘာသာသူစားဖို့ပြောခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့မှာအရေးကြီးတဲ့ချင်းဆိုမှုရှိနေလို့ပါဆက်ရှုပ်သွားတဲ့ဂျေဟီဟာနောက်မှချာအွန်စီကနေဒီနေ့ဟာထဲဂျွန်ရဲ့အမေကွယ်လွန်ခဲ့တဲ့နှစ်ပတ်လည်နေ့ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်ပြီးတော့သူဟာအမှတ်တရပြုလုပ်ဖို့သွားတာဖြစ်ပါတယ်ဂျေဟီဟာသူ့အတွက်စာနာတနာမိသွားခဲ့ပါတယ်ဒါပေမဲ့လည်းမကြာမီမှာပဲသူမဟာထူးဆန်းတဲ့နံပါတ်တစ်ခုစီကစာတိုလက်ခံရရှိခဲ့ပါတယ်ထဲဂျုံဖြစ်တယ်လို့အကြောင်းပြထားပြီးသူမကိုရေကူးကန်မှာလာရောက်တွေ့ဆုံဖို့ပြောထားတာပါသူမအဲ့ဒီစီသွားခဲ့ပေမဲ့အဲ့ဒါဟာလှည့်ကွက်တစ်ခုဖြစ်နေခဲ့ပါတယ်အင်မတန်အရင်ကသူမကိုအနိုင်ကျင့်ခဲ့တဲ့ကောင်လေးစီကပေါ့အဲ့ဒီအချိန်မှာထဲဂျုံရောက်ရှိလာခဲ့ပြီးချာအွန်ကိုသူမအကြောင်းမေးမြန်းခဲ့ပါတယ်သူကသူမသူ့ကိုတွားတွေ့တာပါလို့ပြန်ဖြေခဲ့ပါတယ်သူတို့နှစ်ယောက်လုံးသူမကိုလိုက်လံရှာဖွေဖို့အပြေးလွှာထွက်ခွာသွားခဲ့ကြပါတယ်ဂျေဟီဟာအဲ့ဒီအချိန်မှာရေကူးကန်နဲ့ပြစ်ချခံလိုက်ရပြီးဖြစ်ပါတယ်။ထဲဂျွန်နဲ့ချာအွန်တို့ဟာအချိန်မီရောက်ရှိလာခဲ့ကြပါတယ်။ပြီးတော့ဂျေဟီရေနစ်နေတာကိုတွားတွေ့လိုက်ရပါတယ်။သူတို့သူမဘေးစီအမြန်သွားခဲ့ကြပြီးထဲဂျွန်ကအသက်ရှူနည်းပြုလုပ်ပေးခဲ့ပါတယ်။ပြီးတော့သူမကိုသူတို့အခန်းစီပြန်လည်ထမ်းဆောင်သွားခဲ့ပါတယ်။အဲ့ဒီမှာထဲဂျွန်ဟာမိခင်ဖြစ်သူရဲ့ဆွဲကြိုးကိုသတိပြုမိသွားခဲ့ပါတယ်။သူ့အတွက်ပြင်ဆင်ပေးထားခဲ့တဲ့ဆွဲကြိုးဟာပြုတ်ကျသွားခဲ့တာဖြစ်ပြီးသူစိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရပါတယ်။ဂျေဟီဟာထဲဂျွန်ပေါ်အပြစ်ရှိတယ်လို့ခံစားလိုက်ရပါတယ်ပြီးတော့နောက်တစ်နေ့မှတွားရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဆွဲကြိုးကိုလိုက်လံရှာဖွေဖို့ပေါ်ထဲဂျွန်ကသူမကိုသတိထားမိသွားပြီးသူမအတွက်စိုးရိမ်သွားခဲ့ပါတယ်။ဒါကြောင့်သူရေကူးကန်စီအပြေးလွှားသွားခဲ့ပြီးသူမကိုဆွဲထုတ်ယူလိုက်ပါတယ်။ဒီလိုမျိုးလုပ်เสียမလိုပါဘူးလို့ပြောရင်းနဲ့ပေါ့နောက်တော့ထဲဂျွန်ဟာနီးပြစီသွားခဲ့ပါတယ်ပြီးတော့သူ့ရဲ့ပြက်ကွက်မှုအတွက်တောင်းပန်ခဲ့ပါတယ်။အနားယူဖို့အစီအစဉ်ရှိခဲ့ပေမဲ့လည်းအခုတော့စိတ်ပြောင်းသွားပြီဖြစ်ကြောင်းပြောပြခဲ့တာပါ။နီးပြကသူ့ကိုအသင်းမှာဆက်လက်နေထိုင်ခွင့်ပြုဖို့သဘောတူခဲ့ပါတယ်။ထဲဂျွန်ဟာသူ့ရဲ့လေ့ကျင့်ရေးကိုပြန်လည်စတင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာအချိန်တိုင်းမအောင်မြင်ခဲ့ပါဘူး။ဒါကိုကြည့်ရှုနေတဲ့ဂျေဟီဟာသူ့ကိုအရင်ပုံစံစီပြန်ရောက်အောင်ဖိအားပေးနေမိတယ်လို့ခံစားလိုက်ရပါတယ်။ထဲဂျွန်ကိုဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်တော့တာကြောင့်သူမဟာထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့သူမရဲ့အကိုစီဖုန်းဆက်ခဲ့ပါတယ်။သူမအမေရိကစီပြန်လာမယ်လို့ပြောပြခဲ့တာပါသူမရဲ့အကိုကအံ့အားသင့်သွားခဲ့ပါတယ်ပြီးတော့ဘာကြောင့်ထွက်ခွာခြင်းရတာလဲလို့မေးမြန်းခဲ့ပါတယ်သူမကအဲ့ဒါဟာထဲဂျွန်ရဲ့အတွက်ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့အပေါ်ရောက်ရှိနေတဲ့ဖိအားတွေဟာသူ့ရဲ့စိတ်ကျန်းမာရေးအတွက်မကောင်းတာကြောင့်ပါပြီးတော့သူမကထဲဂျွန်အတွက်စာတိုးတစောင်းထားခဲ့တယ်လို့ဖြစ်ဆွပြောခဲ့ပါတယ်ဒါတော့အတွင်းထဲဂျွန်ဟာပြိုင်ပွဲတစ်ခုမှာရောက်ရှိနေခဲ့ပါတယ်ဂျေဟီလာရောက်ပြီးသူ့ကိုအားပေးမှာကိုစောင့်ဆိုင်းနေခဲ့တာပါဒါပေမဲ့သူမပေါ်မလာခဲ့ပါဘူးပြီးတော့ထဲဂျွန်ဟာသူ့ရဲ့ပထမဆုံးအမြင့်ခုံမှုမှာကြာရှုံးခဲ့ပါတယ်ချာအွန်ကဂျေဟီကိုပြိုင်ပွဲအကြောင်းပြောပြလိုက်တဲ့အခါသူမဟာစိတ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့ထဲဂျွန်ကိုတွားရောက်အားပေးခဲ့ပါတယ်သူမပြိုင်ပွဲကျင်းပရာနေရာစီရောက်ရှိလာခဲ့ပြီးသူ့အတွက်ကျဲလောင်စွာအားပေးခဲ့ပါတယ်ထဲဂျွန်သူမရဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့အမြင့်ခုံမှုကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်အချိန်တော်ကြာအတွင်းမကြာသေးမီကမှပထမဆုံးအကြိမ်ဖြစ်ပေါ့ပြီးတော့သူ့ပတ်ဝန်းကျင်ကလူတိုင်းဟာပျော်ရွှင်စွာအားပေးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲဂျေဟီဟာသူမရဲ့အကိုစီကစာလိုလက်ခံရရှိခဲ့ပါတယ်။သူထွက်ခွာသွားရပြီဖြစ်ကြောင်းနဲ့သူမကိုမစောင့်နိုင်ခဲ့ပါဘူးလို့ပြောပြထားတာပါ။ဒါပေမဲ့သူကပြောခဲ့ပါသေးတယ်။သူမအကြောင်းမှာဆက်လက်နေထိုင်တာဟာမြည်သည့်အန္တရာယ်မှမရှိပါဘူးလို့ပေါ့မိမိကိုယ်ကိုတေချာဆောက်ရှောက်တဲ့၍ပေါ့ဂျေဟီဟာပျော်ရွှင်သွားခဲ့ပြီးထဲဂျွန်စီအပြေးလွှားသွားခဲ့ပါတယ်ပြီးတော့သူ့ကိုပျော်ရွှင်စွာဖျက်ယမ်းလိုက်ပါတယ်ဒါပေမဲ့သူကတော့တင်းမာသွားခဲ့ပြီးပထမဆုံးအကြိမ်ဖြစ်သူမကိုတုံးထုတ်ပစ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့ချာအွန်ကဂျေဟီကိုအကြောင်းပွဲတော်အကြောင်းပြောပြခဲ့ပါတယ်အဲ့ဒါကိုနှစ်စဉ်နှစ်တိုင်းပွဲပြီးမှကျင်းပတာဖြစ်ပါတယ်ကျောင်းသားတွေကိုမိန်းကလေးဖြစ်ဝတ်ဆင်ဖို့ရွေးချယ်ကြပါတယ်ပြီးတော့အလှပဆုံးပုဂ္ဂိုလ်စုအတွက်ရှင်ပြိုင်ကြရတာပါမိန်းကလေးအဝတ်စားတွေနဲ့ပေါ့ဂျေဟီဟာမိန်းကလေးဝတ်စုံတွေနဲ့ဝတ်ဆင်ထားတဲ့အတန်းဖော်တွေကိုရေမောနေခဲ့ပါတယ်ဒါပေမဲ့လည်းအတန်းကောင်းဆောင်ကသူမကိုပြိုင်ပွဲမှာပါဝင်ဖို့တောင်းဆိုလိုက်တဲ့အခါသူမပုံမအံ့အားသင့်သွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူမဟာလှပပြီးမိန်းကလေးတွေနဲ့တူနေတာကြောင့်ပေါ့ဂျီဟီဟာချက်ချင်းညှင်းဆန်ခဲ့ပြီးထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာထဲဂျွန်ဝမ်းနဲ့စွာရက်နေတာကိုတွားတွေ့လိုက်ရပြီးသူမကိုနီးပြကသူ့ကိုအတင်းနဲ့ပြန်လဲမဝင်ရောက်ခွင့်ပြုဘူးလို့ပြောပြခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူဟာပြိုင်ပွဲအပြီးမှာအမြင့်ခုံမှုကိုပြန်လဲမလုပ်ဆောင်နိုင်ခဲ့လို့ပါ။ဂျီဟီဟာအတန်းကောင်းဆောင်စီတွားခဲ့ပါတယ်ပြီးတော့သူမပြိုင်ပွဲမှာပါဝင်မယ်လို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့စီကန်းချက်တစ်ခုတည်းနဲ့ပါလို့ပြောခဲ့တာပါအတန်းကောင်းဆောင်ဟာနီးပြကိုတင်သွင်းပေးရပါမယ်ထဲဂျွန်အတင်းနဲ့ပြန်လဲဝင်ရောက်ခွင့်ရအောင်ပေါ့ကျောင်းသားဟာနီးပြစီသွားခဲ့ပါတယ်ပြီးတော့ထဲဂျွန်ကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးဖို့တောင်းဆိုခဲ့ပါတယ်ပြီးတော့သူ့ရဲ့ကြံ့ခိုင်မှုကိုပြန်လဲရရှိဖို့အချိန်ပိုပေးဖို့ပြောခဲ့တာပါပွဲတော်ရောက်ရှိလာခဲ့ပြီးလူတိုင်းဟာပျော်ရွှင်စွာပါဝင်ခဲ့ကြပါတယ်ထဲဂျွန်ဟာအတန်းကောင်းဆောင်စီကနေသိရှိခဲ့ရပါတယ်ဂျီဟီဟာပွဲတော်မှာပါဝင်ဖို့သဘောတူခဲ့တာဟာသူ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုပေါ့သူကလည်းသူမကိုကာကွယ်ပေးဖို့အတွက်ပွဲတော်မှာပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပွဲတော်အစီအစဉ်တွေစတင်ခဲ့ပါတယ်ပြီးတော့ဂျီဟီဟာနောက်ဆုံးအဆင့်စီရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်
သူမမိန်းကလေးအဝတ်စားတွေကိုဝတ်ဆင်တော့မဲ့အချိန်မှာပဲသူမပထမဆုံးနေ့တုန်းကရန်ဖြစ်ခဲ့မှုတဲ့ចောင်းသားရောက်ရှိလာခဲ့ပါတယ်ပြီးတော့အဝတ်စားတွေကိုယူဆောင်သွားခဲ့ပါတယ်လက်စားချေဖို့ကြိုးစားတာပါဒါပေမဲ့လည်းထဲချွန်ဟာအချိန်မီရောက်ရှိလာခဲ့ပါတယ်အဲ့ဒီကောင်လေးကိုထိုးချိတ်လိုက်ပါတယ်ပြီးတော့သူ့ရဲ့အခန်းဖော်စီကနေဝေးဝေးနေဖို့တတိပေးလိုက်ပါတယ်မဟုတ်ရင်နောက်တရသွားမယ်လို့ပေါ့အဲ့ဒီနောက်သူဟာအဝတ်စားတွေကိုယူပြီးဂျေဟီစီပြန်ပေးခဲ့ပါတယ်ဂျေဟီဟာမိန်းကလေးအဝတ်စားတွေနဲ့ထွက်လာခဲ့ပါတယ်ပြီးတော့လူတိုင်းဟာသူမတကယ်ကိုမိန်းကလေးတစ်ယောက်နဲ့ဘလောက်အထိတူညီနေလဲဆိုတာကိုအံ့အားသင့်သွားခဲ့ကြပါတယ်။သူမရဲ့ကိုဟန်အနေထားနဲ့လမ်းလျှောက်ပုံမှာပါပေါ့။သူမဟာတချင်းစတင်တည်ဆူခဲ့ပါတယ်။ထဲချွန်ကတော့သူမကိုလေးစားအားကျစွာနဲ့စောင့်ကြည့်နေခဲ့တာပါ။ဖျော်ဖြေမှုအပြီးမှာတော့ဂျေဟီဟာထဲချွန်ပြုလုပ်ခဲ့တဲ့အရာတွေအတွက်ကျေးဇူးတင်မှုသွားခဲ့ပါတယ်။ထဲချွန်ဟာသူမရဲ့လှပမှုကြောင့်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ဒါပေမဲ့သူကတော့သူမနဲ့ပတ်သက်တဲ့အမှန်တရားကိုသိနေတယ်ဆိုတာကိုထုတ်မပြခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲဂျေဟီဟာခြေချော်ပြီးထဲချွန်ရဲ့အပေါ်တက်တက်စီလဲကျသွားခဲ့ရပါတယ်။ချာအွန်နဲ့ဟန်နာတို့ဟာအခန်းထဲစီအချိန်တစ်ခုထဲမှာဝင်လာခဲ့ကြပါတယ်ပြီးတော့သူတို့ကိုအတူတူသွားတွေ့လိုက်ရပါတယ်။ဟန်နာဟာတုံ့လှုပ်သွားခဲ့ပါတယ်။ဒါပေမဲ့မိမိကိုယ်ကိုပြန်လဲနှသိမ့်ခဲ့ပါတယ်။ဂျေဟီဟာမိန်းကလေးအဝတ်အစားဝတ်ထားတဲ့ကောင်လေးတစ်ယောက်ပါပဲဆိုပြီးတော့ပေါ့။သူမဟာပုံမှန်အတိုင်းထဲချွန်စီနီးကပ်အောင်ထပ်မံကြိုးစားခဲ့ပါတယ်ပြီးတော့လူတိုင်းဟာအဲ့ဒီညပွဲတော်ပြီးဆုံးမှုကိုအတူတူအောင်ပွဲခံခဲ့ကြပါတယ်နောက်တနေ့မှာတော့ကျောင်းအုပ်ကြီးကအဆောင်မှာပြုလုပ်နေတဲ့ပြုပြင်ထိန်းသိမ်းရေးတွေအကြောင်းပြောကြားခဲ့ပါတယ်ပြီးတော့အခန်းတစ်ခန်းမှာကျောင်းသား3ယောက်စီထားရှိဖို့အကြံပြုခဲ့ပါတယ်ချာအွန်ကအခွင့်အရေးကိုစုပ်ကိုင်လိုက်ပြီးထဲဂျွန်နဲ့ဂျေဟီတို့ရဲ့အခန်းစီပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူတို့ရဲ့ရင်းနှီးတဲ့တငယ်ချင်းတွေနဲ့အတူပေါ့ထဲဂျွန်ဟာဂျေဟီရဲ့ဘေးကင်းလုံခြုံရေးအတွက်စိတ်မအေးဖြစ်ခဲ့ရပါတယ်ပြီးတော့ချာအွန်ကိုသူနဲ့အတူနေထိုင်ခွင့်ပြုဖို့ညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့ချာအွန်ကသူ့ထွက်သွားရင်အခြားကျောင်းသားတစ်ယောက်အစားထိုးရောက်ရှိလာလိမ့်မယ်လို့ပြောပြခဲ့ပါတယ်ချာအွန်ဟာထဲဂျွန်ရဲ့အခန်းမှာပဲတဲခိုခဲ့ပါတယ်ဂျေဟီရဲ့ဘေးမှာအိတ်ဆက်ဖို့တောင်တောင်းဆိုခဲ့ပါသေးတယ်ဒါပေမဲ့ထဲဂျွန်ကတော့သူ့အတွက်တီးတန့်ကတင်တစ်ခုပြင်ဆင်ပေးခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးထဲဂျွန်ဟာအမြဲတမ်းစိတ်လှုပ်ရှားစိုးရိမ်နေခဲ့ရပါတယ်ဂျေဟီရဲ့ဘေးပတ်ဝန်းကျင်မှာချာအွန်ရှိနေမှုကိုစောင့်ကြည့်နေခဲ့တာပါသူမစီအခြေအနေကြည့်ဖို့အခန်းထဲစီမကြာခဏဆိုအတင်းဝင်ရောက်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့ထဲဂျွန်ဟာသူတို့နှစ်ယောက်ရေချိုးခန်းထဲမှာရောက်နေတာကိုတွေ့ရှိသွားခဲ့ပါတယ်အတူတူရောက်နေကြတာပါသူတို့စီအပြေးလွှားသွားခဲ့ပေမဲ့သူတို့မုံစားနေကြတာကိုပဲတွားတွေ့လိုက်ရပါတယ်အခန်းထဲမှာမုံစားခွင့်မပြုထားတာကြောင့်ပေါ်စမ်းကျဲတဲ့နီလန်းတွေနဲ့သူ့ကိုအမြဲတမ်းနှောက်ယှက်နေကြတာကြောင့်သူတို့နှစ်ယောက်လုံးကိုစူပူကျိမ်းမောင်းခဲ့ပါတယ်ဒါပေမဲ့လည်းထဲဂျွန်ဟာသူတို့ကိုနောက်ယောင်ခံစောင့်ကြည့်နေခဲ့တုန်းပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကရင်ပေါ်မှာအတူတူထိုင်ပြီးရေမောနေကြတာကိုတွားတွေ့လိုက်ရပြီးအဝေးကနေစောင့်ကြည့်နေခဲ့ပါတယ်သူတို့အဖွဲ့ရဲ့ကျန်တဲ့သူတွေနဲ့အတူပြင်ပစီထွက်ကြမယ်ဆိုတာကိုသိလိုက်ရတဲ့အခါသူလည်းသူတို့နဲ့အတူပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အမြဲတမ်းဒီလိုမျိုးဘာမှမလုပ်ဆောင်ဘူးခဲ့ပေမဲ့လည်းပေါ့ထဲဂျွန်ပါဝင်လာတာကိုလူတိုင်းအံ့အားသင့်သွားခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့သူဟာဘယ်သူနဲ့မှအပြင်းမထွက်ဘူးခဲ့လို့ပါသူတို့ဘိုးလင်းရိုက်ကစားခဲ့ကြပါတယ်။ဒါပေမဲ့ထဲဂျွန်ကတော့အဲ့ဒီမှာတော်တော်လေးညံ့ဖြစ်နေခဲ့တာပါ။ကျွမ်းကျင်တဲ့ချာအွန်နဲ့မတူဘဲနဲ့ပေါ့။ဂျေဟီကချာအွန်ကိုလေးစားအားကျနေတာကိုထဲဂျွန်သတိပြုမိသွားတဲ့အခါသူလည်းသူမကိုသဘောကျသွားအောင်ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူအမတ်အချို့ရရှိသွားခဲ့ပါတယ်။အဖွဲ့တစ်ခုလုံးပျော်ရွှင်သွားခဲ့ကြပြီးအထူးသဖြင့်ဂျေဟီပေါ့သူမကထဲဂျွန်ရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်လာတယ်လို့ခံစားလိုက်ရလို့ပါ။ဒါတော့အတွင်းချာအွန်ဟာထူးဆန်းတဲ့တဝန်တိုမှုကိုခန်းစားလိုက်ရပါတယ်။ထဲဂျွန်နဲ့ဂျေဟီတို့တဖြည်းဖြည်းနီးကပ်လာတာကြောင့်ပေါ့ဒါပေမဲ့ဘာကြောင့်လဲဆိုတာကိုတော့သူမရှိသေးပါဘူး။ဂျေဟီဟာထဲဂျွန်ရဲ့ဆွဲကြိုးကိုလိုက်လံရှာဖွေနေတယ်ဆိုတာကိုချာအွန်သိရှိသွားတဲ့အခါရက်တိုင်းရှာဖွေနေတာပါသူမကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာသူ့အတွက်လှုပ်ဆောင်ပေးနေတာလို့ထင်မှတ်ခဲ့တာကြောင့်ပေါ့ဒါပေမဲ့တွေးရှိသွားပြီလို့သူမစီတွားရောက်ပြောပြမဲ့အချိန်မှာတော့ဂျေဟီကသူမစိတ်မကောင်းဖြစ်နေရတာဟာထဲဂျွန်ကသူ့အမေရဲ့ဆွဲကြိုးအတွက်ဝမ်းနည်းနေရလို့ပါလို့ပြောပြခဲ့ပါတယ်အဲ့ဒီခါမှာတော့ချာအွန်ဟာတွေ့ရှိခဲ့တယ်ဆိုတဲ့သူ့ရဲ့ပြောကြားချက်ကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်ချာအွန်ဟာဂျေဟီအကြောင်းခေါင်းထဲကထုတ်ပစ်ဖို့သူ့ရဲ့ငယ်တငယ်ချင်းနဲ့အတူအပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမိန်းကလေးကသူစိတ်လွင့်နေတာကိုသတိပြုမိသွားခဲ့ပါတယ်ပြီးတော့သူ့ကိုပြောလိုက်ပါတယ်နင်အခြားမိန်းကလေးတစ်ယောက်အကြောင်းစဉ်းစားနေတာဖြစ်ရမယ်ဆိုပြီးတော့ပေါ့ဒီအချိန်မှာတော့အနိုင်ကျင့်ခဲ့တဲ့ကောင်လေးရဲ့တငယ်ချင်းဟာဂျေဟီကိုလက်စားချေဖို့အစီအစဉ်ဆွဲခဲ့ပါတယ်ပြီးတော့သူမစီကိုဆွဲကြိုးကိုတွေ့ရှိထားပြီလို့ပြောပြခဲ့တာပါပြီးတော့အဲ့ဒါဟာစတော့ယုံဟောင်းထဲမှာရှိနေတယ်လို့ပြောပြခဲ့ပါတယ်ဂျေဟီဟာစတော့ယုံစီသွားခဲ့ပါတယ်ဒါပေမဲ့ကောင်လေးတွေကတော့သူမကိုခြောက်လန့်ဖို့ပြင်ဆင်နေကြတာပါသူတို့သူမကိုအခန်းထဲမှာတောက်ခတ်ထားခဲ့ကြပြီးသူမအပြင်ကိုမထွက်နိုင်ခဲ့ပါဘူးဒါတော့တွင်းမှာတော့အဲ့ဒီကောင်လေးတွေကိုဆရာတယောက်ကသတိပြုမိသွားပြီးပြစ်ဒဏ်ပေးခြင်းခံခဲ့ရပါတယ်ထဲဂျွန်ဟာတခုခုမှားယွင်းနေပြီလို့စတင်ခံစားလိုက်ရပါတယ်ဂျေဟီကသူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေကိုပြန်လည်မဖြေကြားတဲ့အခါမှာပေါ့သူမကိုလိုက်လံရှာဖွေဖို့ထွက်လာခဲ့ပါတယ်ပြီးတော့သတင်းပေါက်ကနေတဆင့်သူမကိုတွေ့ရှိသွားခဲ့ပါတယ်သူတကားကိုရိုက်ခွဲပြီးအခန်းထဲဝင်ရောက်ခဲ့ပါတယ်သူမကြောက်လန့်ပြီးငိုယိုနေစဉ်မှာပဲသူမကိုဖတ်ထားပေးခဲ့ပါတယ်ဂျေဟီကတောင်းပန်ခဲ့ပါတယ်ပြီးတော့သူ့ကိုပြောပြခဲ့ပါတယ်သူမလိုချင်တာကသူ့ရဲ့ဆွဲကြိုးကိုရှာဖွေပေးခြင်းရုံပဲဖြစ်ပါတယ်လို့ပေါ့ထဲဂျွန်ကသူမကိုစူပူခဲ့ပါတယ်ဆွဲကြိုးအကြောင်းမေ့ပစ်လိုက်တဲ့နယ်လို့ပြောရင်းနဲ့ပေါ့ပြီး
ပြီးတော့သူမဟာသူ့အတွက်အရေးပါတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်သူဟာဂျေဟီနဲ့အတူမျှဝေခဲ့ပါတယ်။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေရဲ့အကြောင်းရင်းကိုပေါ်သူ့အမေကျမ်းမာရေးမကောင်းဖြစ်ခဲ့ပုံကိုရှင်းပြခဲ့ပါတယ်ပြီးတော့သူအိုလံပစ်မှာအနိုင်ရတာကိုမြင်တွေ့ချင်ခဲ့တာပါဆိုပြီးပေါ့သူအနိုင်ရတဲ့အပြင်နေ့မှာတော့သူဆေးရုံစီသူ့အမေကိုတွားရောက်တွေ့ဆုံဖို့လမ်းခုလက်မှာရှိနေခဲ့တာပါဒါပေမဲ့ဖခင်ဖြစ်သူကသူမကွယ်လွန်သွားပြီဖြစ်ကြောင်းပြောပြတာကိုပဲလက်ခံရရှိခဲ့ရပါတယ်ထဲဂျွန်ကအဲ့ဒီနေ့ကစပြီးသူဟာအရင်လိုမျိုးပြန်လည်မကစားနိုင်တော့ပါဘူးလို့ပြောပြခဲ့ပါတယ်သူငိုယိုခဲ့ရပြီးဂျေဟီကဂတိပေးခဲ့ပါတယ်။သူမမိမိကိုအနေရဖြစ်အောင်နောက်တစ်ချိန်ဘယ်တော့မှမလုပ်တော့ပါဘူးလို့ပေါ့သူတို့အဆောင်စီပြန်လာခဲ့ကြပါတယ်။သူတို့ပုံမနီးကပ်လာကြတာကြောင့်ပျော်ရွှင်နေခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ချာအွန်ဟာဒီနေ့ဟာဂျေဟီရဲ့မွေးနေ့ဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်။သူမစီသွားခဲ့ပြီးသူမကိုဖျက်ယမ်းခဲ့ပါတယ်ပြီးတော့မွေးနေ့ဆုတောင်းပေးရင်းဘူးတပူပေးခဲ့ပါတယ်ဂျေဟီဘူးကိုဖွင့်လိုက်တဲ့အခါထဲဂျွန်ရဲ့ဆွဲကြိုးကိုတွားတွေးလိုက်ရပါတယ်ဂျေဟီဟာဝမ်းသာအားရဖြစ်သွားခဲ့ပြီးဆွဲကြိုးကိုထဲဂျွန်စီယူဆောင်သွားခဲ့ပါတယ်ပြီးတော့သူကသူမကိုပျော်ရွှင်စွာကျေးဇူးတင်ခဲ့ပါတယ်သူမှလည်းသူမအတွက်လက်ဆောင်တစ်ခုရှိနေတာကိုတွားတွေးလိုက်ရချိန်မှာပေါ့သူမမိမိကိုကာကွယ်ဖို့ဓလိုက်စေတဲ့ကိရိယာတစ်ခုပေးခဲ့တာပါဒါပေမဲ့ဂျေဟီဟာမတော်တဆမိမိကိုအဲ့ဒါနဲ့ဓလိုက်မိသွားခဲ့ပါတယ်မကြာမီမှာပဲဟန်နာဟာထဲဂျွန်စီဖုန်းဆက်ခဲ့ပြီးသူမအတွက်လက်ဆောင်တစ်ခုဝယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဘာလို့လဲဆိုတော့မနက်ဖြန်ဟာသူမရဲ့မွေးနေ့ဖြစ်လို့ပါကန်ဆိုးစွာနဲ့ပဲထဲဂျွန်အတွက်တော့ဟန်နာဟာသူ့ကိုအဲ့ဒီလက်ဆောင်ဆိုင်စီပဲခေါ်ဆောင်သွားခဲ့ပါတယ်ပြီးတော့ဆိုင်ဝန်တန်းကသူမကိုထဲဂျွန်လက်ဆောင်ဝယ်ပေးခဲ့တဲ့မိန်းကလေးလို့မှားယွင်းထင်မှတ်သွားခဲ့တာပါလက်ဆောင်ကိုသဘောကျရဲ့လားလို့မေးမြန်းခဲ့ရင်းနဲ့ပေါ့ဟန်နာစိတ်မသက်မသာဖြစ်သွားခဲ့ပါတယ်ပြီးတော့ဘယ်မိန်းကလေးနဲ့ထဲဂျွန်ပတ်သက်နေတယ်လဲဆိုတာကိုစုံစမ်းဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂျေဟီဟာထဲဂျွန်နဲ့အတူဖျောင်းနိုင်မှုဖို့စောင့်ဆိုင်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအစားချာအွန်ကတိတ်မုတ်တစ်ခုနဲ့ရောက်ရှိလာခဲ့ပါတယ်သူတို့အတူတူပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြပါတယ်ဒါပေမဲ့ချာအွန်ရဲ့ငယ်တငယ်ချင်းကသူ့စီဖုန်းဆက်ခဲ့ပါတယ်ပြီးတော့သူကအဲ့ဒီဖုန်းကိုမတိကျကြုံပြုထားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ချာအွန်ဟာဒါဟေးစီတွားရောက်ခဲ့ပါတယ်သူမအပေါ်ဘာရိုမန်တစ်ခံစားချက်မှမရှိဘူးလို့ပြောပြဖို့ပါဒါပေမဲ့သူမကသူ့မှာဂီတစာမေးပွဲရှိနေတယ်လို့ပြောပြခဲ့ပါတယ်ချာအွန်ကသူမကိုအားပေးဖို့သူမနဲ့အတူလိုက်ပါသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်ပြီးတော့ဒါဟေးဟာအထူးကောင်းမွန်စွာတီးခတ်ပြခဲ့ပါတယ်ပွဲပြီးမှာတော့ချာအွန်ဟာဒါဟေးစီသူ့ရဲ့ခံစားချက်တွေကိုပြောပြဖို့တိုးဆုပ်နေခဲ့ပါတယ်။ဒါပေမဲ့သူမပြောနိုင်မီမှာပဲသူမကသူ့ကိုပါရိုက်လိုက်ပြီးအားလုံးကိုအံ့အားသင့်သွားစေခဲ့ပါတယ်။သူအခြားသူတစ်ယောက်ကိုချစ်နေမှန်းသူမအစကတည်းကသိထားတယ်လို့ပြောရင်းနဲ့ပေါ်ပြီးတော့သူမကသူ့ကိုရင်းနှီးတဲ့တငယ်ချင်းတစ်ယောက်ဖြစ်ပဲသတ်မှတ်ထားတာပါလို့ပြောခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဟန်နာဟာထဲဂျွန်ဝယ်ခဲ့တဲ့လက်ဆောင်ဟာအမှန်တော့ဂျေဟီအတွက်ဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်။သူမဂျေဟီစီသွားခဲ့ပါတယ်။လက်ဆောင်ကိုဖျက်ဆီးပစ်ခဲ့ပြီးသူမကိုပြောလိုက်ပါတယ်။ထဲဂျွန်ဟာ straight ဖြစ်ပြီးယောက်ျားလေးတွေကိုစိတ်မဝင်စားပါဘူးလို့ပေါ့ဒါကြောင့်သူမသူ့ကိုထိခိုက်အောင်လှုပ်ဆောင်တာကိုရပ်တန့်ရပါမယ်လို့ပြောခဲ့ပါတယ်။ထဲဂျွန်ပြန်ရောက်လာတဲ့အခါဂျေဟီဟာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့်သူ့ကိုဘာမှမပြောပြဘူးဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဂျေဟီဟာကျောင်းစခန်းချပွဲမှာပါဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ထဲဂျွန်ဟာဂျေဟီအာလူလီဖို့ရုန်းကန်နေရတာကိုတွေ့မြင်ခဲ့ရပြီးသူမအတွက်စိုးရိမ်သွားခဲ့ပါတယ်။သူမကိုဖယ်ထုတ်လိုက်ပြီးအစားအသောက်တွေကိုသူ့ဘာသာပြင်ဆင်ပေးခဲ့ပါတယ်။လူတိုင်းစားတောက်နေစဉ်မှာဂျေဟီကိုဆွဲမှတ်သွားစေခဲ့ပါတယ်။သူတို့ဂျေဟီကိုချက်ပြုတ်တာတော်တယ်ဆိုပြီးချီးကျူးခဲ့ကြပါတယ်။သူမအမှန်တရားကိုဝန်မခံမိမှာပဲထဲဂျွန်ကကြားဖြတ်ပြောဆိုလိုက်ပြီးအစားအသောက်တွေကိုသူမပြုတ်လုပ်တာပါလို့အခိုင်အမာပြောခဲ့ပါတယ်မကြာမီမှာနီးပြရောက်ရှိလာခဲ့ပါတယ်ပြီးတော့သူတို့ဖန်ပေါ်ကစားကြမယ်လို့ကြေညာခဲ့ပါတယ်ရှုံးနိမ့်တဲ့အသင်းကအမှတ်အနည်းဆုံးရရှိတဲ့သူကိုရွေးချယ်ရမှာဖြစ်ပြီးလူတိုင်းရဲ့အရှိမအဝိပလာနဲ့ပြေးလွှားရမှာဖြစ်ပါတယ်ထဲဂျွန်ဟာဂျေဟီအတွက်စိုးရိမ်နေခဲ့ပါတယ်ဒါကြောင့်သူမကိုကာကွယ်ပေးဖို့သူမရဲ့အသင်းစီပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဂိမ်းဟာပြင်းထန်လွန်းလာပါတယ်ပြီးတော့ဂျေဟီဟာလဲကျပြီးဒဏ်ရာရရှိခဲ့ပါတယ်ဒါပေမဲ့ထဲဂျွန်ကတော့သူတို့အသင်းအတွက်အနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။အပြန်လမ်းမှာသူမကိုဆရာဝန်စီခေါ်ဆောင်သွားခဲ့ပါတယ်။ဆရာဝန်ကသူမကိုအကိုက်ခဲပျောက်ဆေးပေးခဲ့ပါတယ်။ပြီးတော့လေးလံတဲ့အရာတွေကိုမပါနဲ့လို့ပြောခဲ့တာပါ။ထဲဂျွန်ဟာသူမကိုလွန်စွာဂရုစိုက်ပေးခဲ့တာကြောင့်သူမအတွက်တော့ပို့တံပုံမှာသွားတိုက်ဆေးတောင်တင်ပေးခဲ့ပါသေးတယ်။ဒါကိုချာအွန်သွားတွေးလိုက်ရပြီးအလွန်အံ့အားသင့်သွားခဲ့ရပါတယ်။ညနေပိုင်းမှာတော့ချာအွန်ဟာဂျေဟီရဲ့အခြေအနေကိုကြည့်ဖို့တဲကထွက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နီးပြကသူ့ကိုတားဆီးခဲ့ပြီးပြန်သွားဖို့ပြောခဲ့ပါတယ်ဂျေဟီဟာတဲထဲမှာထဲဂျွန်ရဲ့ဘေးမှာအေးချမ်းစွာအိပ်ပျော်နေခဲ့ပါတယ်။ထဲဂျွန်ကတော့နီးပြကသူတို့ကိုအတူတူရှိနေအောင်စီစဉ်ပေးခဲ့တာကိုကျေးဇူးတင်မိနေခဲ့တာပါ။နောက်တစ်နေ့မှာတော့ထဲဂျွန်ကဂျေဟီကိုသူနဲ့အတူကျဲတွေကိုကြည့်ဖို့တောင်းဆိုခဲ့ပါတယ်။သူ့ရဲ့ဂျာကင်ကိုသူမစီပေးခဲ့ပြီးသူ့နောက်ကိုလိုက်ခဲ့ဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထဲဂျွန်ဟာဟန်နာသူ့ကိုစောင့်ဆိုင်နေတာကိုတွားတွေးလိုက်ရပါတယ်။ဟန်နာငိုယိုခဲ့ပြီးသူ့အဖေစီကနေကြားသိရတာကိုပြောပြခဲ့ပါတယ်။ထဲဂျွန်ရဲ့အဖေဟာကနေဒါစီတွားရောက်တော့မှဖြစ်ပြီးသူ့ကိုပါခေါ်ဆောင်သွားမှာဖြစ်တယ်လို့ပေါ့ထဲဂျွန်ကသူမကိုဘဲမှမသွားပါဘူးလို့အာမခံနှစ်သိမ့်ပေးခဲ့ပါတယ်ဒါတော့အတွင်းဂျေဟီဟာထဲဂျွန်ကိုစောင့်ဆိုင်နေခဲ့ပါတယ်ဒါပေမဲ့သူပေါ်မလာခဲ့ပါဘူးချာအွန်သူမစီရောက်လာခဲ့ပြီးသူတို့စကားပြောဆိုခဲ့ကြပါတယ်
ထဲကျွန်းနောက်ဆုံးမှာသူတို့ကိုအတူတူသွားတွေ့လိုက်ရတဲ့အခါသူမနဲ့တွေ့ဆုံမှုတိုးဆုပ်သွားခဲ့ပြီးတဲစီပြန်လဲလျှောက်သွားခဲ့ပါတယ်။တဝင်းတိုမှုကိုခံစားရရင်းနဲ့ပေါ့နောက်တစ်နေ့မှာတော့လူတိုင်းကျောင်းစီပြန်ရောက်လာကြပါတယ်။ထဲကျွန်းဟာဂျေဟီဘတ်စကတ်ဘောကစားနေတာကိုတွေ့မြင်ခဲ့ရပြီးသူမရဲ့ဓာတ်ပုံကိုရိုက်ယူခဲ့ပါတယ်။ဒါပေမဲ့နောက်မှသူ selfie ရိုက်နေတာပါဆိုပြီးဟန်ဆောင်ခဲ့တာပါ။ဂိမ်းပြီးမှာတော့လူငယ်တယောက်ဟာဂျေဟီကိုသူ့ရဲ့ကားစီအမြန်ခေါ်ဆောင်သွားခဲ့ပါတယ်။ထဲကျွန်းနဲ့ချာအွန်တို့ကသူမပြန်ပေးဆွဲခံလိုက်ရပြီလို့ထင်မှတ်ခဲ့ကြပါတယ်။ပြီးတော့သူတို့နောက်ကိုလိုက်ပြေးခဲ့ကြရာအဲ့ဒါဟာဂျွန်ကင်ဖြစ်နေတာကိုတွားတွေ့လိုက်ရပါတယ်။ဂျေဟီရဲ့ငယ်တငယ်ချင်းဖြစ်ပါတယ်။ခီးတစ်ခုကနေအခုမှပြန်ရောက်လာတာပါ။ဂျွန်ကင်ကဂျေဟီကိုစားတောက်ဆိုင်တစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်။ပြီးတော့သူမရဲ့အကိုစီကနေသူမဒီမှာရှိနေကြောင်းကြားသိခဲ့ရတာပါလို့ပြောပြခဲ့ပါတယ်။ထဲကျွန်းသူတို့နောက်ကိုလိုက်သွားခဲ့ပါတယ်။ပြီးတော့ဂျေဟီကသူတို့ကိုတယောက်နဲ့တယောက်မိတ်ဆက်ပေးခဲ့ပါတယ်။ထဲကျွန်းဟာဂျွန်ကင်နဲ့ဂျေဟီတို့ဘလောက်အထိနီးကပ်နေတယ်လဲဆိုတာကိုတဝင်းတို့မိသွားခဲ့ရပါတယ်။အထူးသဖြင့်သူမယောက်ျားလေးအဖြစ်ဟန်ဆောင်နေတာကိုသူသိလောက်တာကြောင့်ပေါ့အခြားသူတိုင်းကသူမကိုမိန်းကလေးလို့ယုံကြည်နေကြစင်မှာပေါ့နောက်တော့ထဲကျွန်းဟာသူ့ရဲ့အေဂျင့်နဲ့ဆုံတွေ့ခဲ့ပါတယ်အေဂျင့်ကသူ့အဖေဟာသူ့ကိုကနေဒါစီခေါ်ဆောင်သွားခြင်းနေကြောင်းအကြောင်းကြားခဲ့ပါတယ်ပြီးတော့အဲ့ဒါဟာသူ့ရဲ့ပညာရေးနဲ့အားကစားအနာဂတ်အတွက်ပုံမကောင်းမွန်လိမ့်မယ်လို့ပြောပြခဲ့တာပါထဲကျွန်းကစဉ်းစားကြည့်ပါဦးမယ်လို့သူမစီပြောပြခဲ့ပါတယ်အခန်းထဲပြန်ရောက်တဲ့အခါထဲကျွန်းဟာဂျေဟီရောက်ရက်ခတ်အိမ်မက်မက်နေတာကိုတွားတွေ့လိုက်ရပါတယ်သူမရဲ့ပြုမှုချက်ကိုရေမောလိုက်ပြီးသူမကိုစောင့်ကြုံပေးခဲ့ပါတယ်မိမိအတိမတ်ပြုလိုက်ရင်းနဲ့ပေါ့သူမအပေါ်ခံစားချက်တွေရှိလာခဲ့ပြီဆိုတာကိုပေါ့နောက်တနေ့မှာတော့ကျောင်းကဂျွန်ကင်ကိုတပ်ပုံရိုက်ပေးဖို့ခေါ်ယူခဲ့ပါတယ်အားကစားသမားကျောင်းသားတွေရဲ့တပ်ပုံတွေပေါ့ထဲကျွန်းဂျွန်ကင်ကိုမြင်လိုက်ရတဲ့အခါသူတပ်ပုံရိုက်ခံဖို့ညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့ဂျေဟီကသူ့စီသွားခဲ့ပြီးပါဝင်ပေးဖို့အတနာခံခဲ့တာကြောင့်ထဲကျွန်းဟာမလိုလားပဲသဘောတူလိုက်ရပါတယ်သူမအတွက်တီးတန့်ပေါ့နောက်တနေ့မှာတော့ဂျေဟီကထဲကျွန်းကိုပြောပြခဲ့ပါတယ်သူမဂျွန်ကင်နဲ့အတူမျိုးရင်းလှည့်လည်ကြည့်ရှုဖို့ထွက်သွားမယ်လို့ပေါ့ထဲကျွန်းကသူတို့ကိုတယောက်တည်းမထားခဲ့နိုင်ပါဘူးပြီးတော့သူတို့နဲ့အတူလိုက်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းခုလက်မှာသူတို့ချာအွန်နဲ့ဆုံတွေ့ခဲ့ရပါတယ်ချာအွန်ကလည်းသူတို့နဲ့ပါဝင်ဖို့ဆုံးဖြတ်လိုက်တာကြောင့်အားလုံးအတူတူထွက်သွားခဲ့ကြပါတယ်ပြီးတော့ဂျွန်ကင်ဟာဂျေဟီရဲ့တငယ်ချင်းတွေရဲ့ပြုမှုချက်တွေကိုဇက်ရှုပ်စိတ်ရှုပ်သွားခဲ့ရပါတယ်သူတို့ကစားကွင်းတစ်ခုစီတွားရောက်ခဲ့ကြပြီးပျော်ရွှင်ခဲ့ကြပါတယ်နောက်တော့ဂျွန်ကင်ကသူတို့ကိုတပ်ပုံရိုက်ကူးရေးတစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့သူထဲကျွန်းရဲ့ဂျေဟီပေါ်ကြည့်ရှုနေတဲ့အကြည့်တွေကိုသတိပြုမိသွားခဲ့ပါတယ်ပြီးတော့ထဲကျွန်းအမှန်တရားကိုသိနေပြီလားလို့စတင်တန်တရားဝင်လာခဲ့ပါတယ်သူမအတွက်စိုးရိမ်မှုကိုခံစားရရင်းနဲ့ပေါ့ဒီအချိန်မှာတော့အတန်းကောင်းဆောင်ဟာရီကိုတွေ့ရပါတယ်ဟန်နာရဲ့တပ်ပုံကိုချစ်ချင်းမြတ်တာနဲ့စိုက်ကြည့်နေတာပါအဲ့ဒီအချိန်မှာပဲဟန်နာရောက်ရှိလာခဲ့ပါတယ်ဟာရီပြုံးပြလိုက်ပါတယ်ဒါပေမဲ့ဟန်နာကတော့သူ့ကိုဂယုမစိုက်ပဲထွက်ခွာသွားခဲ့တာပါသူ့ရဲ့လက်ကိုရင်ဘတ်ပေါ်တင်ထားလျက်နဲ့သူ့ကိုကြံရစ်စေခဲ့ပါတယ်သူမရဲ့အာယုံဆိုင်မှုကိုဘယ်လိုရယူရမလဲလို့စဉ်းစားရင်းနဲ့ပေါ့အဆောင်စီပြန်ရောက်တဲ့အခါထဲကျွန်းဟာဂျေဟီဖျားနာနေတာကိုသတိပြုမိသွားခဲ့ပါတယ်သူရေချိုးခန်းစီသွားပြီးမိမိကိုယ်စိတ်ငြိမ်းအေးအောင်လှုပ်ဆောင်ခဲ့ပါတယ်သူမရဲ့ထိတွေ့မှုအပြီးမှာပေါ့ဒီအချိန်မှာဂျေဟီဟာမိအိမ်ကိုပြင်ဆင်ဖို့ကြိုးစားနေခဲ့တာပါစိုးရိမ်သွားတဲ့ထဲကျွန်းဟာသူမကိုကာကွယ်ပေးဖို့အမြန်ဖတ်ထားလိုက်ပါတယ်ထဲကျွန်းဂျေဟီဖျားနေတာကိုသဘောပေါက်သွားခဲ့ပါတယ်သူမကိုကုတင်စီကူညီပို့ဆောင်ပေးခဲ့ပြီးတညလုံးစောင့်ရှောက်ပေးခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ချာအွန်ဟာရေချိုးခန်းသုံးဖို့အခန်းထဲဝင်လာခဲ့ပါတယ်အံ့အားသင့်သွားရတာကတော့သူတို့ဘေးချင်းရှင်အိပ်ပျော်နေတာကိုတွားတွေ့လိုက်ရလို့ပါနှစ်ယောက်လုံးတုန်လှုပ်သွားကြပြီးထဲကျွန်းကရင်ပေါ်ကပြုတ်ကျသွားခဲ့ပါတယ်ဂျေဟီရှက်ရွံ့သွားခဲ့ရပါတယ်ပြီးတော့တနေ့လုံးတင်းမာနေခဲ့ပါတယ်ထဲကျွန်းသူမစီနီးကပ်လာသည့်အခါတိုင်းပေါ်နောက်တော့ထဲကျွန်းဟာသတင်းထောက်တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်ပြီးတော့ဘာကြောင့်ကနေဒါစီမသွားခဲ့တာလဲလို့မေးမြန်းခြင်းခံခဲ့ရပါတယ်သူကကိုရီးယားမှာရှိတဲ့အထူးပုဂ္ဂိုလ်တယောက်ကြောင့်ပါလို့ပြန်လည်ဖြေကြားခဲ့ပါတယ်လူတိုင်းကသူဟန်နာကိုဆိုလိုတာပါလို့ထင်မှတ်ခဲ့ကြပါတယ်ယောက်ျားလေးအဆောင်စီရုတ်တရက်စစ်ဆေးမှုပြုလုပ်ခဲ့ကြပါတယ်ပြီးတော့ဂျေဟီရဲ့အလှပနဲ့ဖက်ရှင်မဂ္ဂဇင်းတွေကိုသူမရဲ့ကတင်မှာတွားတွေ့လိုက်ရပါတယ်ထဲကျွန်းကသူမကိုခုခံကာကွယ်ပေးခဲ့ပါတယ်အဲ့ဒီမဂ္ဂဇင်းတွေဟာသူ့ရဲ့ချစ်သူပိုင်တာပါဆိုပြီးပြောရင်းနဲ့ပေါ့ဂျေဟီဆက်ရှုပ်သွားခဲ့ပြီးစဉ်းစားနေခဲ့ပါတယ်သူအဲ့ဒီလိုပြောလိုက်တဲ့အခါထဲကျွန်းစဉ်းစားနေတဲ့မိန်းကလေးဟာဘယ်သူလဲဆိုတာကိုပေါ့မကြမီမှာပဲထဲကျွန်းအကြောင်းသတင်းတွေပြန့်နှံ့သွားခဲ့ပါတယ်ဟန်နာအတွက်ကနေဒါမှာဆက်လက်နေထိုင်မယ်ဆိုတဲ့သတင်းပေါ့ဂျေဟီကဟန်နာဟာပထမဆုံးမိန်းကလေးဖြစ်မယ်လို့ထင်မှတ်ခဲ့ပါတယ်ထဲကျွန်းသူ့ရဲ့ချစ်သူအကြောင်းပြောလိုက်တဲ့အခါခေါင်းထဲရောက်လာတဲ့မိန်းကလေးပေါ်ပြီးတော့သူမဟာထဲကျွန်းနဲ့ဟန်နာတို့ချစ်ကြိုက်နေကြတယ်လို့ယုံကြည်ခဲ့ပါတယ်ဝမ်းနည်းမှုကိုခံစားရရင်နဲ့သူမအပြင်စီထွက်သွားပြီးခွေးလေးနဲ့အတူထိုင်နေခဲ့ပါတယ်ထဲကျွန်းသူမကိုမြင်တွေ့ခဲ့ပြီးသူမစီသွားခဲ့ပါတယ်ဒါပေမဲ့ဂျေဟီကသူ့ကိုစူပူချိန်မောင်းခဲ့ပါတယ်ဟန်နာအတွက်ခီးထွက်မဲ့အခွင့်အရေးကိုဆွန့်လွတ်လိုက်ရသလားဆိုပြီးပေါ့ထဲကျွန်းကဂျေဟီစီအမှန်တရားကိုရှင်းပြဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျွန်ကင်ရောက်ရှိလာခဲ့ပြီးဂျေဟီကိုစိတ်တက်ကြွအောင်လုပ်ပေးခဲ့ပါတယ်သူမစိတ်တက်ကြနေတယ်လို့ပြောပြခဲ့ပြီးတဲ့နောက်မှာပေါ့ထဲကျွန်းဒေါသထွက်သွားခဲ့ပါတယ်ပြီးတော့သူမစီဘာမှမပြောပြတော့ပဲနေဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျွန်ကင်ကဂျေဟီကိုပြောပြခဲ့ပါတယ်သူမကိုသူ့တငယ်ချင်းရဲ့မွေးနေ့ပွဲစီတက်ရောက်စေချင်တယ်လို့ပေါ့
ဒါပေမဲ့ဒီတစ်ချိန်မှာတော့မိန်းကလေးအဖြစ်ပါဂျေဟီရုပ်ဖြတ်ထားတာတွေကိုဖယ်ရှားလိုက်ပါတယ်။သပင်တုတင်လိုက်ပြီးဂျွန်ကင်နဲ့အတူထွက်သွားခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲထဲဂျွန်နဲ့ဟန်နာတို့ဟာလည်းအဲ့ဒီပွဲစီဖိတ်ခေါ်ခြင်းခံခဲ့ရတာပါ။ထဲဂျွန်ဂျေဟီကိုမိန်းကလေးအဝတ်စားတွေနဲ့တွေ့လိုက်ရတဲ့အခါသူမရဲ့လှပမှုကြောင့်ဆွဲမှတ်သွားခဲ့ရပါတယ်။ဒါပေမဲ့ဟန်နာကဂျေဟီကိုတွေ့ရှိသွားခဲ့ပါတယ်ပြီးတော့သူမကိုအရင်ကစုံဘူးတယ်လို့ခံစားလိုက်ရပါတယ်။ဂျေဟီထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဟန်နာကသူမနောက်ကိုလိုက်သွားခဲ့ပါတယ်။ထဲဂျွန်သူမကိုကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့သူမမိနိုင်ခဲ့ပါဘူးဟန်နာဂျေဟီနဲ့တွေ့တော့မဲ့အချိန်မှာပဲဂျွန်ကင်အချိန်မီရောက်ရှိလာခဲ့ပါတယ်ပြီးတော့ဂျေဟီကိုခေါ်ဆောင်သွားခဲ့ပါတယ်ဂျွန်ကင်ကဂျေဟီကိုနှောက်နှေးသွားခဲ့တဲ့အတွက်တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ဂျေဟီကတော့စိတ်မကောင်းဖြစ်နေခဲ့တာပါထဲဂျွန်နဲ့ဟန်နာတို့အတူတူရှိနေတာကိုတွေ့လိုက်ရပြီးတဲ့နောက်ပေါ်သူမစတင်စဉ်းစားမိသွားခဲ့ပါတယ်သူတို့ကြားမှာအမှန်တကယ်တစ်ခုခုရှိနေရမယ်ဆိုပြီးတော့ပေါ့သူမဝမ်းနည်းစွာနဲ့အခန်းစီပြန်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါဟာတဘာဝကျပါတယ်လို့မိမိကိုမိမိနှစ်သိမ့်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ထဲဂျွန်ကသူမကိုယောက်ျားလေးလိုပဲထင်နေလို့မို့လို့ပါနောက်တနေ့မှာချာအွန်ဂျေဟီနဲ့ဆုံတွေ့ခဲ့ပြီးသူမစီလက်ဆောင်တစ်ခုပေးခဲ့ပါတယ်သူမစိတ်တက်ကြနေတာကိုသိလိုက်ရတဲ့အခါမှာပေါ့ဒါတော့တွင်ထဲဂျွန်ဟာဖြစ်ပျက်ခဲ့သမျှအတွက်တောင်းပန်မှုဂျေဟီစီသွားခဲ့ပါတယ်ပြီးတော့သူမကိုအပြင်စီခေါ်ဆောင်သွားဖို့ကန့်လန့်ခဲ့ပါတယ်သူမကိုအပြစ်ကြေတဲ့နီလန်အဖြစ်ပေါ်ဂျေဟီကသဘောတူခဲ့ပါတယ်ပြီးတော့သူတို့ပျော်ရွှင်စရာအချိန်များကြီးကိုအတူတူကုန်လုံးခဲ့ကြပါတယ်အပြန်လမ်းမှာသူတို့ဘတ်စကားစီးနှင်းခဲ့ကြပါတယ်ပြီးတော့ထဲဂျွန်ဟာဂျေဟီရဲ့ပခုံးပေါ်မှာအိပ်ပျော်သွားခဲ့ပါတယ်ဂျေဟီဟာသူ့ကိုမျက်နှိုးစွာကြည့်ရှုခဲ့ပါတယ်ပြီးတော့မိမိကိုမိမိအတိမတ်ပြုလိုက်ပါတယ်သူမသူ့ကိုချစ်ကြိုက်မိသွားပြီဆိုတာကိုပေါ့ဂျေဟီအဆောင်စီပြန်ရောက်တဲ့အခါအဲ့ဒီမှာဟန်နာရောက်နေတာကိုတွားတွေ့လိုက်ရပါတယ်သူမရဲ့ပစ္စည်းတွေကိုတွေ့ရှိသွားခဲ့သူပါပြီးတော့သူမရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်တာပါဟန်နာကသူမရဲ့မိသူမိဘဖြစ်ကြောင်းထုတ်ဖော်ပြမယ်လို့ချိန်ချောက်ခဲ့ပါတယ်ဟန်နာကျောင်းအုပ်ကြီးစီသွားဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်ကသူမကိုတားဆီးခဲ့ပါတယ်သူမကသူ့ကိုဂျေဟီဟာမိန်းကလေးတစ်ယောက်ပါလို့ပြောပြခဲ့ရာသူအဲ့ဒါကိုအရင်ကတည်းကသိထားပြီးဖြစ်ကြောင်းနဲ့စိတ်အေးထားဖို့အေးဆေးစွာနှစ်သိမ့်ပေးခဲ့ပါတယ်ဟန်နာဟာထဲဂျွန်စီအမှန်တရားကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမကိုမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိနေပြီးသားဖြစ်နေတာကြောင့်သူမကိုအံ့အားသင့်သွားစေခဲ့ပါတယ်ဟန်နာရင်ကျိုးသွားခဲ့ရပါတယ်ပြီးတော့ဂျေဟီဟာထဲဂျွန်ပြောဆိုနေခဲ့တဲ့မိန်းကလေးဖြစ်ကြောင်းသိရှိသွားခဲ့တာပါသူမဒေါသတကြီးနဲ့ထွက်ခွာသွားခဲ့စဉ်မှာထဲဂျွန်ကတော့ဂျေဟီအတွက်စိုးရိမ်နေခဲ့ပါတယ်ဟန်နာလျှို့ဝှက်ချက်ကိုထုတ်ဖော်ပြမလားဆိုတာကိုကြောက်ရွံ့ရင်းနဲ့ပေါ့ဟန်နာဟာထဲဂျွန်စီစာတိုတစ်စောင်ပေးပို့ခဲ့ပါတယ်။သူမရဲ့အမိန့်တွေကိုနားထောင်ရင်ဂျေဟီရဲ့လျှို့ဝှက်ချက်ကိုထုတ်ဖော်မှာမဟုတ်ဘူးလို့ပြောရင်းနဲ့ပေါ့ထဲဂျွန်ဇက်ရှုပ်သွားခဲ့ပြီးသူမဘာကိုဆိုလိုတာလဲဆိုတာကိုမရေမရဖြစ်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဂျေဟီဟာထဲဂျွန်စီသူမဟာမိန်းကလေးတစ်ယောက်ပါလို့ဝန်ခံဖို့သွားခဲ့ပါတယ်။သူ့ဘာသာသူမသိမိမှာပေါ့ဒါပေမဲ့သူတို့နှစ်ယောက်လုံးတုံ့လောက်သွားခဲ့ကြရပါတယ်။ဟန်နာဟာသတင်းစာရှင်းလင်းပွဲတစ်ခုမှာပေါ်လာခဲ့ပြီးထဲဂျွန်ဟာသူမရဲ့ချစ်သူပါလို့အခိုင်အမာပြောဆိုလိုက်တဲ့အခါမှာပေါ့ဂျေဟီမိန်မောတုံ့လောက်သွားခဲ့ပြီးထဲဂျွန်ကရှင်းပြဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မရှင်းပြနိုင်ခဲ့ပါဘူးထဲဂျွန်ဟန်နာနဲ့ဆုံတွေ့ခဲ့ပါတယ်ပြီးတော့သူမကသူ့ကိုပြောပြခဲ့ပါတယ်အဲ့ဒီပြောဆိုချက်ကိုငင်းဆန်ရင်သူမဂျေဟီရဲ့လှုပ်ဝက်ချက်ကိုလူတိုင်းစီထုတ်ဖော်ပြမယ်လို့ပေါ့ထဲဂျွန်မလိုလားပဲသဘောတူလိုက်ရပါတယ်ဒါတော့အတွင်းချာအွန်ဟာဘောလုံးကွင်းပေါ်မှာရောက်ရှိနေခဲ့ပါတယ်စိတ်ပြက်လက်ပြက်ဖြစ်ပြီးဒေါသထွက်နေခဲ့တာပါဘာလို့လဲဆိုတော့သူလက်ရွေးစင်အတင်းစီပါဝင်ခြင်းခဲ့လို့ပါထဲဂျွန်လိုပဲဂျေဟီကိုသဘောကျသွားအောင်လှုပ်ဆောင်ဖို့ပေါ့ဒါပေမဲ့နီးပြကသူ့ကိုငင်းဆန်ခဲ့တာပါထဲဂျွန်အဆောင်စီပြန်လမ်းမှာစိတ်တက်ကြနေခဲ့ပါတယ်ဂျေဟီဟာသူ့မိုးရီထဲမှာလမ်းလျှောက်နေတာကိုတွေ့လိုက်ရပြီးထီတစ်ချောင်းနဲ့အတူသူ့စီအပြေးလွှားသွားခဲ့ပါတယ်သူနဲ့အတူမရှိနိုင်တာကြောင့်ရင်ကျိုးရလျက်နဲ့ပေါ်ဂျေဟီဝမ်းနေစွာလဲလျောင်းနေခဲ့ပါတယ်ထဲဂျွန်သူမမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိရှိပါစေလို့ဆုတောင်းရင်းနဲ့ပေါ့နောက်တနေ့မှာတော့ထဲဂျွန်နဲ့ဟန်နာတို့ရဲ့ဆက်ဆံရေးအကြောင်းသတင်းတွေပြန့်နှံ့သွားခဲ့ပါတယ်ပြီးတော့ထဲဂျွန်ရဲ့ပရိသတ်အုပ်စုကြီးဟာကျောင်းပတ်ဝန်းကျင်မှာစုဝေးခဲ့ကြပြီးသတင်းကိုကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်အခြားတစ်ဖက်မှာတော့ဂျေဟီဟာစိတ်တက်ကြဆင်းနေခဲ့ပြီးချာအွန်ကသူမကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်သူမစီမေးမြန်းခဲ့ပါတယ်စိတ်မကောင်းဖြစ်နေရတာဟာထဲဂျွန်ရဲ့ဆက်ဆံရေးကြောင့်လားဆိုပြီးတော့ပေါ့ဒါပေမဲ့ဂျေဟီစိတ်လှုပ်ရှားသွားခဲ့ပြီးပြန်လည်းမဖြေချခဲ့ပါဘူးဂျေဟီဟန်နာစီသွားခဲ့ပါတယ်ပြီးတော့ထဲဂျွန်နဲ့နီးကပ်စွာနေခဲ့မိတာအတွက်တောင်းပန်ခဲ့ပါတယ်သူမှချစ်သူရှိမှန်းမသိခဲ့လို့ပါဆိုပြီးတော့ပေါ့ဂျေဟီဟန်နာကိုပြောပြခဲ့ပါတယ်သူမထဲဂျွန်စီအမှန်တရားကိုဝန်ခံဖို့အစီအစဉ်ရှိကြောင်းနဲ့သူ့ရဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်ကနေနောက်ဆုတ်ပေးမယ်လို့ပေါ့ဒါပေမဲ့လည်းဟန်နာကသူမကိုအဲ့ဒီလိုမလုပ်ဖို့ပြောခဲ့ပါတယ်အဲ့ဒါဟာထဲဂျွန်ကိုထိခိုက်စေမှာမို့လို့ပါလို့ပေါ့ဟန်နာရဲ့အမှန်တကယ်ရည်ရွယ်ချက်ကတော့ဂျေဟီကသူမမိန်းကလေးပါလို့ဝန်ခံလိုက်ရင်ထဲဂျွန်ကသူမကိုကာကွယ်ပေးဖို့ကြိုးစားတာကိုရပ်တန့်တော့မှာပါသူမအပေါ်သူ့ရဲ့အချစ်ကိုဝန်ခံလိုက်မယ်ပြီးတော့ဟန်နာစီကဆုတ်ခွာသွားမှာမို့လို့ပါဂျေဟီအဆောင်စီပြန်ရောက်လာပြီးထဲဂျွန်ကိုအဲ့ဒီမှာတွားတွေ့လိုက်ရပါတယ်မတော်တဆအဖြစ်သူမရဲ့ရင်ဘတ်ကိုထိကင်ပြီးသွားခဲ့ပါတယ်အဲ့ဒါဟာသူ့ကိုစိတ်လှုပ်ရှားသွားစေခဲ့ပြီးသူမကတော့တုံရင်လျက်ရက်နေခဲ့ပါတယ်နောက်တော့ဟန်နာလေးကျင်ရေးပြုလုပ်နေခဲ့ပါတယ်ပြီးတော့ထဲဂျွန်ရဲ့စကားတွေကိုပြန်လဲအမှတ်ရသွားခဲ့ပါတယ်ငယ်တငယ်ချင်းတွေဖြစ်ခဲ့တာကြောင့်ပေါ့သူမကိုနှမတစ်ယောက်လိုသဘောထားတာပါဆိုတာနဲ့သူမကိုဘယ်တော့မှချစ်ကြိုက်မိမှာမဟုတ်ဘူးဆိုတာကိုပေါ့ဟန်နာတင်းမာသွားခဲ့ပြီးလဲကျသွားခဲ့ပါတယ်
သူမရဲ့ခြေထောက်ဒဏ်ရာရသွားခဲ့ပြီးဆေးရုံစီခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်ပြီးတော့သူမရဲ့မန်နေဂျာကထဲဂျွန်စီဖုန်းဆက်အတိပေးခဲ့ပါတယ်ထဲဂျွန်ဆေးရုံစီအပြေးလွှားသွားခဲ့ပါတယ်အဲ့ဒီမှာဆရာဝန်ကသူ့ကိုဟန်နာရဲ့ဒဏ်ရာဟာပြင်းထန်ကြောင်းပြောပြခဲ့ပါတယ်ပြီးတော့သူမဂျင်နက်စတစ်အားကစားစီဘယ်တော့မှပြန်လည်မရှင်ပြိုင်နိုင်တော့ပါဘူးလို့ပြောပြခဲ့တာပါအထူးသဖြင့်ထဲဂျွန်ဟန်နာပေါ်အပြစ်ရှိတယ်လို့ခန်းစားလိုက်ရပါတယ်ပြီးတော့ဆေးရုံမှာသူမနဲ့အတူနေထိုင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူမရဲ့ဒဏ်ရာအကြောင်းအမှန်တရားအပြည့်အဝမပြောပြဘဲနဲ့ပေါ့သူအပြင်ထွက်လာတဲ့အခါမှာတော့အစာစိတ်တင်ပြီးတဲ့နောက်ဟာရီအဲ့ဒီမှာရောက်နေတာကိုတွားတွေ့လိုက်ရပါတယ်သူအဆောင်စီပြန်လာခဲ့ပြီးအဝတ်စားချိုယူဆောင်ခဲ့ပါတယ်ပြီးတော့ဂျေဟီကိုဟန်နာဒဏ်ရာရသွားကြောင်းပြောပြခဲ့ပါတယ်ပြီးတော့ဂျင်နက်စတစ်ပြန်မကစားနိုင်တော့ပါဘူးလို့ပေါ့ဂျေဟီဟန်နာအတွက်အပြစ်ရှိတယ်လို့ခန်းစားလိုက်ရပါတယ်ပြီးတော့ဆေးရုံမှာသူမစီတွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတယ်ဟာရီသူမကိုတွေ့ရှိသွားခဲ့ပြီးသူမကထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲ့ဒီပန်းတွေဟာအမှန်တော့ဟန်နာအတွက်ပါဆိုပြီးတော့ပေါ့ဒါကြောင့်သူမလည်းအဲ့ဒီမှာရောက်နေတယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်ဒါပေမဲ့သူမမထွက်ခွာမီမှာပဲထဲဂျွန်ဟာဟန်နာစီသူမရဲ့ဒဏ်ရာအကြောင်းအမှန်တရားကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဟန်နာခါခါတီးတီးငိုယိုခဲ့ပါတယ်ပြီးတော့ထဲဂျွန်ကသူမကိုနှစ်သိမ့်ဖို့ဖတ်ထားပေးခဲ့ပါတယ်ဂျေဟီအဲ့ဒီမြင်ကွင်းစီရောက်ရှိလာခဲ့ပါတယ်သူတို့ကိုအတူတူတွားတွေ့လိုက်ရပြီးဝမ်းနဲ့မိသွားတာကြောင့်သူမထွက်ခွာသွားခဲ့ပါတယ်ဂျီဟီဟာစိတ်မချမ်းမြေ့စွာခံစားရလျက်နဲ့အဆောင်စီပြန်လာခဲ့ပါတယ်။သူမဟာရင်းနှီးတဲ့တငယ်ချင်းဖြစ်သူချာအွန်နဲ့တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့မင်းယုံကသူ့ကိုပြောပြခဲ့ပါတယ်။ချာအွန်ဟာကျောင်းမှာပြက်ကွက်နေတာဖြစ်ကြောင်းပေါ့ဘာလို့လဲဆိုတော့သူဟာလက်ရွေးစင်အတင်းစီကနေညှင်းပယ်ခြင်းခံခဲ့ရလို့ပါ။ဂျီဟီဟာစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူမဘာမှမကြားသိခဲ့ရလို့ပါ။သူမရဲ့ရင်းနှီးတဲ့တငယ်ချင်းအကြောင်းပေါ့ပြီးတော့သူ့ကိုစိတ်တက်ကြွအောင်လုပ်ပေးဖို့သူ့အိမ်စီတွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတယ်။ချာအွန်သူမကိုတွေးလိုက်ရတဲ့အခါသူပျော်ရွှင်သွားခဲ့ရပြီးသူတို့အတူတူထိုင်ခဲ့ကြပါတယ်။ဂျေဟီကသူ့ကိုအားပေးစကားပြောကြားခဲ့ပါတယ်။သူမဘလို့မျိုးအမြဲတမ်းကြရှုံးခဲ့ပေမဲ့ဘယ်တော့မှလက်မလျှော့ခဲ့ဘူးဆိုတာကိုပြောပြရင်းနဲ့ပေါ့ချာအွန်ဟာသူမရဲ့စကားတွေကြောင့်ဆွဲဆောင်ခံလိုက်ရပါတယ်ပြီးတော့သူမနဲ့အတူကျောင်းစီပြန်လာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါအတော်အတွင်းထဲဂျွန်ဟာဟန်နာရဲ့အခန်းစီဝင်ရောက်ခဲ့ပါတယ်။သူမရဲ့ဟောင်းနှွမ်းလာတဲ့ဂျင်နက်စတစ်ဗီဒီယိုတွေကိုကြည့်ရှုနေတာကိုတွားတွေ့လိုက်ရတာပါသူမကသူ့ကိုဝမ်းနည်းစွာနဲ့ပြောပြခဲ့ပါတယ်သူမကိုအားကစားယုံစီခေါ်ဆောင်သွားစေခြင်းကြောင့်ပေါ့သူမလေ့ကျင့်ရေးပြုလုပ်ခဲ့မှုတဲ့အားကစားယုံစီပေါ့ထဲဂျွန်ကသူမကိုခေါ်ဆောင်သွားဖို့သဘောတူခဲ့ပါတယ်သူမဟာဘီတက်ကလထိုင်ပေါ်မှာရောက်ရှိနေခဲ့ရင်တော့မှပေါ့ဟန်နာဟာအားကစားယုံထဲမှာရက်တန့်လိုက်ပြီးသူမရဲ့အတိတ်အကြောင်းတွေကိုပြန်လည်အမှတ်ရနေခဲ့ပါတယ်။သူမရက်တန့်ပြီးကတ်ခုံဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့နာကျင်မှုကြောင့်လဲကျသွားခဲ့ရပါတယ်။ဟန်နာကထဲဂျွန်ကိုပြောပြခဲ့ပါတယ်။သူ့ကိုသူမနဲ့အတူဆက်လက်မရှိစေတော့ပါဘူးလို့ပေါ့။အကယ်၍သူဂျေဟီကိုချစ်မြတ်နိုးတယ်ဆိုရင်သူမစီပြန်သွားတင်ပါတယ်ဆိုပြီးတော့ပေါ့အဲ့ဒီအချိန်မှာပဲချာအွန်ဟာဂျေဟီနဲ့အတူရှိနေခဲ့ပါတယ်ပြီးတော့သူမစီသူ့ရဲ့အချစ်ကိုဝန်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်သူမယောက်ျားလေးတစ်ယောက်ဖြစ်နေရင်တော့ဂယုမဆိုင်ပါဘူးလို့ပြောရင်းနဲ့ပေါ့သူမကိုချစ်မြတ်နိုးပါတယ်ဆိုပြီးတော့ပေါ့ဂျေဟီမိမောတုံလောက်သွားခဲ့ရပြီးဘာပြောရမှန်းမသိဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထဲဂျွန်ရောက်ရှိလာခဲ့ပါတယ်ပြီးတော့ဂျေဟီကိုအခန်းစီပြန်လဲခေါ်ဆောင်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ထဲဂျွန်ဟာဂျေဟီစီဝန်ခံလိုက်ပါတယ်ဟန်နာနဲ့သူ့ရဲ့ဆက်ဆံရေးဟာရိုးရှင်းတဲ့ကောလာဟာလာတစ်ခုပဲဖြစ်ကြောင်းနဲ့သူမဟာသူ့ရဲ့ငယ်တငယ်ချင်းများသာဖြစ်ပါတယ်လို့ပေါ့ဂျေဟီဟာဒီထုတ်ဖော်ပြောဆိုချက်ကြောင့်အလွန်မင်းဝမ်းသာအားရဖြစ်သွားခဲ့ရပါတယ်ပြီးတော့သူမရဲ့တက်ကြွရှင်လန်းတဲ့မူလပုံစံစီပြန်ရောက်သွားခဲ့ပါတယ်ထဲဂျွန်ဟာပြင်းထန်တဲ့အရှိန်ဟုန်နဲ့လေ့ကျင့်ရေးကိုပြန်လည်စတင်ခဲ့ပါတယ်အမှန်တကယ်ပဲအရင်တုန်းကလိုမြင့်မားစွာအမြင့်ခုန်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်သူ့ရဲ့နီးပြကဒီတိုးတက်မှုကိုသတိပြုမိသွားခဲ့ပါတယ်ပြီးတော့သူ့ကိုအားပေးခဲ့ပါတယ်အိုလံပစ်အတွက်သူ့ရဲ့စွမ်းရည်တွေကိုဆက်လက်လေ့ကျင့်သွားဖို့ပေါ့ဒါတော့အတွင်းမင်းယုံဟာတဝင်းတိုမှုကိုခံစားလိုက်ရပါတယ်ထဲဂျွန်ဟာသူ့ရဲ့မူလစွမ်းရည်တွေကိုပြန်လည်ရရှိလာတာကြောင့်ပေါ့အဲ့ဒါဟာသူ့ရဲ့ယာရုနေရာကိုပြန်လည်တောင်းဆိုနိုင်ဖို့ဥတီသွားစေနိုင်ပါတယ်နောက်တစ်နေ့မှာတော့ဂျေဟီဟာဆေးရုံမှာရှိတဲ့ဟန်နာစီတွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်လိုက်ပါတယ်ဟန်နာကမျှော်လင့်ထားခဲ့ပါတယ်ဂျေဟီကသူမရဲ့အမှန်တကယ်မိသူမိဝါဖြစ်ကြောင်းကိုမင်းကလေးတယောက်ဖြစ်လှုပ်ဝက်ထားပေးဖို့တောင်းဆိုလိမ့်မယ်လို့ပေါ့ဒါပေမဲ့ဂျေဟီကသူမကိုအံ့အားသင့်သွားစေခဲ့ပါတယ်ပြောလိုက်တာကတော့သူမကိုအားပေးဖို့လာရောက်တာပါလို့ပေါ့ဂျေဟီဟန်နာစီစာတိုလေးတစ်စောင်ပေးခဲ့ပါတယ်သူမစီပြောပြခဲ့ပါတယ်သူမရဲ့ဂျီနက်စတစ်ဖြောပြမှုကိုနောက်တစ်ချိန်အမြန်ဆုံးမြင်တွေ့ချင်ပါတယ်လို့ပေါ့နောက်တစ်ချိန်မှာပေါ့ဟန်နာစာတိုလေးကိုဖွင့်ကြည့်လိုက်တဲ့အခါအားပေးစကားတွေကိုတွားတွေးလိုက်ရပါတယ်ဂျေဟီချာအွန်စီကနေအိုလံပစ်အကြောင်းကြားသိခဲ့မှုတဲ့စကားတွေပေါ့ဒါဟာဟန်နာရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပါတယ်ပြီးတော့သူမတက်နိုင်သမျှအရာကိုလှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျီနက်စတစ်စီပြန်သွားနိုင်ဖို့အတွက်ပေါ့သူမအပြင်ထွက်လာတဲ့အခါမှာတော့သူမရဲ့အရှိမဟာရီရှိနေတာကိုအံ့အားသင့်စွာတွားတွေးလိုက်ရပါတယ်ပုံမှန်တိုင်းစိတ်လှုပ်ရှားနေရရင်နဲ့ဟာရီကအမြန်ဆုံးတက်တာပါစေလို့ပဲပြောနိုင်ခဲ့ပါတယ်ထဲဂျွန်အဆောင်စီပြန်ရောက်လာတဲ့အခါသူချာအွန်နဲ့ဂျေဟီတို့ကြားကထူးဆန်းတဲ့တင်းမာမှုကိုသတိပြုမိသွားခဲ့ပါတယ်ပြီးတော့ချာအွန်စီသူမကိုဘာပြောခဲ့လဲဆိုတာမေးမြန်းဖို့ဆုံးဖြတ်လိုက်ပါတယ်ချာအွန်ကအတိမတ်ပြုဝန်ခံခဲ့ပါတယ်သူဂျေဟီစီအချစ်ကိုဝန်ခံခဲ့တာပါလို့ပေါ့ဒါပေမဲ့နောက်ထပ်ဘာမှမရှိပါဘူးထဲဂျွန်မိမောတုံလောက်သွားခဲ့ရပါတယ်
ပြီးတော့စိုးရိမ်မိသွားခဲ့ပါတယ်။ချာအွန်ဟာဂျေးကြီးစီဆက်လက်နီးကပ်သွားနိုင်ပြီးသူမဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းစုံစမ်းသိရှိသွားမလားဆိုပြီးတော့ပေါ့အဖွဲ့ဟာအခြားစခန်းချခရီးတစ်ခုစီထွက်ခွာခဲ့ကြပါတယ်။ပြီးတော့ဒီတစ်ချိန်မှာတော့ဂျေးဟီဟာထေဂျွန်နဲ့ချာအွန်တို့ကြားကထူးဆန်းတဲ့ရှင်ပြိုင်မှုကိုသတိပြုမိသွားခဲ့ပါတယ်။နှစ်ယောက်လုံးသူမကိုစောင့်ရှောက်ပေးဖို့ကြိုးစားနေကြတာပါပြီးတော့သူမရဲ့အစားအလုပ်တွေကိုလှုပ်ဆောင်ပေးနေကြတာပါ။အဲ့ဒါမှသူမအနားယူနိုင်မှာမို့လို့ပါ။ဒါအတော်အတွင်းဟန်နာဟာဆေးရုံခေါင်မိုးပေါ်မှာရောက်ရှိနေခဲ့ပါတယ်။ထေဂျွန်နဲ့သူမရဲ့ဓာတ်ပုံကိုကြည့်ရင်ငိုယိုနေခဲ့တာပါဓာတ်ပုံပြုတ်ကျသွားခဲ့ပြီးဟန်နာအဲ့ဒါကိုပြန်လည်ရယူဖို့ကြိုးစားစင်မှာပဲဟာရီကသူမခုန်ချတော့မယ်လို့ထင်မှတ်သွားခဲ့ပါတယ်သူမစီအပြေးလွှားသွားခဲ့ပြီးအဲ့ဒီလိုမလုပ်ဖို့အတနာခံခဲ့ပါတယ်သူစီမှာပြောစရာအချို့ရှိနေပါသေးတယ်ဆိုပြီးပေါ့ဟန်နာဟာသူ့ရဲ့ပြုမှုချက်ကြောင့်ဆက်ရှုပ်စိတ်ရှုပ်သွားခဲ့ရပြီးသူ့ကိုတွန်းထုတ်လိုက်ပါတယ်မတော်တဆအဖြစ်သူ့ရဲ့ဒဏ်ရာကိုပုံမိုထိခိုက်သွားစေခဲ့ရတာပါသူတွေးထွက်လာခဲ့ပါတယ်ဟန်နာဟာဆရာဝန်တွေကိုသူ့ကိုခွဲစိတ်ခန်းစီခေါ်ဆောင်သွားဖို့အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်အဲ့ဒီကောင်လေးကဟန်နာစီသူမကိုချစ်မြတ်နိုးကြောင်းဝန်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့ဟန်နာလည်းအံ့အားသင့်သွားခဲ့ရပါတယ်သူမသူ့ကိုစိုးရိမ်ရတဲ့အခြေအနေမှာရောက်နေတာကြောင့်မိုက်မဲလိုက်တာလို့ပြောရင်းနဲ့ပေါ့ဒါတော့အတွင်းထေဂျွန်နဲ့ချာအွန်တို့ဟာသူတို့အခန်းထဲမှာနှစ်ယောက်တည်းရှိနေခဲ့ကြပါတယ်ချာအွန်ကထေဂျွန်စီမေးမြန်းခဲ့ပါတယ်သူလည်းဂျေဟီကိုစိတ်ဝင်စားနေတာလားလို့ပေါ့ဒါပေမဲ့ထေဂျွန်ဟာတင်းမာသွားခဲ့ရပါတယ်သူ့ရဲ့ခံစားချက်တွေကိုဝန်ခံလိုက်ရင်ကြောက်ရွံ့နေခဲ့တာပါချာအွန်ကဂျေဟီဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းစုံစမ်းသိရှိသွားမှာကိုစိုးရိမ်လို့ပါထေဂျွန်တိတ်ဆိတ်စွာပဲနေခဲ့ပါတယ်နောက်တစ်နေ့မှာတော့သတင်းရောက်ရှိလာခဲ့ပါတယ်လက်ရွေးစင်အတင်းဝင်တစ်ယောက်ဒဏ်ရာရရှိသွားခဲ့တယ်ဆိုတဲ့သတင်းပေါ့ပြီးတော့နီးပြကချာအွန်ကိုအတင်းစီအစားထိုးလက်ခံလိုက်ပါတယ်အစားထိုးအနေနဲ့ပေါ့ချာအွန်ပျော်ရွှင်စွာအောင်ပွဲခံခဲ့ပါတယ်ပြီးတော့ဂျေဟီလည်းအောင်ပွဲခံမှုမှာပါဝင်ခဲ့ပါတယ်သူ့ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာပြီလို့ခံစားရရင်းနဲ့ပေါ့ထဲဂျွန်ချာအွန်ဂျေဟီစီပုံမနီးကပ်လာတာကိုတွေ့မြင်ခဲ့ရပြီးစိုးရိမ်မိသွားခဲ့ပါတယ်သူမသူ့ပေါ်လှည့်ပတ်ကြရှုံးသွားမလားဆိုပြီးတော့ပေါ့ပြီးတော့သူမရဲ့အမှတ်တကယ်မိသူမိဝါဖြစ်ကြောင်းကိုထုတ်ဖော်ပြမလားဆိုပြီးပေါ့ဒါကြောင့်သူလဲသူမစီသူ့ရဲ့အချစ်ကိုဝန်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တော့ထဲဂျွန်အခန်းစီပြန်ရောက်လာခဲ့ပါတယ်ပြီးတော့ဂျေဟီအမြင့်မှာရှိတဲ့အရာတစ်ခုကိုယူဖို့စူးစမ်းနေတာကိုတွားတွေ့လိုက်ရပါတယ်ဒါပေမဲ့သူမမယူနိုင်ခဲ့ပါဘူးသူမကိုကူညီပေးခဲ့ပါတယ်ဒါပေမဲ့သူမနီးကပ်မှုကြောင့်ရှက်ရွံ့သွားခဲ့ရပါတယ်ချာအွန်သူမစီလှမ်းခေါ်လိုက်ပေမဲ့ထေဂျွန်ကသူမကိုတားဆီးခဲ့ပါတယ်ပြောလိုက်တာကတော့ဒီမှာပဲနေပါမသွားပါနဲ့ဆိုပြီးတော့ပေါ့ဒါပေမဲ့ချာအွန်ခန်းထဲစီဆိုအတင်းဝင်ရောက်လာခဲ့ပါတယ်အပြန်လမ်းမှာတော့အခိုက်အတန့်လေးပျက်စီးသွားခဲ့ရပါတယ်ဆရာဝန်ကထေဂျွန်ရဲ့ဂျေဟီပေါ်စိုးရိမ်ပူပန်မှုကိုသတိပြုမိသွားခဲ့ပါတယ်ပြီးတော့သူအမှန်တရားကိုသိနေပြီလားလို့မတင်ကားဖြစ်သွားခဲ့ပါတယ်သူတို့နှစ်ယောက်စကားပြောဆိုခဲ့ကြပါတယ်ပြီးတော့ထေဂျွန်ကဂျေဟီဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသူသိတယ်လို့ဝန်ခံခဲ့ပါတယ်ပြီးတော့သူမကိုချစ်မြတ်နိုးပါတယ်လို့ပေါ့သူမစီသူ့ရဲ့ခံစားချက်တွေကိုဝန်ခံဖို့အစီအစဉ်ဆွဲခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်ကသူ့ကိုတားဆီးခဲ့ပါတယ်အဲ့ဒီလိုလှုပ်ဆောင်တာဟာသူမကိုကျောင်းစီကနေထွက်ခွာသွားစေလိမ့်မယ်လို့သတိပေးရင်းနဲ့ပေါ့ထဲဂျွန်တိတ်ဆိတ်စွာပဲနေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့ဂျေဟီရဲ့အိုလံပစ်မှာအနိုင်ရရှိရေးအိမ်မက်အကောင့်ထဲပေါ်လာဖို့ကူညီပေးတာစီပဲအာယုံစိုက်ခဲ့ပါတယ်နောက်တစ်နေ့မှာဂျေဟီဟာထဲဂျွန်လေ့ကျင့်ရေးပြုလုပ်နေတာကိုစောင့်ကြည့်နေခဲ့ပါတယ်ပြီးတော့သူ့ရဲ့စွမ်းရည်တွေကိုသဘောကျမိသွားခဲ့ပါတယ်ထဲဂျွန်ပျော်ရွှင်နေခဲ့ပေမဲ့မင်းညွန်ကတော့ဒေါသထွက်နေခဲ့ပါတယ်မင်းညွန်ရဲ့တဝန်တုံမှုဟာပုံမပြင်းထန်လာခဲ့ပါတယ်ကုမ္ပဏီတစ်ခုကသူ့ကိုပြောရေးဆိုခွင့်ရှိသူအဖြစ်လှုပ်ဆောင်ဖို့အခွင့်အရေးကမ်းလှမ်းလိုက်တဲ့အခါမှာပေါ့အကယ်၍သူပြိုင်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင်ပေါ့ဒါဟာထဲဂျွန်ကိုအနိုင်ယူဖို့သူ့ရဲ့တနိဋ္ဌာန်ကိုမီးလောင်ရာလေပင်ဖြစ်စေခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်မင်းညွန်ဟာထဲဂျွန်ကိုနှောက်ယှက်ဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့သူ့စီကိုပန်းအိုးတအိုးနဲ့ပြစ်ပေါက်ခဲ့ပါတယ်ဒါပေမဲ့ဂျေဟီကအချိန်မီအော်ဟစ်တတိပေးခဲ့ပါတယ်သူမထဲဂျွန်စီတယောက်ဒါကိုလှုပ်ဆောင်နေတာကိုတွေးလိုက်ရပါတယ်လို့ပြောပြခဲ့ပါတယ်ဒါပေမဲ့ထဲဂျွန်ကတော့သူမစိတ်ကူးရင်နေတာပါလို့အခိုင်အမာပြောခဲ့ပါတယ်ဒါပေမဲ့လည်းဂျေဟီကတော့တေချာနေခဲ့ပါတယ်ပြီးတော့မင်းယွန်ကိုနောက်တစ်ကြိမ်သွားတွေးလိုက်ရပါတယ်ထဲဂျွန်ရဲ့စပင်းက break တွေကိုမတမာတဲ့နည်းနဲ့ပြုလုပ်နေတာကိုပေါ့သူမထဲဂျွန်အစားစပင်းကိုစီးနှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူမကိုယုံကြည်မှာမဟုတ်ဘူးဆိုတာသိနေခဲ့လို့ပါသူမ break တွေအလုံးမလုံးတော့တာကိုစုံစမ်းသိရှိသွားခဲ့ရပါတယ်ပြီးတော့စပိန်ဘော်ကနေပြုတ်ကျသွားခဲ့ရပါတယ်ဒါပေမဲ့ချာအွန်ကသူမကိုအချိန်မီကယ်တင်ပေးခဲ့ပါတယ်ချာအွန်ဟာသူ့ရဲ့ပြင်းထန်တဲ့ဒဏ်ရာကိုသတိမပြုမိခဲ့ပါဘူးဂျေဟီသူ့ကိုကျောင်းဆရာဝန်စီခေါ်ဆောင်သွားခဲ့ပါတယ်ဆရာဝန်ကသူ့စီပြင်းထန်တဲ့မျက်စိလေဆန့်ကျင်ဒဏ်ရာတစ်ခုသူ့ရဲ့ခြေချင်းဝတ်မှာရရှိထားတယ်လို့အကြောင်းကြားခဲ့ပါတယ်ပြီးတော့အိုလံပစ်မှာပါဝင်ရှင်ပြိုင်နိုင်တော့မှာမဟုတ်ပါဘူးလို့ပေါ့ဂျေဟီမိမောတုံလို့သွားရပြီးဝမ်းထဲမိသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူမဟာသူမရဲ့တငယ်ချင်းရဲ့အိမ်မက်ကိုအဆုံးသတ်လိုက်ရတာအတွက်တာဝန်ရှိတယ်လို့ခံစားလိုက်ရလို့ပါချာအွန်ကသူမကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့ပေမဲ့လည်းပေါ့သူမရဲ့အပြစ်ရှိတယ်လို့ခံစားရမှုကိုခါထုတ်ပြစ်လို့မရခဲ့ပါဘူးဂျေဟီမင်းယွန်စီသူပြုလုပ်ခဲ့တာတွေအတွက်ရင်ဆိုင်ခဲ့ပါတယ်သူစီအမှန်တရားကိုသိထားကြောင်းပြောပြခဲ့တာပါမင်းယွန်မိမောတုံလို့သွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့ချာအွန်ဟာသူ့ရဲ့အခန်းဖော်နဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်နေခဲ့လို့ပါသူချာအွန်စီတောင်းပန်ဖို့သွားခဲ့ပြီးသူ့ရဲ့လုပ်ရက်တွေကိုဝန်ခံခဲ့ပါတယ်ဒါပေမဲ့ချာအွန်ကသူ့ကိုခွင့်လွှတ်ဖို့ညှင်းဆန်ခဲ့ပြီးထွက်ခွာသွားခဲ့ပါတယ်ဆေးရုံမှာတော့ဟာရီဟာဟ
ဟန်နာစီအခြေအနေကြည့်ဖို့တွားခဲ့ပါတယ်သူမရှိအဆင်ပြေပါတယ်လို့အာမခံနှစ်သိမ့်ပေးခဲ့ပါတယ်သူပြောလိုက်တာကတော့ငါရဲ့ဝန်ခံချက်အတွက်မစိုးရိမ်ပါနဲ့လို့ပေါ့ငါတေဆုံးတော့မယ်လို့ပဲထင်မှတ်ခဲ့လို့ပါဆိုပြီးပေါ့သူမစီပြောပြခဲ့ပါတယ်သူလိုချင်တာကသူမအဆင်ပြေဖို့ပဲဖြစ်ပါတယ်လို့ပေါ့ပြီးတော့သူထွက်ခွာသွားခဲ့ပါတယ်မင်းညွန်ကျောင်းကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ညီမလေးရောက်ရှိလာခဲ့ပါတယ်သူ့ကိုလွမ်းဆွနေခဲ့တာပါချာအွန်မင်းညွန်စီဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဖုန်းပိတ်ထားခဲ့ပါတယ်ချာအွန်မင်းညွန်စီစာတိုတစ်စောင်ပေးပို့ခဲ့ပါတယ်ပြီးတော့သူ့ရဲ့ညီမလေးကိုဂျေဟီစီစောက်ရှောက်ပေးဖို့ခေါ်ဆောင်သွားခဲ့ပါတယ်သူတို့အားလုံးအတူတူထိုင်ပြီးရေမောနေခဲ့ကြပါတယ်မင်းညွန်စာတိုကိုမြင်လိုက်ရတဲ့အခါသူအဆောင်စီအပြေးလွှားပြန်လာခဲ့ပါတယ်ပြီးတော့သူ့ရဲ့ညီမလေးကိုချာအွန်နဲ့ဂျေဟီတို့နဲ့အတူတွားတွေ့လိုက်ရပါတယ်သူ့ရဲ့အတိတ်ကပြုမှုချက်တွေအတွက်ရှက်ရွံ့မှုကိုခံစားလိုက်ရပါတယ်သူ့အပေါ်သဘောကောင်းပေးခဲ့ကြတာကိုသဘောပေါက်သွားခဲ့ရတာကြောင့်ပေါ်သူတို့အပေါ်မကောင်းမွန်စွာဆက်ဆံခဲ့ရင်တော့မှပေါ်သူ့ရဲ့ညီမလေးကသူ့စီအိုလံပစ်စီကနေစုတစိတ်တစ်ခုယူဆောင်ပေးဖို့တောင်းဆိုခဲ့ပါတယ်ပြီးတော့မင်းယွန်ကသူမအတွက်အဲ့ဒီလိုလှုပ်ဆောင်ပေးမယ်လို့ကတိပေးခဲ့ပါတယ်မင်းယွန်ငိုယိုခဲ့ပြီးချာအွန်စီတောင်းပန်ခဲ့ပါတယ်တငယ်ချင်းတွေပြန်လည်ဖြစ်ကြရအောင်လို့တောင်းဆိုရင်းနဲ့ပေါ်ပြီးတော့ထဲဂျွန်ကိုနောက်ထပ်မနာကျင်စေတော့ပါဘူးလို့ကတိပေးခဲ့ပါတယ်ချာအွန်သူ့ကိုခွင့်လွှတ်ခဲ့ပါတယ်မင်းယွန်အဲ့ဒီနောက်ထဲဂျွန်စီတောင်းပန်ဖို့သွားခဲ့ပါတယ်ဒါပေမဲ့ထဲဂျွန်ကသူ့ရဲ့လုပ်ရက်တွေကိုတိနှင့်ပြီးသားပါလို့ပြောပြခဲ့ပါတယ်ပြီးတော့ဂျီရဲ့အရှိမသူ့ကိုဖော်ထုတ်ပစ်ဖို့မလိုလားခဲ့ပါဘူးလို့ပြောခဲ့တာပါထဲဂျွန်သူ့ကိုခွင့်လွှတ်ခဲ့ပြီးသူတို့အတူတူလေ့ကျင့်ရေးပြုလုပ်ကြရအောင်လို့အကြံပြုခဲ့ပါတယ်နောက်တော့ထဲဂျွန်အဆောင်စီပြန်ရောက်လာခဲ့ရာဂျီကိုတွားတွေ့လိုက်ရပါတယ်သူ့ကိုစောင့်ဆိုင်နေခဲ့တာပါသူမကသူ့ကိုသူ့ရဲ့ဖခင်နဲ့ပြန်လည်တင်မြတ်စေချင်ပါတယ်လို့ပြောပြခဲ့ပါတယ်ထဲဂျွန်ရဲ့ဖခင်ဟာကျောင်းစီရောက်ရှိလာခဲ့ပြီးသူမစီထဲဂျွန်ကိုစီယုံပေးဖို့တောင်းဆိုခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့တာပါထဲဂျွန်ဟာသူ့အမေနဲ့အဖေတို့ရဲ့အမတ်တရားတွေကိုပြန်လည်အမတ်ရသွားခဲ့ပါတယ်အဲ့ဒီမှာသူ့အမေဟာမကြာခဏသတိလစ်နေခဲ့ရပြီးသူ့အဖေကတော့အလုပ်တွေနဲ့အမြဲတမ်းရှုပ်ထွေးနေခဲ့တာပါပြီးတော့သူမရဲ့အခြေအနေကိုမသိရှိခဲ့ပါဘူးထဲဂျွန်သူ့အဖေနဲ့ပြန်လည်တင်မြတ်ဖို့ညှင်းဆန်ခဲ့ပါတယ်ပြီးတော့အခန်းထဲကထွက်သွားခဲ့ပါတယ်ထဲဂျွန်အခန်းထဲမှာရောက်နေစဉ်မှာပဲသူ့ရဲ့ဖုန်းမိလာခဲ့ပြီးဂျီဟီကအဲ့ဒါကိုပြန်လည်ဖြေကြားခဲ့ပါတယ်ထဲဂျွန်ရဲ့ဖခင်ဟာဆေးရုံမှာရောက်နေကြောင်းစုံစမ်းသိရှိလိုက်ရတာပါသူမထဲဂျွန်စီသတင်းသွားရောက်ပြောပြဖို့အပြေးလွှားထွက်သွားခဲ့ပါတယ်ထဲဂျွန်စိုးရိမ်ပူပန်စွာနဲ့ဆေးရုံစီအမြန်ဦးတည်သွားခဲ့ပါတယ်ဒါပေမဲ့သူ့အဖေရဲ့အခြေအနေဟာစိုးရိမ်စရာမဟုတ်ဘူးဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့သူဂျီဟီစီပြောပြခဲ့ပါတယ်သူစိုးရိမ်စိတ်မခံစားရပါဘူးလို့ပေါ်ပြီးတော့သူစီနောက်ထပ်သွားရောက်တွေ့ဆုံတော့မှမဟုတ်ပါဘူးလို့ပြောခဲ့တာပါထဲဂျွန်ရဲ့ဖခင်ဟာရင်ကျိုးမှုကိုခံစားလိုက်ရပါတယ်ထဲဂျွန်ကသူ့ကိုဂရုမစိုက်တော့ဘူးလို့ထင်မှတ်သွားခဲ့လို့ပါနောက်တော့ဟာရီဟန်နာစီသွားခဲ့ပါတယ်သူဆေးရုံကနေဆင်းရတော့မယ်လို့ပြောပြခဲ့တာပါသူမစီပြောပြခဲ့တာကတော့မထွက်ခွာမီမှာသူမရဲ့ပြုံးရွှင်မှုကိုပြန်လည်ဆောင်ကျဉ်ပေးချင်ပါတယ်လို့ပေါ့သူမကိုရေမောအောင်လှုပ်ဆောင်ဖို့ကြိုးစားခဲ့ပေမဲ့ပျက်စီးခဲ့ရပါတယ်ဟန်နာထွက်ခွာသွားခဲ့ပေမဲ့သူမကိုပြုံးရွှင်အောင်လုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့လည်းထဲဂျွန်ဟာအမှန်တော့သူ့အဖေအတွက်လွန်စွာစိုးရိမ်နေခဲ့တာပါပြီးတော့သူ့စီတစ်ခုခုဖြစ်သွားမလားဆိုပြီးကြောက်ရွံ့နေခဲ့ပါတယ်သူ့အမေနဲ့ဖြစ်ခဲ့တယ်လို့မျိုးပေါ့ဒီကြောက်ရွံ့မှုဟာသူ့ရဲ့လေ့ကျင့်ရေးကိုထိခိုက်စေခဲ့ပါတယ်ပြီးတော့သူ့ရဲ့နီးပြကသတိပြုမိသွားတဲ့အခါသူထဲဂျွန်စီအနားယူဖို့နဲ့ခိတ္တအနားယူဆိုင်ထုတ်ဖို့အကြံပေးခဲ့ပါတယ်သူ့ရဲ့ခွန်အားတွေကိုပြန်လည်ရရှိဖို့အတွက်ပေါ်ဂျေဟီသူ့နောက်ကိုလိုက်သွားခဲ့ပြီးသူ့ကိုအာမခံနှစ်သိမ့်ပေးခဲ့ပါတယ်သူစီမစိုးရိမ်ဖို့နဲ့အရာရာအဆင်ပြေသွားမှာပါလို့ပြောပြရင်းနဲ့ပေါ်နောက်တနေ့မှာတော့ဂျေဟီထဲဂျွန်လေ့ကျင့်ရေးပြုလုပ်နေတော့မဲ့ဆိုတာကိုသတိပြုမိသွားခဲ့ပါတယ်နီးပြအကြံပြုထားတဲ့အနားယူမှုကိုမယူဘဲနဲ့ပေါ်သူတို့အတူတူအပြင်ထွက်ကြရအောင်လို့စွတ်အတင်းပြောခဲ့ပါတယ်သူတို့ကစားကွင်းတစ်ခုစီတွားရောက်ခဲ့ကြပါတယ်ပျော်ရွှင်ခဲ့ကြပြီးအတူတူရှင်လန်းနေခဲ့ကြပါတယ်နေ့ရက်အဆုံးမှာတော့ထဲဂျွန်ကဂျီဟီရဲ့အပေါ်စီသူ့ရဲ့ဂျာကင်ကိုမျက်နှိုးစွာခြုံပေးခဲ့ပါတယ်ပြီးတော့သူ့ကိုချစ်ချင်းမေတ္တာနဲ့စိုက်ကြည့်နေခဲ့တာပါထဲဂျွန်သူ့ရဲ့ခံစားချက်တွေကိုမထိန်ချုပ်နိုင်ခဲ့ပဲသူမကိုနမ်းရှိုက်လိုက်ပါတယ်ဂျီဟီကိုမိမောတုံလောက်သွားစေလျက်နဲ့ပေါ်နောက်တနေ့မှာတော့ဂျီဟီဆေးရုံမှာရှိတဲ့ထဲဂျွန်ရဲ့ဖခင်စီတွားရောက်တွေ့ဆုံခဲ့ပါတယ်သူစီပြောပြခဲ့ပါတယ်ထဲဂျွန်ကသူ့အတွက်စိုးရိမ်နေတာပါလို့ပေါ့အဲ့ဒါဟာသူ့ရဲ့စွမ်းဆောင်ရည်ကိုအတိတ်ပဲမဲ့ထိခိုက်စေတာပါလို့ပေါ့ပြီးတော့သူတို့ရဲ့မတူညီမှုတွေကိုဖြေရှင်းဖို့ဆုံတွေ့နိုင်မလားလို့မေးမြန်းခဲ့ပါတယ်ထဲဂျွန်ရဲ့ဖခင်ကထဲဂျွန်နဲ့ဆုံတွေ့ဖို့သဘောတူခဲ့ပါတယ်ထဲဂျွန်အဆောင်စီပြန်ရောက်တဲ့အခါသူ့အဖေကိုဂျေဟီနဲ့အတူတွားတွေ့လိုက်ရပါတယ်ပြီးတော့ဂျေဟီကသူတို့ကိုနှစ်ယောက်တည်းထားခဲ့ပေးခဲ့ပါတယ်ထဲဂျွန်ရဲ့ဖခင်ကထဲဂျွန်စီအတိမတ်ပြုဝန်ခံခဲ့ပါတယ်သူ့အမေရဲ့ယောဂအကြောင်းအစကတည်းကတီးထားခဲ့တာပါလို့ပေါ့ပြီးတော့သူမဟာတိတ်တဆိတ်စေကူတာမှုခံယူနေခဲ့ရတာပါလို့ပေါ့သူမစီခွဲစိတ်ကူတာမှုခံယူဖို့အကြံပေးခြင်းခံခဲ့ရပေမဲ့သူမအဲ့ဒါကိုထဲဂျွန်အတွက်ကြောင့်နောက်နေကြံ့ကြအောင်ပြုလုပ်ခဲ့တာပါသူစီထဲဂျွန်ကိုမပြောပြဖို့တောင်းဆိုခဲ့တာပါအဲ့ဒါမှသူပြိုင်ပွဲစီကနေအာယုံဆိုင်မှုပြပြသွားမှာမဟုတ်တာကြောင့်ပေါ့ထဲဂျွန်ရဲ့ဖခင်ကသူမရဲ့ခွဲစိတ်ကူတာမှုကိုရွှေဆိုင်ခဲ့တဲ့အပြစ်ရှိတယ်လို့ခံစားရမှုကိုထမ်းဆောင်ခဲ့ရတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ပြီးတော့အဲ့ဒါအတွက်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့တာပါလို့ပေါ့ဒီနှစ်တွေအားလုံးမှာသူထဲဂျွန်ကိုတွန်းအားပေးနေခဲ့တာပါသူ
သူ့အမေရဲ့အိမ်မက်ကိုအကောင့်ထဲဖော်ပေးဖို့အတွက်ပေါ့အနိုင်ရရှိခြင်းအဖြစ်ပေါ့ဒါပေမဲ့သူထဲကျွန်းစီအမှန်တရားကိုဘယ်တော့မှမပြောပြခဲ့ပါဘူးထဲကျွန်းမိန်းမောတုံလို့သွားခဲ့ရပြီးထွက်ခွာသွားခဲ့ပါတယ်ငိုယိုလျက်နဲ့ပေါ့ဒီနှစ်တွေအားလုံးမှာသူ့အဖေကိုမုန်းတီးနေခဲ့မိတာအတွက်နောက်တရားလျက်နဲ့ပေါ့သူထမ်းဆောင်နေခဲ့တဲ့နာကျင်မှုကိုမရှိဘဲနဲ့ပေါ့အဆောင်စီပြန်ရောက်တဲ့အခါဂျေဟီထဲကျွန်းငိုနေတာကိုတွားတွေးလိုက်ရပါတယ်ပြီးတော့သူမသူ့ကိုနှစ်သိမ့်ဖို့ဖတ်ထားပေးခဲ့ပါတယ်နောက်တစ်နေ့မှာတော့ထဲကျွန်းစိတ်သက်သာရာရရှိသွားခဲ့ပြီးသူ့ဖေစီစာတူတစ်စောင်ပေးပို့ခဲ့ပါတယ်ဒီနှစ်တွေရေးမှာသူ့ရဲ့လုပ်ရက်တွေအားလုံးအတွက်တောင်းပန်ရင်းနဲ့ပေါ်ပြီးတော့သူ့အတွက်အိုလံပစ်မှာအနိုင်ရရှိအောင်လှုံ့ဆော်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ထဲကျွန်းဟာတစ်လွင်နဲ့တနိဋ္ဌာန်နဲ့အတူသူ့ရဲ့လေ့ကျင့်ရေးကိုပြန်လည်စတင်ခဲ့ပါတယ်ပြီးတော့ဂျေဟီကလည်းသူ့ရဲ့တိုးတက်မှုကိုမြင်တွေ့ရလို့ပျော်ရွှင်နေခဲ့ပါတယ်နောက်တော့ထဲကျွန်းအဆောင်စီပြန်ရောက်လာခဲ့ပါတယ်ပြီးတော့ရဲရင်စွာနဲ့ဂျေဟီစီပြောပြခဲ့ပါတယ်သူမကိုအမြဲတမ်းသဘောကျခဲ့တာပါလို့ပေါ့ဒါပေမဲ့အခုတော့သူမကိုချစ်မြတ်နိုးနေပါပြီလို့ပေါ့ဂျေဟီမိန်မောတုံလို့သွားခဲ့ရပြီးဘလို့ပြန်လဲတုတ်ပြန်ရမှန်းမရေမရဖြစ်သွားခဲ့ရပါတယ်ဂျေဟီတုံလို့စွာနဲ့ရေချိုးဖို့ထွက်သွားခဲ့ပါတယ်ချာအွန်သူမကိုတွေးလိုက်ရပြီးသူမဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းစုံစမ်းသိရှိသွားခဲ့ပါတယ်သူအစကတည်းကမတင်ကဖြစ်နေခဲ့ရင်တော့မှပေါ့သူမိန်မောတုံလို့သွားခဲ့ရပါတယ်ချာအွန်သူမကိုဒီလိုမျိုးလှုပ်ဝက်ချက်ကြီးကိုဝတ်ထားခဲ့တာအတွက်စူပူချိန်မောင်းခဲ့ပါတယ်သူမကိုအရင်နှီးဆုံးတငယ်ချင်းအဖြစ်သတ်မှတ်ထားစဉ်မှာပေါ့သူထဲကျွန်းကလည်းတိနေတယ်ဆိုတာကြောင့်ပုံမိုဒေါသထွက်သွားခဲ့ရပါတယ်တိနေခဲ့တာကိုပေါ့ဂျေဟီရှင်းပြဖို့ကြိုးစားခဲ့ပါတယ်ထဲကျွန်းသူမရဲ့မိသူမိဝါဖြစ်ကြောင်းကိုမသိခဲ့ပါဘူးလို့ပေါ့ဒါပေမဲ့ချာအုံမယုံကြည်ခဲ့ပါဘူးပြီးတော့သူထွက်သွားခဲ့ပါတယ်ဂျေဟီကိုစိတ်မကောင်းဖြစ်လျက်ကြံရစ်စေခဲ့တာပါဂျေဟီဟာဝမ်းနည်းမှုကိုခံစားရပြီးထဲကျွန်းသူမမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိသွားရင်သူမစီကနေထွက်ခွာသွားမလားဆိုပြီးစိုးရိမ်နေခဲ့ရပါတယ်သူမရေကန်စီသွားခဲ့ပါတယ်ထဲကျွန်းသူမစီရောက်လာခဲ့ပြီးသူမငိုယိုခဲ့ပါတယ်ပြောပြခဲ့တာကတော့သူမသိပါတယ်သူမကိုယောက်ျားလေးတစ်ယောက်အဖြစ်ချစ်တာပါလို့ပေါ့ဒါပေမဲ့အမှန်တကယ်မှာတော့သူမဟာမိန်းကလေးတစ်ယောက်ပါလို့ပေါ့ထဲကျွန်းကပြန်လဲဖြေချခဲ့ပါတယ်မင်းယူလေးရဲ့ငါမင်းမိန်းကလေးတစ်ယောက်ဆိုတာကိုအစကတည်းကသိထားခဲ့တာပါပြီးတော့ငါမင်းကိုချစ်တယ်ဆိုပြီးတော့ပေါ့ဂျေဟီပျော်ရွှင်လုံးလို့ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်ပြီးတော့သူ့ပေါ်သူမရဲ့အချစ်ကိုဝန်ခံခဲ့ပါတယ်အဲ့ဒီလိုပဲပေါ့နောက်တစ်နေ့မှာတော့ဂျေဟီချာအွန်သူမအပေါ်စိတ်ဆိုးနေလုံးပဲဆိုတာကိုသတိပြုမိသွားခဲ့ပါတယ်ပြီးတော့သူမဘလောက်ပဲတောင်းပန်ဖို့ကြိုးစားခဲ့ပါစေသူပြန်လဲတုံ့ပြန်မှာမဟုတ်ပါဘူးသူမစိတ်သက်ကြလျက်အဆောင်စီပြန်လာခဲ့ပါတယ်ဒါပေမဲ့ထဲကျွန်းကသူမကိုအမှန်တကယ်ဒိတ်တစ်ခုစီဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒါဟာသူမရဲ့စိတ်သက်ကိုမြင့်တင်ပေးခဲ့ပါတယ်ထဲကျွန်းနဲ့ဂျေဟီတို့ဟာအတူတူပျော်ရွှင်စရာအချိန်တွေကိုကုန်လုံးခဲ့ကြပါတယ်လက်တွဲထားကြရင်းနဲ့အချင်းချင်းရဲ့ရှိနေမှုကိုပျော်ရွှင်စွာခံစားခဲ့ကြတာပါနေ့ရဲ့အဆုံးမှာတော့သူတို့ဈေးဝယ်ထွက်ခဲ့ကြပါတယ်ပြီးတော့အတူတူထိုင်ပြီးကျယ်တွေကိုကြည့်ရှုခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့ချာအွန်ကျောင်းသားတွေကြားမှာမိန်းကလေးတစ်ယောက်အကြောင်းကောလာဟာလာတွေကိုကြားသိခဲ့ရပါတယ်ကျောင်းမှာရုပ်ဖြတ်ထားတာပါဆိုပြီးပေါ့ပြီးတော့သူတို့ယုံကြည်ကြတာကတော့သူမအဝတ်လဲခန်းထဲမှာအဝတ်စားလဲလှယ်တာပါလို့ပေါ့ချာအွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။ကျောင်းသားတွေဂျေဟီရဲ့အမှန်တကယ်မြည်သူမြည်ဝါဖြစ်ကြောင်းကိုစုံစမ်းသိရှိသွားမလားဆိုပြီးပေါ့သူမရဲ့အခန်းစီအပြေးလွှားသွားခဲ့ပြီးသူမကိုပုံအောင်စေခဲ့ပါတယ်။ဘယ်သူမှသူမကိုမမြင်နိုင်မီမှာအချိန်မီပေါ့သူတို့အတူတူထွက်ခွာသွားခဲ့ကြပါတယ်ပြီးတော့ဂျေဟီချာအွန်စီတောင်းပန်ခဲ့ပါတယ်။သူစီကနေအမှန်တရားကိုလှုပ်ဝက်ထားခဲ့မိတာအတွက်ပေါ့ဒီအချိန်အားလုံးအရေးမှာပေါ့ချာအွန်ကသူမစီပြောပြခဲ့ပါတယ်သူလက်ရှုံမှာမဟုတ်ပါဘူးလို့ပေါ့ပြီးတော့သူထဲကျွန်းနဲ့ဆက်လက်ရှင်ပြိုင်သွားပါမယ်လို့ပေါ့သူမရဲ့အချစ်အတွက်ပေါ့သူမစီသူနဲ့အတူအပြင်ထွက်ဖို့တောင်းဆိုခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဂျေဟီအဆောင်စီပြန်ရောက်လာခဲ့ပြီးထဲကျွန်းစီပြောပြခဲ့ပါတယ်သူတဝင်တုံမှုကိုခံစားလိုက်ရပေမဲ့သူမချာအွန်နဲ့အတူအပြင်ထွက်တာကိုမတားဆီးနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူချာအွန်ဟာသူမရဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်တာကိုသိနေလို့ပါနောက်တစ်နေ့မှာဂျေဟီနဲ့ချာအွန်တို့ဟာဒိတ်တစ်ခုစီထွက်ခွာသွားခဲ့ကြပါတယ်ချာအွန်ကသူမကိုလက်ဆောင်တွေဝယ်ပေးဖို့ခေါ်ဆောင်သွားခဲ့ပါတယ်ပြီးတော့သူတို့အတူတူအစားအသောက်တစ်ခုကိုပျော်ရွှင်စွာစားတောက်ခဲ့ကြပါတယ်နေ့ရက်အဆုံးမှာတော့ချာအွန်သူမစီသူ့ရဲ့အချစ်ကိုနောက်တစ်ကြိမ်ဝန်ခံခဲ့ပါတယ်ပြီးတော့သူမစီသူရေချိုးခန်းစီသွားမယ်လို့ပြောပြခဲ့ပါတယ်သူပြောပြတာကတော့အကယ်၍သူမဒီလိုမျိုးမခံစားရဘူးဆိုရင်သူပြန်မလာမီမှာသူမထွက်ခွာသွားတင်ပါတယ်လို့ပေါ့ချာအွန်ပြန်လာတဲ့အခါအဲ့ဒီနေရာလွတ်ဟာနေတာကိုတွားတွေးလိုက်ရပါတယ်ဒါပေမဲ့ဂျေဟီသူ့အနောက်မှာပေါ်လာခဲ့ပြီးသူ့ရဲ့နာမည်ကိုလှမ်းခေါ်လိုက်ပါတယ်ချာအွန်ပျော်ရွှင်သွားခဲ့ရပါတယ်သူမသူ့ရဲ့ခံစားချက်တွေကိုလက်ခံလိုက်ပြီးလို့ထင်မှတ်ခဲ့လို့ပါဒါပေမဲ့ဂျေဟီကသူ့စီပြောပြခဲ့ပါတယ်သူမသူ့ကိုညှင်းဆန်ဖို့လာရောက်တာပါလို့ပေါ့ဘာလို့လဲဆိုတော့သူမထဲကျွန်းကိုချစ်မြတ်နိုးလို့ပါဆိုပြီးပေါ့ဒါပေမဲ့လည်းသူမပြောခဲ့တာကတော့ချာအွန်ဟာသူမရဲ့အရင်ကြီးဆုံးတငယ်ချင်းပါပဲလို့ပေါ့ချာအွန်ပြုံးပြလိုက်ပါတယ်နောက်ဆုံးမှာအခြေအနေကိုလက်ခံလိုက်ရတာကြောင့်ပေါ့ပြီးတော့သူမကိုထဲကျွန်းစီတွားခွင့်ပြုလိုက်ပါတယ်အဲ့ဒီခိုက်တက်မှာပဲထဲကျွန်းဂျေဟီစီအပြေးလွှားရောက်ရှိလာခဲ့ပါတယ်ပြီးတော့သူမကိုတွေးလိုက်ရတဲ့အခါသူမကိုတင်းကျပ်စွာဖတ်ထားလိုက်ပါတယ်ချာအွန်သူမကိုထိခိုက်အောင်ပြုလုပ်ခဲ့မလားဆိုပြီးစိုးရိမ်မိရရင်နဲ့ပေါ့သူတို့အဆောင်စီပျော်ရွှင်စွာပြန်လာခဲ့ကြပါတယ်ဒါတော့တွင်ဟာရီဟန်နာစီတွားရောက်တွေ့ဆုံဖို့ဆေးရုံစီတွားခဲ့ပါတယ်ဟ
ဟာရီသူမကိုရေမောအောင်လှုပ်ဆောင်ဖို့စူးစမ်းခဲ့ပေမဲ့ပျက်စီးခဲ့ရပါတယ်ပြီးတော့သူ့ရဲ့အုပ်ထုပ်ပြုတ်ကျသွားခဲ့ပါတယ်သူအဲ့ဒါကိုဖမ်းဆီးဖို့စူးစမ်းခဲ့ပေမဲ့နှောက်ယှက်ခြင်းခံခဲ့ရပြီးသူ့ရဲ့ရေစရာကောင်းတဲ့အတွင်းခံကိုထုတ်ဖော်ပြသမိသွားခဲ့ပါတယ်ဟန်နာနောက်ဆုံးမှာပြုံးရွှင်သွားခဲ့ပြီးထွက်ခွာသွားခဲ့ပါတယ်သူမစီသူမရဲ့ပြုံးရွှင်မှုကိုမြင်တွေ့ရလို့ပျော်ရွှင်မိပါတယ်လို့ပြောပြစင်မှာပေါ့ပြီးတော့နောက်တနေ့မနက်မှာဂျေဟီထဲချွန်ကိုစောစီးစွာနှိုးလိုက်ပါတယ်သူတက်နိုင်သမျှပြင်းထန်စွာလေ့ကျင့်ရေးပြုလုပ်ဖို့တိုက်တွန်းရင်းနဲ့ပေါ့လူတိုင်းအတူတူလေ့ကျင့်ရေးပြုလုပ်ခဲ့ကြပါတယ်ပြိုင်ပွဲအတွက်ပြင်ဆင်ကြရင်းနဲ့ပေါ့အဲ့ဒီနောက်မှာတော့ဟာရီဟန်နာကိုဒိတ်တစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်သူမစီအချိန်ချင်းစီးရုံးဖို့စူးစမ်းခဲ့ပြီးတဲ့နောက်မှာပေါ့ဟာရီသူမစီပြောပြခဲ့ပါတယ်သူမစီပေးခဲ့တဲ့ဂတိကိုတီးပါမယ်လို့ပေါ့ဘာလို့လဲဆိုတော့သူမရဲ့ပြုံးရွှင်မှုကိုချစ်မြတ်နိုးလို့ပါဆိုပြီးပေါ့သူရေစရာကောင်းတဲ့မျက်နှာဖုံးတစ်ခုကိုထုတ်ယူလိုက်ပြီးစွတ်လိုက်ပါတယ်ပြီးတော့ဟန်နာနောက်ဆုံးမှာလိုက်လဲရေမောလိုက်ပါတယ်ပြီးတော့သူပြုလုပ်ခဲ့တာတွေအတွက်သူ့ကိုကျေးဇူးတင်ခဲ့ပါတယ်သူမစီအပြင်ထွက်ဖို့တောင်းဆိုခဲ့ရာသူမသဘောတူခဲ့ပါတယ်သူ့ကိုပျော်ရွှင်မှုတွေနဲ့လွှမ်းမိုးသွားစေလျက်နဲ့ပေါ့သူမစီနောက်မှသူ့အပေါ်လှည့်ပတ်ကြရှုံးသွားအောင်လှုပ်ဆောင်ပေးမယ်လို့ကတိပေးရင်းနဲ့ပေါ့ဂျေဟီနဲ့ထဲချွန်တို့ဟာပြိုင်ပွဲအတွက်အားကစားရှုဖက်တွေဝယ်ယူဖို့ထွက်သွားခဲ့ကြပါတယ်။ချာအွန်လည်းသူတို့နဲ့တူလိုက်ပါခဲ့ပါတယ်။သူတို့အားလုံးအတူတူအစားတောက်တစ်ခုကိုပျော်ရွှင်စွာစားတောက်ခဲ့ကြပါတယ်။အဆောင်စီပြန်ရောက်တဲ့အခါထဲကျွန်းဂျေဟီစီသူနဲ့တူညီတဲ့အဝတ်စားတွေကိုပေးခဲ့ပါတယ်။ပြီးတော့ပြိုင်ပွဲနေ့မှာအဲ့ဓာတွေကိုဝစ်စင်ပေးဖို့တောင်းဆိုခဲ့တာပါ။နောက်တစ်နေ့မှာသူတို့ထဲကျွန်းရဲ့အိတ်ကိုပြင်ဆင်တာကိုစတင်ခဲ့ကြပါတယ်။မင်းယုံထဲကျွန်းစီအနိုင်ရရှိအောင်အားပေးဖို့တွားခဲ့ပါတယ်။ထဲကျွန်းသူ့ကိုအားပေးမှုကိုလက်မခံပါဘူးလို့ပြောပြခဲ့ပါတယ်။ဒီမှာသူ့ကိုအားကစားရှုဖက်တရံလက်ဆောင်ပေးလိုက်ပါတယ်။ဒါကြောင့်မင်းဟုံပြုံးပြလိုက်ပါတယ်ပြီးတော့သူနဲ့အတူခီးထွက်ဖို့သဘောတူလိုက်ပါတယ်ပြိုင်ပွဲစီအပြန်လမ်းမှာပေါ့ထဲကျွန်းဟန်နာစီကစာတိုးတစ်စောင်လက်ခံရရှိခဲ့ပါတယ်သူမအတွက်ပြုလုပ်ပေးခဲ့တဲ့မြအရာအတွက်သူ့ကိုကျေးဇူးတင်ရင်းနဲ့ပေါ့သူ့ကိုပြောပြခဲ့ပါတယ်သူယူပကူထုံးကိုစတင်နေပြီဖြစ်ကြောင်းပေါ့ပြီးတော့ဂျီလန်နက်စ်တစ်စီပြန်သွားနိုင်ဖို့အခွင့်အရေးကောင်းရှိနေပါတယ်လို့ပေါ့ထဲကျွန်းသူမအတွက်ပျော်ရွှင်မိသွားခဲ့ရပါတယ်ဒါတော့တွင်ကျောင်းမှာတော့မကြသေးမီကသူစိုက်ထုတ်နေခဲ့တဲ့ပြင်းထန်တဲ့ကြိုးပမ်းမှုတွေကြောင့်ပေါ့ဂျေဟီဟာရုတ်တရက်သတိလစ်မေ့မျောသွားခဲ့ရပါတယ်။အားကစားကလပ်ကကျောင်းသားတွေရဲ့အရှိမပေါ့သူတို့ရှူရှိုက်နိုင်အောင်အင်ဂျီကိုဖွင့်လိုက်ကြတဲ့အခါသူတို့စုံစမ်းသိရှိသွားခဲ့ကြပါတယ်။သူမဟာမိန်းကလေးတစ်ယောက်ပါဆိုတာကိုပေါ့ကောလာဟာလာတွေဖြစ်ခဲ့တဲ့မိန်းကလေးပေါ့ဟာရီသူမကိုဆရာဝန်စီခေါ်ဆောင်သွားခဲ့ပါတယ်။သူပြုလုပ်ခဲ့တာတွေအတွက်သူမကိုပြင်းထန်စွာစူပူကျိန်းမောင်းရင်းနဲ့ပေါ့ဒါပေမဲ့လည်းသူမရဲ့လှုပ်ဝက်ချက်ကိုကယ်တင်ပေးမယ်ကာကွယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ကျောင်းသားတွေဂျေဟီရဲ့လှုပ်ဝက်ချက်ကိုလှုပ်ဝက်ထားပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ပြီးတော့အတန်းကောင်းဆောင်ကသူမစီအာမခံပြောကြားခဲ့ပါတယ်။သူမရဲ့လှုပ်ဝက်ချက်ဟာသူတို့နဲ့အတူဘေးကင်းပါတယ်လို့ပေါ့ပြီးတော့သူတို့ဘသူကိုမှမပြောပြခဲ့ပါဘူးလို့ပေါ့ဒါပေမဲ့လည်းဂျေဟီသူမရဲ့လှုပ်ဝက်ချက်ထုတ်ဖော်ခံလိုက်ရရင်သူမရဲ့တငယ်ချင်းတွေပြစ်ဒဏ်ပေးခြင်းခံရမလားဆိုပြီးကြောက်ရွံ့နေခဲ့ပါတယ်။ဒါကြောင့်သူမအမေရိကစီပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ထဲကျွန်းကိုတောင်စောင့်ဆိုင်းခြင်းမရှိဘဲနဲ့ပေါ့သူမဆရာဝန်စီသွားခဲ့ပြီးသူမရဲ့ဆုံးဖြတ်ချက်ကိုအကြောင်းကြားခဲ့ပါတယ်ပြီးတော့သူ့ကိုသူမထွက်ခွာသွားတာကိုလှုပ်ဝက်ထားပေးဖို့တောင်းဆိုခဲ့တာပါသူ့ကိုကျေးဇူးတင်ကြောင်းနဲ့နှုတ်ဆက်စကားပြောကြားခဲ့ပြီးတဲ့နောက်သူမလေ့ကျင့်ရေးစခန်းမှာရှိတဲ့ထဲကျွန်းစီဖုန်းဆက်ခဲ့ပါတယ်ပြီးတော့သူ့ကိုလွမ်းဆွတ်နေပါတယ်လို့ပြောပြခဲ့ပါတယ်ပြီးတော့နောက်တစ်နေ့ပြိုင်ပွဲမမီမှာသူ့နဲ့အတူဒိတ်တစ်ခုစီထွက်သွားခြင်းပါတယ်လို့ပေါ့နောက်တစ်နေ့မှာတော့ဂျေဟီစခန်းမှာရှိတဲ့သူ့စီတွားရောက်တွေ့ဆုံခဲ့ပြီးသူတို့ဒိတ်တစ်ခုစီထွက်သွားခဲ့ကြပါတယ်အဲ့ဒါဟာသူတို့ရဲ့နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်ဆိုတာကိုမသိရှိဘဲနဲ့ပေါ့သူတို့အတူတူအချိန်တွေကိုပျော်ရွှင်စွာခံစားခဲ့ကြပါတယ်ပြီးတော့နေ့ရက်အဆုံးမှာတော့ဂျေဟီထဲကျွန်းစီတောင်းဆိုခဲ့ပါတယ်သူစုတစိတ်အနိုင်ရရှိအောင်အကောင်းဆုံးစိုက်ထုတ်ပါမယ်လို့ကတိပေးဖို့ပေါ့သူအောင်မြင်တာကိုမြင်တွေ့ဖို့စောင့်ဆိုင်းနေမှာမို့လို့ပါသူ့ကိုဖတ်ထားခဲ့ပြီးငိုယိုခဲ့တာကြောင့်ထဲကျွန်းဆက်ရှုပ်သွားခဲ့ရပါတယ်ဂျေဟီအဆောင်စီပြန်ရောက်လာခဲ့ပါတယ်ထဲကျွန်းနဲ့အတူအမတ်တရားတွေကိုပြန်လည်အမတ်ရနေခဲ့ရင်းနဲ့ပေါ့ပြီးတော့ထွက်ခွာသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်မထွက်ခွာမီမှာပဲရဲ့အတန်းဖော်တွေအားလုံးနှုတ်ဆက်ဖို့ရောက်ရှိလာခဲ့ကြပါတယ်စီပြောပြခဲ့ကြတာကတော့သူတို့ကိုအမြဲတမ်းသတ်မှတ်ထားပါမယ်လို့ပေါ့သူတို့ရဲ့အရင်နှီးဆုံးတငယ်ချင်းအဖြစ်မကြမီမှာပဲပေါ့ချာအွန်ခွေးလေးနဲ့အတူနှုတ်ဆက်ဖို့ရောက်ရှိလာခဲ့ပါသေးတယ်ဂျေဟီကိုဖတ်ထားခဲ့ပြီးမိမိကိုယ်တေချာစောင့်ရှောက်ဖို့ပြောပြခဲ့ပါတယ်မစီနှုတ်ဆက်စကားမပြောမီမှာပေါ့ဒါတော့အတွင်းထဲကျွန်းစိုးရိမ်ပူပန်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့ဂျေဟီသူတို့ရဲ့နောက်ဆုံးတိတ်ကလေးကသူ့စီဆက်သွယ်ခြင်းမရှိခဲ့လို့ပါချာအွန်စီမအကြောင်းအခြေအနေကြည့်ဖို့ဖုန်းဆက်ခဲ့ပါတယ်ဒါပေမဲ့ချာအွန်ကသူ့ကိုအကြောင်းကြားခဲ့တာကတော့မအမေရိကစီထွက်ခွာသွားခဲ့ပါပြီလို့ပေါ့ထဲကျွန်းမိန်းမောတုံလို့သွားခဲ့ရပြီးမစီတွားရောက်တွေ့ဆုံဖို့ခရီးထွက်ချင်ခဲ့ပါတယ်ဒါပေမဲ့ချာအွန်ကသူ့ကိုတားဆီးခဲ့ပါတယ်အဲ့ဒါဟာမိုက်မဲပါတယ်လို့ပြောရင်းနဲ့ပေါ့ပြီးတော့ထဲကျွန်းဂျီဟီရဲ့အိမ်မက်အကောင့်ထဲပေါ်လာဖို့စီပဲအာယုံစိုက်တင်ပါတယ်လို့ပေါ့ထဲကျွန်းချာဝန်ရဲ့အကြံဉာဏ်ကိုနားထောင်ခဲ့ပြီးဆက်လက်နေထိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အမြင့်ခုံပြိုင်ပွဲအတွက်အချိန်ရောက်ရှိလာခဲ့ပါတယ်ပြီးတော့ထဲကျွန်းစိတ်လှုပ်ရှားနေခဲ့ပါတယ်ဂျီဟီရဲ့အားပေးစကားတွေကိုပြန်လည်အမှတ်ရနေရင်းနဲ့ပေါ့ထဲကျွန်းခုံလိုက်ပြီးအရင်ကထက်မဆိုပုံမမြင့်မားစွာခုံနိုင်ခဲ့ပါတယ်ပထမဆုံးရရှိသွားခဲ့တာပါဂျီဟီရေမောလိုက်ပါတယ်မျက်ရည်တွေဟာရဲ့ပျော်ရွှင်မှုနဲ့ရောနှောနေခဲ့ရပါတယ်ထဲကျွန်းကအဲ့ဒီစုကိုစီရည်ညွှန်းပါတယ်လို့ကြေညာလိုက်ချိန်မှာပေါ့အဲ့ဒါကိုစီကိုယ်တိုင်ကိုကြပေးမယ်လို့ကတိပေးရင်းနဲ့ပေါ့
အချိန်တွေကုန်လွန်သွားခဲ့ပြီးဂျေဟီဟာအခုဆိုရင်အမေရိကမှာရောက်ရှိနေခဲ့ပါပြီ။ချာအွန်စီထဲကျွန်းဘယ်လိုများရှိနေသလဲဆိုတာကိုပြောပြနေခဲ့တာပါ။ချာအွန်ကသူမစီပြောပြခဲ့ပါတယ်။သူပြိုင်ပွဲကလေးကသူ့စီကနေဘာမှမကြားသိရပါဘူးလို့ပေါ့ဂျေဟီတက်ပြင်းချလိုက်ပါတယ်။ထဲကျွန်းနဲ့စကားပြောချင်မိရရင်နဲ့ပေါ့ပြိုင်ပွဲကလေးကသူမစီဆက်သွယ်ခြင်းမရှိခဲ့သူပေါ့သူမတွေးတောမှုတွေထဲမှာပျောက်ကွယ်နေစင်မှာပဲသူမအံ့အားသင့်စွာနဲ့ထဲကျွန်းကိုတွားတွေးလိုက်ရပါတယ်သူမရဲ့အရှိမရက်နေတာပါသူမအတွက်အမေရိကစီရောက်လာခဲ့တာပါဂျေဟီရေမောလိုက်ပြီးထဲကျွန်းသူမကိုဖတ်ထားလိုက်ပါတယ်သူမစီကနေနောက်တစ်ကြိမ်ဘယ်တော့မှထွက်ခွာသွားတော့မှာမဟုတ်ပါဘူးလို့ကတိပေးရင်းနဲ့ပေါ့ဒီနေ့အတွက်တော့ဒါပါပဲဗျာနောက်တစ်ကြိမ်မှာအားလုံးနဲ့ပြန်လဲဆုံတွေ့ကြတာပေါ့အားလုံးပဲငြိမ်းချမ်းကြပါစေ